Hello အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KKR တိမ်မ channel ကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာအချစ်စလန်လေးတွေကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်အချစ်စလန်လေးကစာရေးသူမှွေရီဖွဲ့ခွင်ထူးဖန်ရေးသားထားတဲ့တခင်ရဲ့အသုံးတော်ခန်းဆိုတဲ့ဇလန်လေးရဲ့အစအဆုံးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ထုံးစံအတိုင်းပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်သစ်သောဇလန်းတွေတင်တိုင်းသိရှိဖို့အတွက်ဘေးနား notification လေးကိုလည်းတပါးနဲ့နှိပ်သွားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါဆိုရင်တော့တခင်ရဲ့အသုံးတော်ခန်းဆိုတဲ့ချွတ်ချွတ်အီအီဇလန်းလေးကိုအခုပဲအတူတူနားဆင်ကြည့်ရအောင်လားရှင်တာမန်လူများဝင်ရောက်ရာအတွက်မလွယ်ကူအောင်တင်းကျပ်တဲ့လုံခြုံရေးများဖြင့်ချမ်းသာထားကနာမည်ကြီးလူချမ်းသာများသာဝင်ရောက်နိုင်တဲ့အစဘာတစ်ခုမှာရှင်မူတောက်စားနေကြတဲ့တတိများစုဝေးနေလျက်အစမူနေတဲ့တတိတယောက်ကဝန်နှန်းကောင်မလေးအားရည်တဲ့လှုပ်နေခြင်းပဲမိမလားလေးကိုနဲ့အစ်တူတူတောက်ရအောင်မတောက်တော့ပါဘူးငါတောက်ဆိုမင်းတောက်ရမယ်ညင်းမို့မကြိုးသားနဲ့သူမရဲ့ပါဇက်တဲ့သူဝိုင်များအတင်းလောက်ထဲကသူမရဲ့ပခုံးတက်သူထိုသူရဲ့လက်တို့ကနေရာယူလာလျက်ထိတွေ့နေတဲ့ကြောင့်ခေးဆက်တွင်သီးမခံနိုင်တော့ပဲရုံးကန်ကထိုသူအားတွန်းတော်လာ၍သူ့အခန်းထဲမှထွက်ပြေးသွားခဲ့တယ်။သူ့အားလွန်ဆန်တဲ့ခေးဆက်တွင်အားဖမ်းခေါ်လာရန်သူ့ရဲ့တပည့်များအားအမိတ်အာဏာပြေးဝစွာဖြင့်အော်ပြောလိုက်တယ်။အဲကောင်မကိုငါးစီကိုဖမ်းခေါ်လာခဲ့ကြ။ခေးဆက်တွင်ပြေးမိပြေးရပြေးရင်နောက်ကလိုက်လာတဲ့လူများကြောင့်အခန်းတစ်ခန်းထဲသို့ဝင်ပုန်းလိုက်တယ်။သူမထိုအခန်းထဲသို့ရောက်သွားတာနဲ့သူမတောက်ခဲ့ရတဲ့ဝိုင်းထဲမှာစိတ်ကြွဆေးများပါနေတဲ့အတွက်တကူလုံးပူအိုက်လာ၍သူမမြင်နေရတဲ့အစာအလုံးကလည်းရှိဝေမှုံဝါလာတယ်။ထိုစဉ်သူမခန္ဓာကိုယ်တစ်ခုလုံးအာနေလာခဲ့၍လဲကျသွားမလို့ပင်ဖြစ်ရာခေးဆက်တွင်အားအမည်မသိယောက်ျားသားတစ်ယောက်ကသူမအားပွေးချလိုက်တော့တယ်။ဒီအခန်းထဲဝင်လို့မဖြစ်ဘူး။ဒါကတထေးလေးကုံရဲ့အခန်းပဲ။ငါတို့သူကိုနှောက်ဆက်လို့မဖြစ်ဘူး။ထိုအခန်းစီသူရှောင်းနေတဲ့လူမိုင်းနှစ်ယောက်လေးလာရလန်းအတိုင်းပဲနောက်ပြန်လေကထွက်သွားကြတယ်။ဘာလို့ငါတကူလုံးကဖိနေခံထားရတယ်လို့နာကျင်နေရတာလဲ။ညင်းညူတဲ့များနဲ့အတူခေးဆက်တွင်နိုးထလာခဲ့တာနဲ့ပတ်ဝန်းကျင်သူတစ်ချက်ဝှေ့ကြည့်လိုက်ရာငါဘေးကိုစောင်းနေတာလေမစင်းနေတဲ့ပတ်ဝန်းကျင်ကြောင့်အံ့ဩမှုအပြည့်ဖြင့်ငေးကြည့်မိနေရမှသူမရဲ့ခန္ဓာကိုယ်ထက်တွင်လည်းအဝတ်မဲ့နေချက်ကြောင့်သူမရဲ့စိုးရိမ်စိတ်များတိကတိမြင့်တက်သွားခဲ့သူမရဲ့ခန္ဓာကိုယ်ကစောင်ပြက်လင်းမြတ်စွာဖုံးပြထားလိုက်တော့တယ်ငါဘာလို့မိတာလဲမင်းနိုးလာပြီလားထိုစဉ်သူမရှိသူယောက်ျားလေးတယောက်ရောက်လာကခေးဆက်တွင်ဟာစူးစိုက်ကြီးကမိလိုက်ခြင်းပင်ဖြစ်တယ်ထိုသူရဲ့ခန္ဓာကိုယ်ထက်တွင်လည်းအဝတ်မေကအောက်ပိုင်းကိုအဖြူရောင်တပတ်ဖြင့်သာဖုံးထားလျက်ထိုသူကထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်မင်းကုံရောင်ပင်ဖြစ်တော်တယ်ထိုသူဟာမျက်ဝန်းဝိုင်းသာဖြင့်သူမစိုက်ကြည့်လျက်ရှင်ကဘာတူလဲမင်းမမှတ်မိတော့ဘူးလားမင်းညာကငါတို့နေအောင်ပျော်ပါခဲ့ကြတယ်လေကြားလိုက်ရတဲ့စကားကြောင့်ရှေခဲရည်သမျှသူမရဲ့လက်ဖြားလေးပင်အေးဆက်သွားခဲ့တယ်ဂုံမင်းရအားမျက်ဝန်းအဝိုင်းသာဖြင့်ကြည့်နေမိရမှချက်ချင်းပင်မျက်နှာလွှဲလိုက်၍ကျမ်းပြင်တွင်ပြန့်ကျဲနေတဲ့သူမရဲ့အဝတ်စားများကိုကောက်ယူ၍ခက်မြန်မြန်ဝင်လိုက်တယ်။အခန်းထဲမှခေးဆက်တွင်ထွက်သွားရန်ပြင်ဆင်လိုက်ချိန်သူမအနာကိုဂုံမင်းရောက်ချေးကပ်လာ၍9သိန်းနဲ့ချက်လက်မတရွက်ခေးဆက်တွင်အားလှမ်းပေးလိုက်၍အေးဆက်စားဖြင့်ရော့မင်းအတွက်ကျမပိုက်ဆံမလို့ခြင်းမူဘာလဲမင်းကိုတာဝန်ယူစေချင်နေတာလားအိမ်မမှတ်မနေနဲ့ဂုံမင်းရောက်ရဲ့စကားကြောင့်ခေးဆက်တွင်သိမခံနိုင်တော့ပဲသူ့အားလက်နှစ်ဖက်ဖြင့်တွန်းထုတ်လိုက်၍သူမရဲ့နှက်ခမ်းထမှဒေါသမှအပြည့်ဖြင့်ရှင်ကျမကိုတောင်းဝင်ယူစရာမလိုဘူးကျမမျက်လုံးထဲမှာရှင်လူကအမိုက်တတာပဲရှိတယ်အခန်းတကားစီတို့ခမ်းမြန်မြန်ရှောင်းလန်းသွားခဲ့ကအခန်းထဲမှာထွက်သွားခဲ့တော့တယ်ခေးဆက်တွင်ထွက်သွားခဲ့တဲ့ဂုံမင်းရောင်ရဲ့နှက်ခမ်းထမှတစ်ချက်ပြုံးရလိုက်၍မင်းကတကယ်ကြောင်ရိုင်းပါလေပဲစိတ်ဝင်စားဖို့ကောင်းသားပဲအိမ်အပြန်လမ်းမှာသူမလမ်းတစ်ဆောင်နေရင်မိခင်ဖြစ်သူရဲ့စကားများကိုကြားရောက်လာခဲ့တော့တယ်မိန်းကလေးဆိုတာကိုတန်ဖိုးထားရမယ်ဒါမှတကယ်တန်ဖိုးရှိတဲ့မိန်းမကောင်းလေးဖြစ်လာမှာထိုစကားများကိုခေးဆက်တွင်ပြန်ကြားရောက်ရင်စွန့်လက်တောက်ပါတဲ့မျက်ဝန်းထက်ရှိပလေလုံးတပွဲမျက်ရည်စာများကပါးပြန်တဲ့သူစီးကြလာခဲ့တော့တယ်အမေသမီးတောင်းမှပါတယ်အမေကိုပေးထားတဲ့ကြိမတည်နိုင်တော့ဘူးခေးဆက်တွင်ဖခင်ဖြစ်သူဦးကျော်စွာရဲ့အိမ်တော်ကြီးဖောက်ပြန်မှုကြောင့်ဒေါ်စနာရှော့ရသွား၍ရက်ခုချိန်တည်းပင်တတိပြန်မရသေးမိခင်ဖြစ်သူရဲ့စေကုသမှုအတွက်ဦးကျော်စွာမထောက်ပတ်သဖြင့်ခေးဆက်တွင်တယောက်ညဘဆိုလျင်အဆက်ပါမှာ
စပွဲတို့လုံနေရခြင်းသာဖြစ်လေတော့တယ်။နောက်နေ့မနေ့သူမစီသူဆေးရုံမှာဖုံးဝင်လာခဲ့၍ချက်ချင်းပင်ဖုံးကင်လိုက်ရာအမအမေအတွက်ဒီလဆေးကုသမှုဆေးကိုနောက်တစ်ပတ်အင်္ဂါနေ့မှာအပီပေးရမယ်။ဟုတ်ကဲ့ပါရှင်။ဖုံးချပြီးရနဲ့ခေးဆက်တွင်စိတ်ထဲဖိအားများမြင့်တက်လာခဲ့၍မော်ပန်လာခဲ့တယ်။သူမရဲ့လက်ထဲစကူလာအတွက်ဆေးကုသမှုဆေးပေးရန်ပိုက်ဆံအလုံးလောက်ပင်မရှိ၍ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတော့တယ်။နောက်ဆုံးတွင်ဖခင်ဖြစ်သူစီမှအကူကြီးတောင်းရန်အတွက်ဦးကျော်စွာရဲ့အိမ်သို့ရောက်လာခဲ့တာနဲ့သူမမမြင်ချင်းနဲ့သူအားမြင်လိုက်ရသဖြင့်ကောင်းတစ်ပတ်ဆောင်ကမျက်နှာလွှဲလိုက်တယ်။ထိုသူမှဖခင်ဖြစ်သူဦးကျော်စွာရဲ့မယငယ်ဒေါ်ကလေးရပင်ဖြစ်တယ်။ဖခင်ဖြစ်သူထက်အသက်ပင်ငယ်၍ချုံမောလှပတဲ့အပြင်ဝတ်ပုံစားပုံမှာလည်းအထက်တန်းကြကတန်ဖိုးကြီးလက်ဝတ်ရတနာများကလည်းဒေါ်ကလေးရရဲ့ခန္ဓာကိုယ်မှာနေရာယူထားလျက်သို့ပေမဲ့ခေးဆက်တွင်ရဲ့ဖခင်ဖြစ်သူမှာရက်ကုကဲ့သို့အထက်တန်းကြမဝတ်စားမှုတဲ့အပြင်လက်ဝတ်ရတနာများကလည်းသူမမဝတ်ဆင်ခဲ့ရဘူးပါ။နွားဟောင်းနေတဲ့တာမန်အဝတ်စားကိုသာဒေါ်စန္ဒာဝတ်ဆင်ခဲ့ရတဲ့ခေးဆက်တွင်အားစူးစိုက်ကြည့်လျက်ဒေါ်ကလေးရရဲ့နှကန်းထံမှာခတ်ထန်စွာဖြင့်နေပါလာလောက်တာလေဒီအိမ်ကနေကိုမကျွတ်ဆိုဘူးနော်ဒေါ်ကလေးရရဲ့စကားများကိုပင်ခရွမဆိုင်ပဲစူးစိုက်ကြည့်ကသူမရဲ့နှကန်းထံမှာအေးဆက်စွာဖြင့်အရေးကြီးကိစ္စရှိလို့ကျမအဖေနဲ့တွေ့ချင်တယ်။ဘာလဲနေမိအတွက်စေကုသစေလာတောင်းတာလားထွက်သွားစမ်းစကားဆုံးတာနဲ့ဒေါ်ကလေးရရဲ့လဝါတစ်ချက်ခေးဆက်တွင်ရဲ့ဘားပြထက်သို့ရောက်ရှိသွားခဲ့တယ်။ဒေါ်ကလေးရရဲ့ရိုက်ချက်ကြောင့်ခေးဆက်တွင်ကောင်းပင်တပတ်ဆောင်းသွားခဲ့ကဘားပြထက်မှာဆက်ပြပြနာကျင်မှုတစ်ခုအားသူမခန်းစားလိုက်ရတယ်။နင်းမျက်နှာကနေအမေလိုပဲအောက်တန်းကြတဲ့မျက်နှာမျိုးနဲ့ရှင်စရာကောင်းတယ်။မိခင်မျိုးသူဟာပုတ်ကစော်ကားနေတဲ့ဒေါ်ကလေးရအားသီးမခံနိုင်တဲ့အစုံဒေါ်ကလေးရရဲ့ဘားပြထက်သို့ခေးဆက်တွင်ရဲ့လဝါတစ်ချက်ရောက်ရှိသွားတော့တယ်။မကောင်းတဲ့ကောင်းမနေရမြငါကိုရှိုက်ရည်တယ်။ကျမအမေအကြောင်းရှင်ဘာမှပြောစရာမလိုဘူး။ကျမအမေရဲ့ဂုဏ်သိက္ခာကိုပုတ်ခတ်စော်ကားဖို့ရှင့်ကိုဘယ်သူကခွင့်ပြုလို့လဲ။ထိုစင်ချန်ထဲမှာစုညံသားများကြောင့်အိမ်ထဲမှာဦးကျော်စွာထွက်လာခဲ့၍ခတ်ထန်စွာဖြင့်စုညံနေတာတော်ကြတော့ဦးကျော်စွာအနာသူဒေါ်ကလေးရချင်းကပ်သွား၍အပြင်းမဲ့တဲ့မျက်နှာမျိုးဖြင့်အတန်ကိုပင်နှိမ့်ချကယောက်ျားအားလုံးကရှင့်ရဲ့သမီးအလိမ္မာလေးကြောင့်ပေါ့။သူကကျမကိုရမ်းရိုင်းဆိုင်ဆိုင်လေးပြောတယ်။ပြီးတော့ကျမကိုလည်းစိုက်သေးတယ်။ဒေါ်ကလေးရရဲ့စကားများသုံးတင်နေတပြိုင်နက်ဒေါသမှန်ပြည့်ပြည့်ခေးဆက်တွင်ဟာဆေးစစ်ကြီးကခတ်ထန်စွာဖြင့်မကောင်းတဲ့ဟာမှငါမိမဝင်နေကကြံရဲတယ်ပေါ့လေ။အဖေသူကအမေကိုပုတ်ခတ်ပြောဆိုနေတာလေတော်ပြီနေထွက်သွားတော့နေအမေအတွက်ဆေးကုသဆေးလာတောင်းတာမဟုတ်လားငါမပေးနိုင်ဘူး။ဖခင်ပြည့်သူရဲ့စကားကြောင့်သူမရင်နဲ့အသေးခက်အောင်နာကျင်ရပါတော့လေခေးဆက်တွင်ရဲ့နှကန်းထမလောင်ရလိုက်၍ဒါလားအဖေကသမီးချင်းတော့အဖေကခင်မုန်းကောင်းတယောက်ရောဖခင်ကောင်းတယောက်ပါမဖြစ်ထိုင်ဘူးထိုသူနှစ်ယောက်အားကြိုးခံ၍ထိုအိမ်ထဲမှာခေးဆက်တွင်ထွက်သွားခဲ့တော့တယ်ညနေအချိန်ပဲရောက်လာပြီဖြစ်တဲ့ဖြင့်အဆက်ပါမှာစပွဲတို့အလုပ်ကိုသူမစတင်လုပ်ရတော့တယ်ထိုစဉ်တတိယညွှန်ကြားချက်ကြောင့်အခန်းနံပါတ်213ဖို့သို့ဝိုင်ပလေးပို့ပေးရန်အတွက်ထိုအခန်းထဲသို့သူမဝင်လာခဲ့ရာခေးဆက်တွင်မတွင်းမထားတဲ့သူအားတွေ့လိုက်ရတယ်သူမမမြင်ချင်တာကြောင့်သူဖြစ်တဲ့ဂုံမရအောင်ဖြစ်နေခြင်းကြောင့်သူမရဲ့နှကန်းထမအံ့ဩမှုပြည့်ပြည့်ရှင်းမလားရှင်းနေလို့နဲ့အတန်ဖြစ်တာကြောင့်စူပါရက်တွင်ထိုင်လျက်သားသူမအားမော့ကြည့်လိုက်၍ဂုံမရအောင်ရဲ့နှကန်းထမပြောရကကြောင်ရိုက်မှလေးပဲသူမရဲ့နှကန်းထမတိတ်ဆိတ်စွာဖြင့်စပွဲပေါ်ဝိုင်ဝလဲများချပေးလျက်အခန်းထဲမှာထွက်သွားရပြင်လိုက်ချိန်ခဏနေအောင်ဂုံမရအောင်ရဲ့စကားကြောင့်သူမရဲ့ခြေလက်များဆက်တန့်သွားတယ်ဒီဝိုင်ပလင်းကိုကုံအောင်တောင်းနိုင်ရင်ငါမင်းကို10သိန်းပေးမယ်ဂုံမင်းရောက်ရဲ့စကားစုံးတာနဲ့သူမမတွေ့ဝေပဲထိုဝိုင်ပလင်းအားချက်ချင်းပဲမော့တောင်းလိုက်တဲ့ဘာကြောင့်လဲဆိုတော့ထို10သိန်းကစကူလာအတွက်မိခင်ဖြစ်သူရဲ့စေကူတာစေပေးရန်အတွက်အရေးတကြီးလိုအပ်နေခြင်းကြောင့်သာဖြစ်တယ်ထိုဝိုင်ပလင်းအားကုံစင်အောင်မော့တောင်းပေးချိန်မှာရှိဝင်နေတဲ့မြဝန်းတစုံနဲ့အတူဂုံမင်းရောက်အားစိုက်ကြည့်၍ရှင်းကလေးအတိုင်းပိတ်ဆန်10သိန်းပေးတော့စကားစုံတာနဲ့တပြိုင်နက်ဂုံမင်းအောင်ရဲ့စင်ဝင်တဲ့သူမလဲကျသွားတော့တယ်စင်ဝင်ထဲမှာအိပ်ပျော်သွားတဲ့သူမအားငုတ်ကြည့်ရင်ဂုံမင်းအောင်ရဲ့နှကန်းထမစေးကျင်တဲ့စွာပြုံးရလိုက်တော့တယ်နောက်နေ့မနက်အခန်းပြတဲ့ပေါင်မှာသူမရဲ့မျက်နှာထက်သို့ရှောင်ပြဟတ်နေတဲ့နှွေးထွေးတဲ့နေရောင်ကြီးအလင်းနဲ့ကြောင့်ခေးဆက်တွင်အိပ်ဆက်နေရမှာနိုးထလာတော့တယ်သူမနိုးထလာတာနဲ့ပတ်ဝန်းကျင်အားဝှေ့ကြည့်လိုက်ရာအရှင်တကာကသူရောက်ဖူးခဲ့တဲ့အခန်းပဲဖြစ်နေပြန်တယ်သို့ပေမဲ့ရက်ကွက်တကာကအရှင်တကာနဲ့မတူသူမရဲ့ခန္ဓာကိုယ်မှာအဝတ်မဲ့နေခြင်းမရှိပဲဝတ်စုံအပြည့်ရှိနေခြင်းကြောင့်စိုးရိမ်မှုများရွတ်ချသွား၍ဖြင်းညက်စွာတပ်ပြင်းချလိုက်တော့တယ်ထိုစဉ်သူမအနာသို့ဂုံမယောင်ချင်းကပ်လာ၍
ခေးဆက်တွင်ရဲ့ပေးတွင်ထိုင်လျက်ကြောင်ရိုက်ပါလေမင်းမင်းညာကကိစ္စအတွက်မင်းငါ့ကိုတခုခုပြန်ပေးတဲ့နေမဟုတ်ဘူးလားကုံမင်းရောင်ရဲ့စကားကြောင့်မျက်ဝန်းအဝိုင်းသားဖြင့်သူမအားနှက်ခမ်းထမှာအာမေရိကန်ထွက်ပေါ်လာခဲ့တယ်။ဆွဲဆောင်မှုရှိလာတဲ့သူမရဲ့ပန်းတွေရောင်နှက်ခမ်းပါလေးကြောင့်ကုံမင်းရောင်စိတ်မထိန်နိုင်တော့ပဲခေးဆက်တွင်ရဲ့တင်းကျပ်စွာဖွက်ထားလိုက်၍သူမရဲ့နှက်ခမ်းပါလေးအားတလွှာချင်းဆုပ်ယူနန်းဆိုင်နေမိတော့တယ်။ကုံမင်းရောင်ရဲ့အနာပါများမခံယူလို့၍ရုံးကန်ကသူမရဲ့လက်ပြားလေးများဖြင့်စိတ်ပုံနေတော့လေကုံမင်းရောင်အတွက်တော့ပန်းဝင်လေးများပေါင်နေတယ်လို့ပဲအဲ့ဒီနောက်သူမရဲ့နှက်ခါထက်ရှိသူ့ရဲ့အနာပါများစုပ်သိမ်းသွား၍ကြော့ဆင်းလာပါတဲ့ခေးဆက်တွင်ရဲ့လေတိုင်းထက်သို့နေရာယူ၍နန်းဆိုင်နေမိတယ်။သူမရဲ့လေတိုင်းအားဆုပ်ယူနန်းဆိုင်နေမိရမှအမှန်သာပေးရန်သူမရဲ့လေတိုင်းအားကုံမရောက်ဖိခဲ့လိုက်ခြင်းကြောင့်ခေးဆက်တွင်ရဲ့နှက်ခါထမှညင်းညူတန်ထွက်လာခဲ့တော့တယ်။ခေးဆက်တွင်တီးမခံနိုင်တော့တဲ့အစုံသူမနှက်ခါထမှလူရောက်မှကြီးဟုအော်ဟစ်ခါကုံမရောက်အားတွန်းလိုက်တော့တယ်။အဲ့ဒီနောက်ခေးဆက်တွင်အားပွေးပတ်ထားရမှအသာတကြီးလှုပ်ပေးလိုက်၍ကုံမရောက်ရဲ့နှက်ခါထမှအပြုံမလေးဖူးပွင့်သွားခဲ့တယ်။ကြောင်ရိုင်းပါလေမင်းနှက်ခါကတကယ်ချုံမြင်နေမနှဲဆိုင်ပဲမနေနိုင်လောက်အောင်ဆွဲဆောင်မှုရှိတယ်။ကုံမရောက်အားစူးစိုက်ကြည့်၍သူမရဲ့နှက်ခမ်းထမှအယူကြောင်ရိုင်းပါလေငါရဲ့ကောင်မလေးလှုပ်ပါလားမင်းသာငါရဲ့ကောင်မလေးလှုပ်ဖို့လက်ခံရင်မင်းကိုငါကောင်းကောင်းကြွဆိုင်မှာပါရှင်ကျမကိုဘာမှတ်နေလဲလက်မခံဘူးမင်းလက်မခံရအောင်ငါဘယ်နာမှာချုံရက်ချက်ရှိနေလို့လဲငါချမ်းသာတယ်ရုပ်ရည်ချောတယ်လေစင်းကဘဝင်လေဟတ်နေတဲ့သူပဲမင်းလက်မခံတာသိကြလားဒါဆိုမင်းအမေရဲ့စေကုသာစေကိုဘယ်လိုလုပ်မှာလဲရှင်ကျမအကြောင်းကိုစုံစမ်းထားတယ်ပေါ့လေဒါပေါ့ငါအမေအကြောင်းကိုစိတ်ဝင်စားတယ်လေရှင်ကအယူပဲစကားဆုံးတာနဲ့အခန်းကစီသူခက်မြန်မြန်ဆောင်းလှမ်းသွားကအခန်းထဲမှာခေးဆက်တွင်ထွက်သွားခဲ့တော့တယ်အခန်းထဲမှာထွက်ခဲ့တဲ့တိုင်ခေးဆက်တွင်ရဲ့နောက်ကျောပြင်လေးအားကုံမင်းအောင်ငေးချင်ရဲ့ပြုံးလျက်နဲ့ကြောင်ရိုင်းပါလေမင်းကချစ်ဖို့ကောင်းတာပဲအခုကစားပြီးမင်းကငါ့အတွက်ပဲဖြစ်စေရမယ်ကုံမင်းအောင်ရဲ့အခန်းထဲမှာသူမထွက်သွားပြီးတိတ်မကြခင်မှာပဲခေးဆက်တွင်စီသူဆေးရုံမှာဖုံးလာသည်ဖြစ်၍ကိုင်လိုက်ရဟယ်လိုဟုတ်ကဲ့အမခေးဆက်တွင်ရှင့်အမေအခုအသေးအတန်ဖြစ်နေလို့အမျက်ဆုံးခွေးစိတ်ရပါမယ်ရှင်တပတ်မှာပြောလာတဲ့စကားကြောင့်ခေးဆက်တွင်အော်ထိတ်လန့်မှုအပြည့်ဖြစ်ကရှင်ဟုတ်ကဲ့ကျမအခုပဲလာခဲ့ပါမယ်ဖုံးချပြီးနောက်ခေးဆက်တွင်ချီမကိုင်မိလက်မကိုင်မိဖြစ်ကမိခင်ဖြစ်သူအတွက်စိုးရင်ရတဲ့အပြင်ခွေးစိတ်ကဝင်မှုရန်အတွက်လူရတဲ့ငွေအလုံးလောက်မရှိသဖြင့်စိုးရင်စင်းများကဒီဂရီမြင့်တက်လာခဲ့တယ်ထိုအချိန်ကုံမင်းအောင်ရဲ့စကားများကိုပြန်ချရောက်လာခဲ့၍နောက်ဆုံးမှာကုံမင်းအောင်ရှိတဲ့ထိုအခန်းထဲသို့ခေးဆက်တွင်ပြန်ရောက်လာခဲ့တော့တယ်သူ့ရှိကိုရောက်လာတဲ့ခေးဆက်တွင်ဟာတွေးလိုက်တာနဲ့စိတ်ထဲမှာပြုံးရနေပါတော့လေအပြင်ပိုင်းကတော့အေးဆက်နေလေရဲ့မင်းပါလာလောက်တာလေကုံမင်းရအားမဝမရေစူးစိုက်ကြည့်လျက်သူမရဲ့နှကထမခတ်တူတူအတန်ကလေးဖြင့်ကျမစေကန်းလာတာကိုလက်ခံတယ်သိကြလားသိကြတယ်ကောင်းပြီအဲ့ဒီနောက်စပွဲပေါ်သို့လက်ထပ်စာချုပ်တင်လိုက်၍ကုံမင်းရောက်ရဲ့နှကထမဒီလက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်ငါရဲ့ကောင်မလေးဖြစ်ရတာတက်ငါရဲ့မိမဖြစ်ရတာကမင်းအတွက်ပိုကောင်းတယ်လေမိခင်ဖြစ်သူအတွက်သူမှမတွေ့ဝေးတော့ပဲလက်ထပ်စာချုပ်ပေါ်မှာချက်ချင်းပဲလက်မှတ်ထိုးလိုက်တော့တယ်ရှင်ကျမကိုတခုကူညီပေးကျမအမေအတွက်ခေးဆက်တင်ရဲ့စကားပဲမစုံသေးသူမအနာတို့ခုံမင်းအောင်ချင်းခတ်လာလျက်ခဏနေရင်မင်းပန်ကောင်းတဲ့ကိုပိုက်ဆံလွှဲပေးလိုက်မယ်ကျေးဇူးပါပဲကိစ္စမရှိပါဘူးအခုမင်းကငါရဲ့မိမဖြစ်သွားပြီလေကျမသွားတော့မယ်မိမမင်းမသွားခင်ငါ့ကိုတခုခုလှုပ်ပေးတယ်မဟုတ်ဘူးလားဘာလှုပ်ပေးရမှာလဲကြော်စင်လာပါတဲ့ခေးဆက်တင်ရဲ့ခါလေးအားဆွဲဖန်လိုက်၍သူမရဲ့နှင်းစီဖို့တပွဲလှပါတဲ့နှကန်းစီတို့ဦးတီလာလျက်ဖိနှံလိုက်ခြင်းပဲကုံမင်းအောင်ရဲ့ရုတ်တရက်ဆန်တဲ့အပြုတ်မှုကြောင့်မျက်ဝန်းအဝိုင်းသားဖြင့်ကြောက်ရွံ့ပမာရှမ်းနေမိတော့တယ်အဲ့ဒီနောက်သူမရဲ့နှကန်းစီမှာသူ့ရဲ့အနံပါများဖေရှားသွားကတစ်ချက်ပြုံးရလိုက်၍မင်းသွားလို့စားပြီနောက်နေရစားပြီမင်းငါအိမ်မှာနေရမယ်အော်မှုများဖြင့်ပြင်းထန်နေတဲ့မျက်ဝန်းတစ်စုံဖြင့်ကုံမင်းရအောင်ငေးချင်ရင်ဘာလို့လဲဆိုတော့မင်းကငါမိမဖြစ်နေလို့လေကောင်းပြီလေစကားဆုံးတာနဲ့ထိုအခန်းထဲမှာခေးဆက်တွင်ထွက်သွားခဲ့တော့တယ်ခေးဆက်တွင်ဆေးရုံသို့ရောက်လာတာနဲ့တပြိုင်နက်မိခင်ဖြစ်သူအတွက်စေကူတာမှုစေအားငွေပေးချေလိုက်တယ်အဲ့ဒီနောက်တော့ဆန္ဒအားခွဲစိတ်ကူတာရန်အတွက်ခွဲစိတ်ခံတဲ့သူဆရာဝန်များနဲ့သူနာပြုဝင်သွားခဲ့ကြတဲ့နဲ့စိုးရိမ်မှုအပြည့်ပြည့်ချေမကိုင်မီလက်မကိုင်မီဖြစ်ကခေးဆက်တွင်တယောက်ခွဲစိတ်ခံရှိတွင်ခေါတော့ခါပြန်စောင်းနေမိတော့တယ်အချိန်တော်ကြပြီးတဲ့နောက်ခွဲစိတ်ခံထဲမှာဆရာဝန်တယောက်ထွက်လာခဲ့သည်ကိုမြင်လိုက်ရတဲ့ဖြင့်ထိုဆရာဝန်စီတို့လင်းမြစွာပြေးသွား၍ဆရာဝန်ရဲ့အစီတွင်ခြေစုံရက်လိုက်ခါစိုးရိမ်မှုအပြည့်ဖြစ်နေတဲ့မျက်ဝန်းတစ်စုံဖြင့်ဒေါက်တာ
ကျမအမေရဲ့အခြေအနေဘယ်လိုရှိလဲဟင်ခွဲစိတ်ကူတာမှုကတော့အောင်မြင်ပါတယ်ကျေးဇူးတင်ပါတယ်ဒေါက်တာရှားပါတယ်မိခင်ဖြစ်သူအတွက်စိုးရိမ်နေတဲ့တောကများရော့ချသွား၍ရက်ကွက်ချိန်မှသာစိတ်အေးစွာဖြင့်ခေဆက်တွင်ပြုံးရနိုင်တော့တဲ့အဲ့ဒီနောက်ဆရာဝန်လည်းခွဲစိတ်ကနေသူပြန်ဝင်သွားခဲ့တော့တယ်တပြေးပြေးမောင်ရီပြိုးလာခဲ့ကညာနဲ့လာခဲ့လိမ့်ပြီဖြစ်တယ်ခေဆက်တွင်ရဲ့မိခင်ဖြစ်သူအတွက်ဂုံမရောင်ငှားပေးထားတဲ့ VIP အခန်းထဲမှာမိခင်ဖြစ်သူဟာစိတ်ချစွာအနားယူစေခဲ့တဲ့တိတ်မကြခင်မှာပဲဒေါ်ဆန္ဒတတိယလာခဲ့ကခေဆက်တွင်ရဲ့လက်တစ်ဖက်အားတယူတရစုပ်ကင်ထားလျက်သမီးလေးအမေတတိယလာပြီလားအမေရဲ့သမီးလေးပင်ပန်းသွားရပြီကိစ္စမရှိပါဘူးအမေဘာမှမဖြစ်ရင်ရှားပါပြီဒါနဲ့အမေခွဲစိတ်ဖို့အတွက်သမီးပင်ကနေဒီလောက်များတဲ့ပိုက်ဆံတွေဘယ်ကစားလာခဲ့တာလဲအမေစိတ်ချပါဒီပိုက်ဆံတွေကသမီးရဲ့ချစ်သူကပေးတာပါသူမရဲ့စကားဆုံးတာနဲ့သူ့အခန်းထဲသို့ခုံမေးရောင်ဝင်လာခဲ့တယ်အန်တီတတိယလာပြီလားရင်းနေနေတဲ့အတန်ဖြစ်၍နောက်သို့တစောင်းလှည့်ကြည့်ရာခုံမေးရောင်အားအမှန်တကယ်ပင်တွေးလိုက်ရသဖြင့်သူမရဲ့စိတ်ထဲမှာသူဘလို့ရှောက်လာပြန်တာလဲစိတ်ညစ်လိုက်တာအဲ့ဒီနောက်ခုံမေးရောင်နဲ့ဒေါ်ဆန္ဒနှစ်ယောက်သားစကားစမြည်ပြောကြပြီးတဲ့နောက်ခေးဆက်တွင်အားဆန်းအိမ်သို့ခုံမေးရောင်ခေါ်လာခဲ့တော့တယ်ခန္ဓာကြီးကျယ်လာတဲ့စက်အိမ်ထဲသို့ဝင်ရောက်လာတာနဲ့ထိုအိမ်ထဲမှာရှိသမျှအရာအလုံးကတန်မိုးကြီးတဲ့ပစ္စည်းများသာဖြစ်၍ခန္ဓာလာပါတယ်ထိုစဉ်ခေးဆက်တွင်နဲ့ခုံမေးရောင်အနာသို့ရောက်လာသူမှာခုံမေးရောင်ရဲ့အတွင်ရင်မှုဖြစ်တဲ့ခန့်ထဲပင်တခင်လေးနဲ့တခင်မလေးရောက်လာပြီလားခုံမေးရောင်ရဲ့လက်တစ်ဖက်ကခန့်ထဲအားညွန်ပြလျက်မင်းတခုခုလိုအပ်တာရှိရင်ခန့်ထဲကိုပြောလိုက်သူလုပ်ပေးလိမ့်မယ်ခုံမေးရောင်အားခေးဆက်တွင်မောကြည့်လျက်ခေါင်းညိတ်ပြလိုက်တဲ့ခေးဆက်တွင်အားတေချစွာကြည့်လျက်ခန့်ထဲရဲ့နှကဓမ္မပြုံးရစွာဖြင့်တခင်မလေးတကယ်ထူးခြားတယ်ဘာလို့လဲတခင်လေးကဒီဆိုင်ကိုပင်မင်းကလေးကိုမှမခေါ်ဘူးပြီးတော့တခင်လေးကသူ့သားကိုထီတာမကြိုက်ဘူးကြားလိုက်ရတဲ့စကားကြောင့်သူမအတွက်ယုံကြည်ရပင်ခက်ခဲကအံ့ဩစွာဖြင့်မေးလိုက်ချင်တာသူကလားမဟုတ်သေးပါဘူးသူ့အသားကိုထီတာမကြိုက်တဲ့သူကငါ့ကိုကြတော့အသားယူတယ်ပြီးတော့ပဲနန်းနေလေငါအထင်တော့ဒီလူကသူတို့ကောင်းရောက်စောင်းနေတဲ့မြေခွေပဲဖြစ်ရမယ်တခင်မလေးကတခင်လေးအနာမှာနေလို့ကြတဲ့ပထမဆုံးတော့သူပဲခန့်တယ်အားစူးစိုက်ကြည့်လျက်ကုံမင်းအောင်ရဲ့နှကဓမ္မအေးဆက်စွာဖြင့်မလွဲတာတွေမပြောနဲ့ခန့်တယ်မင်းအခုတလောတော်တော်စကားများလာတာပဲအပြစ်ပေးခံခြင်းနေပြီလားဒါဆိုတခင်လေးနဲ့တခင်မလေးအနားစုတော့လေစကားဆောင်တာနဲ့ကုံမင်းအောင်နဲ့ခေးဆက်တဲ့အနာမှာခန့်တယ်ထွက်လာခဲ့တော့တယ်အဲ့ဒီနောက်ခေးဆက်တဲ့အားရုတ်တရက်ဆိုသလိုပဲကုံမင်းအောင်တယောက်ပွေးချလိုက်၍သူမအောင်ငုတ်ကြည့်ရဲ့ပြုံးရလိုက်တယ်ရှင်ဒါဘာလုပ်တာလဲနောက်ကျနေပြီလေအိယာဝင်သိပြီမဟုတ်ဘူးလားဟမ်ကျမမအိတ်ချင်သေးဘူးမင်းမအိတ်ချင်ပြီပဲငါအိတ်ချင်နေပြီရှင်းပါသားတယောက်တည်းအိတ်လေဘာလို့ငါတယောက်တည်းအိတ်ရမှာလဲငါတို့နှစ်ယောက်ကလက်ထပ်ပြီးသားလေအတူတူအိတ်တင်တာပေါ့မအိတ်ချင်ပါဘူးဆိုအကျင့်ပုတ်ကြီးရဲ့တော်ပြီစကားထပ်မများနဲ့တော့ခေးဆက်တွင်ဟာပွေးချီလျက်အပေါ်တက်လာခဲ့ပြီးသူ့ရဲ့အခန်းကအားဖွင့်ရန်အတွက်ခန္ဓာကိုယ်ကိုတစ်ပတ်စားပြီးတုံပွင့်လိုက်တယ်အခန်းကပွင့်သွားတာနဲ့သူမအားပွေးချီလျက်အခန်းထဲသို့ဝင်လာခဲ့ကခေးဆက်တွင်အားကလေးထက်သူညင်သားစွာချပြလိုက်တယ်ခုံမင်းရောင်အားမျက်ဝန်းဝိုင်းသားဖြင့်စူးစိုက်ကြည့်လျက်သူမရဲ့နှကပါထမအိပ်ဖို့ကမစော်လုံးဘူးလားဟင်ညစာတော့မစားရသေးဘူးလေသူမရဲ့ချွန်မြလာတဲ့မေးစီလီအားလက်တစ်ပတ်ဖြင့်ကျင်နာစွာကိုင်လျက်ခုံမင်းရောင်ရဲ့နှကထမညှို့အားပြည့်စွာတစ်ချက်ပြုံးရည်လိုက်၍ခက်တူတူအတန်လေးဖြင့်အခုလည်းညသာစားမလို့လေအော်ထိတ်လန့်မှုအပြည့်ဖြင့်ခုံမင်းရောင်အားစူးစိုက်ကြည့်ရင်သူမရဲ့နှကထမဟုတ်တယ်လေငါမင်းနှကထက်ကနှကန်းနေလေးကိုစားချင်တာစကားဆုံးတာနဲ့တပြိုင်နက်ခေးဆက်တွင်ရဲ့ပန်းတွေရောင်နှကန်းမလေးအားတက်လွှာချင်းဆုပ်ယူနှမ်းဆိုင်လိုက်တော့တယ်ခုံမင်းရောင်ရဲ့စင်ပတ်အားသူမရဲ့လက်နှစ်ဖက်ဖြင့်စိုက်ပုံနေပါတော့လေသူ့အတွက်တော့ပန်းဝင်လေးများဖြင့်ပြက်ပေါက်နေသလိုပင်ဖြစ်တယ်အချိန်တော်ကြာတဲ့အထိသူမရဲ့နှကန်းပူလေးအားဆုပ်ယူနှမ်းဆိုင်နေခြင်းကြောင့်ခေးဆက်တွင်ရဲ့နှကန်းလေးပင်နှီမြန်းလာလျက်အသက်ရှူပင်ကျက်လာတော့တယ်သူမရဲ့နှကန်းထမအနာပါများအားစုပ်သိမ်းသွားလိုက်ပြီးဆွဲဆောင်မှုရှိတဲ့သူမရဲ့လေတိုင်းထက်သို့နေရာယူလျက်အရိုင်းဆန်သွားနှမ်းဆိုင်နေမိတော့တယ်သူမရဲ့လေတိုင်းထက်တွင်အမှတ်သားပြည့်ရန်အတွက်ဂုံမင်းအောင်ဖိခဲ့လိုက်ခြင်းကြောင့်သွေးမြပင်ဆုတ်လာခဲ့၍ထိုနာခြင်းမှုကြောင့်ခေးဆက်တွင်ရဲ့နှကထမညှိညူသည်များထွက်လာခဲ့တယ်အဲ့ဒီနောက်မှာခေးဆက်တွင်အပေါ်မှာသူရဲ့အနံ့ရိုင်များအားစုပ်သိမ်းသွားလိုက်ပြီးသူမနာသူနီးကပ်စွာဂုံမင်းအောင်ရဲ့နှကထမခတ်တူတူအတန်လေးဖြင့်ကြောင်ရိုင်းပါလေမင်းကငါတယောက်တည်းအတွက်ပဲဆိုတာသိကြမှတ်ထားမင်းငါ့ကိုထားခဲ့ဖို့ဘယ်တော့မှမတွေ့နဲ့
အဲ့လိုမှမဟုတ်ရင်ငါဘာလုပ်မိမလဲဆိုတာအမမခံနိုင်ဘူးထိုစကားကြောင့်ခေးဆက်တွင်ရဲ့ရှင်ထဲမှာစိုးရိမ်ထိတ်လန့်မှုများကကြီးစိုးလာခဲ့၍မျက်ဝန်းအဝိုင်းသားဖြစ်သာကုံမင်းရအားမဝမရေစူးစိုက်ကြည့်နေမိတော့တယ်အဲ့ဒီနောက်ကရင်တက်တွင်လေးလျောင်းစီကခေးဆက်တွင်ဟာသူ့ရဲ့ရှင်ဝင်ထဲသို့ဆွဲတင်ကတင်ကျစွာပွေးပတ်ထားလျက်တညတာကုံဆုံးသွားခဲ့တော့တယ်နောက်တနေ့ခေးဆက်တွင်ရဲ့တငယ်ချင်းဖြစ်သူဝုံမုံနဲ့စားတော့ဆိုင်ဒီဇိုင်းတွင်ထိုင်လျက်စကားစမြည်ပြောနေခြင်းသာခေးနေသိပြီလားတိန်ရန်ခနိုင်ငံခြားကနေပြန်ရောက်နေပြီတဲ့တိန်ရန်ခဆိုတဲ့နာမည်အားကြားလိုက်ရတာနဲ့ခေးဆက်တွင်ရဲ့မျက်နှာထက်တွင်အပြုံးမများပွင့်လန်းလာလျက်ရွှဲလေတောက်ပါတဲ့သူမရဲ့မျက်ဝန်းထမှာမျော်လင့်ချက်အရေးအယောင်များထင်ဟပ်နေလျက်တိန်ရန်ခဆိုတဲ့မှာခေးဆက်တွင်ရဲ့ရှင်ထဲမှာရက်ွက်ချိန်တီတစ်ဖက်သက်ချင်းနေရတဲ့သူတယောက်ပဲကြောင်နေပဲတငယ်ချင်းဖြစ်တော်လဲတိန်ရန်ခအပေါ်မှာခေးဆက်တွင်တန်ရွှဲစင်ပိုနေခဲ့ခြင်းသာကြောင်းပြီးကလေးကပင်တိန်ရန်ခနိုင်ငံခြားသို့ထွက်သွားခဲ့သည်မှာ၃နှစ်ပင်ကြာသွားခဲ့လိမ့်ပြီဖြစ်တယ်သူပြန်ရောက်နေပြီလားသူနဲ့အခုထိမတွေ့ရသေးဘူးလားထို့နောက်မှာခေးဆက်တွင်ရဲ့စိတ်ထဲမှာတတိပြန်ဝင်လာခဲ့၍မျော်လင့်ချက်အလင်းရောင်ကင်းမဲ့နေသူကဲ့သို့မျက်နှာညှိုးငယ်စွာဖြင့်ကုံမင်းအောင်နဲ့လက်ထပ်ပြီးသားမိန်းမတယောက်ပင်ဖြစ်၍သစိမ်းယောက်ျားလေးရဲ့ပေါ်တွင်ရှင်မခုံသိမ့်တော်တဲ့သူမနဲ့တတိရလာခဲ့ခြင်းကြောင့်သာဖြစ်တယ်ထို့စဉ်ခေးဆက်တွင်စီသို့ရုတ်တရက်ဖုံးဝင်လာခဲ့၍ဖုံးနံပါတ်အားကြည့်လိုက်ရာကုံမင်းအောင်ရဲ့အတွေ့အမှုကားတဲ့စီကဖုံးပဲသူမမတွေ့ဝေတော့ပဲဖုံးကန်လိုက်ရာတခင်မလေးအိမ်ကိုအမြန်ပြန်လာခဲ့ပါအောင်ကျွန်တော်ကိုကူညီပါအောင်တောင်းပန်ပါတယ်တခင်မလေးတယောက်ပဲကယ်ပေးနိုင်မှာမလို့ပါကောင်းပြီကျမအခုပြန်လာခဲ့ပါမယ်ဖုံးချလိုက်ပြီးတဲ့နောက်ဝုံမောင်အားနှုတ်ဆက်၍ဆိုင်ရင်သူခေးဆက်တွင်အမြန်ပြန်လာခဲ့တော့တယ်ခေးဆက်တွင်ဆိုင်ရင်ကိုရှောင်းလာတာနဲ့စိုးရိမ်မှုအပြည့်ဖြင့်ကြောက်လန့်နေတဲ့ခန့်တရားတွေးလိုက်ရသဖြင့်ဘာဖြစ်တာလဲတခင်လေးဒေါသထွက်နေတယ်ဘယ်လိုဖြစ်တာလဲမနက်ကတောင်သူစိတ်ကြည်နေတာပဲတခင်လေးမနက်ကကုမ္ပဏီသွားတော့ရုံးဝန်ထမ်းကောင်မလေးတယောက်ကတခင်လေးရဲ့သားကိုထိလိုက်လို့ကြားလိုက်ရတဲ့စကားကြောင့်ခေးဆက်တွင်အော်နေမိသည်မှာအမှန်ပဲအမှန်တကယ်ပင်ခုံမင်းအောင်ရဲ့အသားကိုသူမမှလွှဲ၍အခြားသောမိန်းကလေးများထိတွေ့ခွင့်မရှိခြင်းကြောင့်သာအဲ့ဒီနောက်ခန့်တဲ့ခေါ်ဆောင်ရာနောက်သို့ခေးဆက်တွင်ထက်ချက်မကွာလိုက်လာခဲ့ပြီးနောက်ဆုံးတွင်တကားတောင်လေးနာတွင်နှစ်ယောက်သာရှမ်းနေလိုက်၍အချင်းကြီးကအကဲကက်ကြည့်လိုက်ရာဧကန်နေရှိစုပါတဲ့တွင်ခံရစွာထိုင်းနေတဲ့ခုံမင်းအောင်ရဲ့မျက်နှာထကခက်ထန်နေလျက်ဒေါသမီများတောက်လောင်နေသည်ကိုအထင်သာသိမြင်ရတယ်။ခုံမင်းအောင်ရဲ့စီမောက်တွင်ဒူးထောက်၍တောင်းပန်နေကြတဲ့မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်ကိုလည်းသူမှတွေးလိုက်ရတယ်။သူတကယ်ဒေါသထွက်နေတာပဲ။ကြက်သေးထားလိုက်တာ။သူအခုလိုဒေါသထွက်နေတာကိုငါပထမအဆုံးမြင်ဘူးတာပဲ။ခေးဆက်တွင်ရဲ့အတွေ့အများပဲမဆုံးလိုက်။ဧကန်နေမှာထိုင်းနေတဲ့ခုံမင်းအောင်ရဲ့နှကတမဒေါသမှန်ပဲဖြင့်ခက်ထန်စွာအော်ပြောလိုက်တယ်။တကားနာမှာဘသူနေတာလဲ။ကျမပါအတန်နဲ့တူတကားနာတွင်ပုံခွေနေရာမှာထွက်လာခဲ့၍ခုံမင်းအောင်ရဲ့အနာသို့ခက်မြင်မြန်ရှောင်လှမ်းလာပြီးခုံမင်းအောင်ရဲ့ဘေးတွင်ဝင်ထိုင်လိုက်တယ်။ထိုစဉ်ဒူးထောက်တောင်းပန်နေသူနှုတ်ကအံ့ဩမှုအပြည့်ဖြင့်ခေးဆက်တွင်ငေးကြည့်နေမိလျက်စိတ်ထဲတွင်ဒီမိန်းကလေးသူဘာလုပ်နေလဲရောသိရလားမသိဘူး။တခင်လေးကသူ့အနာကိုမိန်းကလေးတွေကတ်တာမကြိုက်ဘူးလေ။ထိုသူတို့ရဲ့အတွေ့ပဲမဆုံးသေးထပ်မံ၍အံ့ဩစေတဲ့အရာခုံမင်းအောင်ရဲ့လက်တစ်ပတ်ကတရွတ်တရာစုပ်ကန်လျက်ခေးဆက်နန်းဆိုင်လိုက်သည်မှာသာကုံမင်းအောင်ရဲ့ဒေါသမီလျက်များငြိမ့်ချသွားသည်ကိုမျက်မြင်တွေးလိုက်ရခြင်းကြောင့်သာဖြစ်တယ်။ကုံမန်ရဲ့ဒေါသမများပြေရွတ်သွားတာနဲ့ထိုလူနှစ်ဦးကအပြစ်မပေးတော့ပဲပြန်လွှတ်လိုက်တော့တာနဲ့ထိုနေရာမှာလျှင်မြစွာပြေးထွက်သွားကြတော့တယ်။ထိုစဉ်ကုံမင်းအောင်နဲ့မနီမဝေတနေရာတွင်ရှမ်းနေတဲ့ကားတဲ့ရဲ့နှကတမပြုံးရစားဖြင့်တခင်လေးကမိန်းမတွေကိုမုန်းတာမဟုတ်ပဲတခင်မလေးကလွယ်လို့အခြားမိန်းကလေးတွေကိုစိတ်မဝင်စားတာပဲ။ကုံမင်းအားစူးစိုက်ကြည့်၍သူမရဲ့နှကတမပြုံးရစားဖြင့်အသားချက်မတော်တစားထင်းမယုံနဲ့အဲ့လောက်ထိဒေါသထွက်ဖို့လိုအပ်လို့လားမိကွန်ထုတ်လာတဲ့ခေးဆက်တွင်ရဲ့ပါးပြန်တတ်သို့လက်တပတ်ပင်ညင်သားစွာထိတွေ့ရင်ကုံမင်းရဲ့နှကထမရေခဲရည်သမျှအေးဆက်တဲ့လေတံဖြင့်မင်းရလွယ်လို့ငါခန္ဓာကိုယ်ကိုအခြားသူထိတာမကြိုက်ဘူးအဲ့လိုပဲမင်းကိုလည်းငါတယောက်ထဲကသာထိတွေ့ပိုင်ခွင့်ရှိတယ်အခြားသစိမ်းယောက်ျားလေးတယောက်ကမင်းကိုစစ်စစ်ကြည့်ရတော့ငါမကြိုက်ဘူးမင်းကငါတယောက်ထဲအတွက်ပဲဖြစ်စေရမယ်ခေးဆက်တွင်ငါစီကနေမင်းကိုလူယူဖို့ကြိုးစားတဲ့သူမှန်သမျှကိုငါတပ်ပြဖို့ဝမလေးဘူးကြားလိုက်ရတဲ့စကားကြောင့်ခေးဆက်တွင်ရဲ့ရှင်နဲ့စိုးရိမ်ထိတ်လန့်မှုများတိုးဝင်လာတာနဲ့သူမရဲ့လက်တစုံအေးဆက်လာခဲ့၍ကုံမင်းရောင်နဲ့လက်ထက်ခဲ့တဲ့နဲ့ပတ်သက်၍အမအမှန်ဝေဖန်ပိုင်းခြားနာတာမရှိတော့ပါကုံမင်းရောင်ရဲ့စူးစတဲ့အကြည်မြဝန်းနဲ့ခေးဆက်တွင်ဆောင်လွဲတဲ့နဲ့ကုံမင်းရောင်ရဲ့နှကထမအေးဆက်စွာပြုံးရွယ်လိုက်၍သူမရဲ့နှကမသို့ဦးတည်လာလျက်သူမရဲ့ပန်းတွေရောင်နှကထသို့ကျင်နာယူရစွာဖြင့်အနံပါများချွေချနေရမှ
သူမရဲ့ဆွဲဆောင်မှုရှိလာတဲ့ကိုသေးရနံတို့ကြောင့်ကုံမင်းအောင်ရဲ့စိတ်ရိုက်များနှိုးထားလာတာနဲ့ခေးဆက်သွင်းရဲ့နှက်ခတ်ပူလေးအားအရိုင်းဆန်သွားတက်လွှာချင်းဆုပ်ယူနှက်ဆိုင်နေမိတော့တယ်ရုတ်တရက်ဆန်တဲ့ကုံမင်းအောင်ရဲ့အနံ့ရိုင်းများမခံယူလို့၍ရုပ်ခံနေပါတော့လေသူမရဲ့လက်နှစ်ဖက်တို့ကိုပင်ကုံမင်းအောင်ဖမ်းချုပ်ထားလျက်သားပင်ဖြစ်နေ၍သူမဆုံးထွက်ရမရနိုင်ခဲ့အဲ့ဒီနောက်မှသာကုံမင်းအောင်ရဲ့အနံ့ပတ်များအောက်ခေးဆက်သွင်းတရားကြာဆုံးသွားခဲ့ရတော့တယ်သို့ပေမဲ့ကုံမင်းအောင်ရဲ့အရိုင်းဆန်တဲ့အနံ့ပါများကမစက်တန်ခဲ့သူမရဲ့ကြော်ရှင်းလာပါတဲ့လေတိုင်းထက်သို့နေရာပြောင်းယူလျက်စိတ်ကြိုက်ပဲနှက်ဆိုင်နေမိပြန်တယ်ကုံမင်းရောင်ရဲ့အရိုက်ဆန်တဲ့အနံ့များကြောင့်ဖြစ်ပေါ်လာတဲ့အမတ်သားများကခေးဆက်သွင်းရဲ့ခန္ဓာထက်တွင်နေရာအပြည့်ယူထားသည်မှာကြည့်မကောင်းလားမနက်ခင်းနေရောင်ကြီးနဲ့တူခေးဆက်သွင်းနိုးထလာတဲ့ပထမဆုံးမြင်လိုက်ရသည်ကသူမစီတွင်ဆက်နေတဲ့ကုံမင်းရောင်ကိုပင်သူမအားသိချစွာစူးစိုက်ခြင်းရင်ကုံမင်းရောင်ရဲ့နှက်ခမ်းထမမင်းငါနဲ့ပါတီပွဲတစ်ခုကိုလိုက်ခဲ့ရမယ်စီအမြန်ချိုးပြီးတော့အဝတ်စားလေးလိုက်ကုံမင်းရောင်ရဲ့အကြည့်မြန်ဝန်တို့အားစေးစေးကြီးလေးရဲ့နှက်ခမ်းလေးပင်စုကမလိုက်ချင်ဘူးမလိုက်လို့မရဘူးမင်းကငါမိမငါလိုက်ခဲ့ဆိုရင်လိုက်ခဲ့အမိတ်ဆန်တဲ့ကုံမင်းရောင်ရဲ့စကားကြောင့်ညှင်းဆန်မရတဲ့အစုံကုံမင်းရောင်နဲ့အတူပါတီပွဲသို့လိုက်လာခဲ့ရတော့တယ်ပါတီပွဲခမ်းမထဲမှာဂုံသေးစီလူကြီးမင်းများနဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းစဉ်ကြီးများသာတက်ရောက်ကြတဲ့ပွဲပင်ဖြစ်၍ခန္ဓာကြီးကျယ်လွန်လာတဲ့ပါတီပွဲခမ်းမတွေကိုရောက်လာခဲ့ပြီးတိတ်မကြမီမှာပင်ကုံမင်းရောင်အနာသူချေးကပ်လာသူမှာငယ်ရွယ်လှပါတဲ့မိန်းကလေးတအုပ်ပင်ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အချိုးအစားကိုပင်ပိုင်ဆိုင်ထားကသူမရဲ့ခန္ဓာကိုယ်ထက်တွင်လည်းတံမိုးကြီးတဲ့လက်ဝတ်ရတနာများကိုသာဝတ်ဆင်ထားတဲ့အပြင်အနီရောင်ကာဝန်လေးပင်ဝတ်ဆင်ထား၍ကြော်စင်လှပနေသည်မှာမြေသူတွေကငေးချီရလာအောင်ပင်ကုံမင်းရောင်ရဲ့အနာသူသူမရောက်ရှိလာတာနဲ့ညို့အပြင်းနဲ့အပြုံးလို့နေအတူသူမရဲ့နှက်ကထမကုံရင်းနှီးလူတဲ့အတန်ကြောင့်ကောင်းတစ်ပတ်ဆောင်ပြီးလှည့်ကြည့်လိုက်ရာငယ်စဉ်ကလေးကပင်ခင်မင်လာခဲ့မှုတဲ့ကုံမင်းရောင်ရဲ့တငယ်ချင်းဖြစ်သူမေနိုင်ပင်မေနိုင်နေမရလေးမှာမဟုတ်ဘူးလားငါရန်ကုန်ကိုပြန်ရောက်တာမကြသေးဘူးဒါနဲ့သူကငါမိမခေးဆက်သွင်းကုံနေလက်ထက်လိုက်ပြီလားငါလည်းမသိလိုက်ရပါလားငါအထင်အန်တီလည်းသိမယ်မထင်ဘူးအမေမသိသေးဘူးလက်စသက်တော့သူကကုံရဲ့အပြုံမရတတ်ပဲငါမေ့သွားတယ်သူ့လိုမိန်းကလေးကိုကုံကဘလို့လို့စိတ်ဝင်စားပါမလဲခုနကငါတွေးများသွားခဲ့တာပဲသူ့လိုလူကငါပြန်မပြောနဲ့ငါချေပြတောင်မမိဘူးအချိန်ကနကြတဲ့အထိကုံမင်းရောင်နဲ့မိနိုင်စကားပြောဆိုပြီးတဲ့နောက်သူလဲကြည့်လိုက်ရခေးဆက်တဲ့မရှိတော့ခေးဆက်တဲ့ကိုပင်အပြောင်းမခံနိုင်တဲ့ကုံမင်းရောင်တယောက်မိနိုင်အားကြောခံ၍စိုးရိမ်မှုအပြည့်ဖြင့်ပါတီဝဲခမ်းမထဲမှာသူမကိုသာလိုက်၍စားနေမိတော့တယ်ပါတီဝဲခမ်းမရဲ့အပြင်ဘက်ရှိဥယျာဉ်ထဲမှာအေးမြတဲ့လေးပြေးလေးညင်များကြမှာခေးဆက်တဲ့တယောက်ရက်နေစဉ်သူမအနာသို့အမတ်မထဲရောက်ရှိလာခဲ့သူမရဲ့နှလုံးသားတောင်းတနေရတွင်နေရယူထားတဲ့တိမ်ရန်ခါသာဖြစ်တဲ့ခေမင်းလာရင်းနေလို့နဲ့အတန်ပင်ဖြစ်၍နောက်သို့လှည့်ကြည့်လိုက်ရာအမှန်တကယ်တိမ်ရန်ခါကိုမြင်လိုက်ရ၍ခေးဆက်တဲ့ရဲ့နှကထမချိုမင်းနဲ့အပြုံးမလေးများပွင့်လန်းလာခဲ့တယ်။သူမရဲ့နှကထမပျော့ရွှင်မှုအပြည့်ဖြင့်ခက်သက်တဲ့အတန်လေးတစ်ခုပေါ်ထွက်လာခဲ့တယ်။တိမ်ရန်တကယ်ပဲခေးလာကိုခေးကိုလိုက်ရှာနေတာကြပြီအခုခေးကိုရှာတွေ့ပြီခေးအစင်ကနေခဲ့တဲ့အိမ်ကိုသွားစားခဲ့သေးတယ်ဒါပေမဲ့အဲ့ဒီအိမ်မှာခေးကမရှိတော့ဘူးဘယ်လိုပဲဖြစ်ဖြစ်အခုခေးကိုရှာတွေ့ခဲ့ပြီခေးဒီတော်တွင်နေကောင်းရလားနေကောင်းပါတယ်ခေးကဒီကိုဘယ်လိုလုပ်ရှောက်နေတာလဲတွေ့ဝေမှုများစွာနဲ့အတူသူမနဲ့နှကန်းထံမှာခက်တဲ့အတန်တခုထွက်ပေါ်လာခဲ့တယ်ဒါကခေးဆက်သွင်းရဲ့စကားပဲမဆုံးလိုက်ထိုချိန်ရောက်ရှိလာသူမှာဒေါသမှအပြည့်ဖြင့်ခက်ထန်တဲ့အကြီးတစုံကိုပိုင်ဆိုင်ထားတဲ့ကုံမယောင်သားဖြစ်တယ်ခေးဆက်သွင်းမိဒါဘာလုပ်နေရလဲဒေါသမီလျာများလောင်ကျွမ်းနေတဲ့ဂုံမယောင်ရဲ့ပုံစံကြောင့်ဘာကြောင့်မှရင်မသိခေးဆက်တွင်တယောက်တုံလောက်သွားခဲ့ရသည်မှာအမှန်ပဲခက်အော်အတန်တခုကြောင့်နောက်သူတစ်စောင်းလှဲကြည့်လိုက်ရာအာမှုပြေဖြစ်နေတဲ့အကြီးတစုံနဲ့အတူတရန်ခါရဲ့နှက်ကထမတတိဂုံမယောင်နဲ့ခေးကဘယ်လိုလုပ်သေးတာလဲခေးဆက်တွင်ကငါမိမဖြစ်နေလို့ပဲယုံကြည်ရန်ခက်ခဲလာတဲ့စကားကြောင့်မျော်လင့်အလေးရောင်ကင်းမဲ့နေတဲ့သူကဲ့သို့ပင်တရန်ခါရဲ့နှကန်းထမအသက်မဲ့စွာပြုံးရလျက်ရှင်ထဲမှာမပါတဲ့စကလုံးများကသူ့ရဲ့နှကန်းထမထွက်ပေါ်လာခဲ့တယ်ခေးကလက်ထက်လိုက်ပြီလားစိတ်ဆန္ဒအလုပ်ကိုကြောက်ခိုင်း၍ခါတက်တဲ့နာကျင်မှုတွေကိုမျိုးသိလျက်မြေဝတ်ထံမှာပြေးလျံလာတဲ့ပလဲလုံးတပွဲမျက်ရည်စာများအားပပြတဲ့သူမစည်းစင်းစေရန်မျက်တောင်ကိုပင်ပုတ်ခတ်ကတင်စီစေလျက်ဂုံယူပါတဲ့ခေဘလို့ဆုံးဖြတ်ချက်ပဲချခဲ့ပါစေခေးပြောရှင်မှုအတွက်ပဲကိုမျောလင့်နေခေးဆက်သွင်းရဲ့လက်တစ်ဖက်အားတင်းကျပ်စွာစုပ်ခိုင်လျက်ထိုနေရာမှာလင်းမြစွာထွက်သွားခဲ့တော့တယ်ထိုအပြစ်ပြတ်တို့အားတ
တောင်းတနေရာမှာငေးချင်နေတယ်မှမိနိုင်ပဲသူမရဲ့နှက်ခတ်ထမှာအပြုံးပန်းများနဲ့အတူခေးဆက်သွင်းနင်းကငါထင်ထားတာတဲ့စိတ်ဝင်စားဖို့ကောင်းတာပဲနင်းနဲ့တရံခဘယ်လိုပတ်သက်နေလဲဆိုတာကိုငါစိတ်ဝင်စားဘူးဒါပေမဲ့နင့်ကိုဂုံးရဲ့အနာမှာမြင်နေရတာကငါ့ကိုဒေါသထွက်စေတယ်မိနိုင်တယောက်တူတူလေးပြောကထိုနေရာမှာထွက်လာခဲ့တော့တယ်သူစိတ်ထဲမှာတော့ခေးဆက်သွင်းကိုဘယ်လိုဒုက္ခပေးရမလဲဂုံးရဲ့အနာကနေပျောက်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကောက်ကျစ်စွာတွေးနေတာပေါ့ခေးတို့အိမ်ရောက်တော့ဂုံးကအခန်းနဲ့ဆွဲခေါ်လာကခေးကိုကရင်မော်တွန်းလိုက်ပြီးဒေါသတွေနဲ့အတူခေးဆက်သွင်းမင်းနဲ့သူတွေကဘယ်လိုပတ်သက်တာလဲတိတ်ဆိတ်နေတဲ့အခန်းထဲမှာဂုံဒေါသတကြီးအိုမေးလိုက်တာကြောင့်ခေးကိုလေးတုံသွားပြီးအိမ်ထဲမှာလည်းကြောက်ရွံ့ဆွေးရည်စိတ်အပြင်းနဲ့ပေါ့ငါမင်းနေတာဖြေလေခေးလန့်သွားပြီးမျက်ရည်တွေကအသားတွေတုံလျက်သူ့မိတာကိုဖြေလိုက်တယ်ဟုတ်လေသူကကျမရဲ့ငယ်တငယ်ချင်းမှာဂုံခေးအပြေကြောင့်ဆွေးရင်သွားမိတယ်သူကတငယ်ချင်းဒါဆိုသူ့တက်ပူရင်းနေမှာပေါ့မလို့ချင်ဘူးသူ့တက်ခေးတယောက်စီဖို့လို့တလို့ခေးရဲ့အနာမှာလဲသူကလွယ်ရင်အခြားယောက်ျားလေးရှိမနေစေချင်ဘူးခေးငိုနေတာကိုဂုံမြင်ပြီးဒေါသတွေကြောကခေးအနာသွားထိုင်လိုက်တယ်သူ့နားမှာတိုင်တော့ခေးကြောက်ပြီးဘေးကိုရွှေ့သွားတာမြင်တော့သူစိတ်မကောင်းဖြစ်ရတယ်ခေးမိမမင်းသိလားငါလေမင်းကိုငါကလွယ်ပြီးဘယ်ယောက်ျားလေးနဲ့မှမပတ်သက်စေချင်ဘူးငါလေအဲ့လိုပဲမင်းကလွယ်ပြီးဘယ်မိန်းကလေးမှငါသားထီတာမကြိုက်ဘူးငါမင်းကိုဆုံးရှုံးမခံချင်ဘူးမင်းငါအနားမှာပဲနေပေးပါနော်လို့ပြောပြတာနဲ့ခေးရဲ့ကိုလေးကိုရှင်းဝင်နဲ့ဆွဲသွင်းလိုက်တယ်ဒီလိုကြတော့လေဘာကြောင့်မှမသိခေးစိတ်ထဲသူ့ကိုတနာသွားတယ်တရံပါတီပွဲမှာစမ်းမနေချင်တာကြောင့်ဘာတကူကိုလာပြီးတောက်နေတာအခုဆိုတော်တော်လေးမူးနေပြီသူစိတ်တွေကလည်းစကားတွေဆိုလျက်ခေးမင်းသိလားငါမင်းကိုအရှင်တွေကချစ်နေတာငါမင်းကိုဖွေပြောဖို့ဆုံးဖြတ်တဲ့နေမှာပဲငါနိုင်ငံသားကိုတွားရတယ်ပြန်လာတော့ဖွေပြောမယ်ဆိုပြီးမင်းအိမ်ကိုလာရှာတော့မင်းအဲ့မှာမနေတော့ဘူးငါမင်းကိုလိုက်ရှာနေတာမင်းသိလားခေအမမတင်ပါတီပွဲမှာစုံတော့လေမင်းကတတိလေးကုံမင်းအောင်ရမိမဖြစ်နေပြီလေလားငါမခံစားနိုင်ဘူးခေငါဘယ်လိုလုပ်ရမလဲတရံတယောက်ငိုကဝီစကီတစ်ခွက်ကိုထပ်ထောင်လိုက်ပြန်တယ်မင်းနိုင်တယောက်ကတော့ပါတီပွဲကအပြန်အိမ်ရောက်တော့အတွေးတွေနဲ့ခြားလဲနေတယ်သူစိတ်ထဲကုန်းမေကိုဖုံးဆက်တယ်မဆက်တဲ့စဉ်းစားနေတာဖုန်းနံပါတ်ကိုနှိပ်လိုက်တခါပြန်ပေးလိုက်နဲ့နောက်ဆုံးခေါ်ဖို့ဆုံးဖြတ်ပြီးနှိပ်လိုက်တယ်ခဏကြာဟိုဘက်ကထူးတဲ့ကြောင့်မိနိုင်လဲဟယ်လိုအန်တီမလာလားဟယ်လိုဟုတ်ပါတယ်အခုပြောနေတာဘာတူလဲအန်တီသမီးပါမိနိုင်အော်သမီးပြောလေဘာကိစ္စလဲအန်တီဟိုလေဘာများလဲသမီးအရေးမကြီးဘူးဆိုရင်လေအန်တီအလုပ်လေးရှိသေးလို့ဟုတ်သမီးပြောပါမယ်အန်တီဂုံအခုကောင်မလေးတယောက်နဲ့တွဲနေတယ်အဲကောင်မလေးကဘာတစ်ခုမှအလုပ်လုပ်တယ်အန်တီဒေါ်မာလာတစ်ဖက်ကစကားကြောင့်ဒေါသထွက်ကအံ့ဩသွားတယ်ဘာအဲ့ဒါအမှန်မဲလားအမှန်ပါအန်တီမိနိုင်ကိုယ်တိုင်တွေးခဲ့တာပါဂုံပြောတာတော့အဲကောင်မလေးကသူ့မိန်းမတဲ့ရှားပြီဆိုပြီးတစ်ဖက်မှာဖုံးချသွားတော့မိနိုင်တယောက်သဘောကျကပြောလိုက်တယ်စိတ်ထဲမှာလဲမှတ်ထားလိုက်စမ်းခေးဆက်သွင်းဂုံဟာငါတယောက်တည်းအတွက်ပဲဖြစ်စေရမယ်နင်းတော့ဒုက္ခလာတွေးပြီပေါ့ဂုံအမေကတိတ်မောက်ပါပြီးအစင်တန်းခွဲချတာခေးဆက်သွင်းဒေါ်မာလာမင်းနိုင်နဲ့ဖုံပြောပြီးဒေါသထွက်နေလေရဲ့မဖြစ်ဘူးငါမြန်မာနိုင်ငံကိုပြန်မစားမယ်ပြောကချက်ချင်းပဲအဝတ်စားတွေထဲကလေရလက်မှဖြတ်လိုက်တယ်ပိုက်ဆံရှိတဲ့လူတွေအတွက်ကတော့ဘယ်ရမစိုးခဏလေးနဲ့ရှားတာပေါ့ခေးမိမရေချိုအဝတ်စားသွားလေပြီးရင်ငါတို့အပြင်သွားပြီးညသာသွားစားကြမယ်ခေးလည်းသူစကားကြောင့်အမြန်ထကရေချိုကံဘတ်တို့ပြင်လိုက်ချိန်သူကခေးရဲ့လက်ကိုဆွဲတာကခဏနေအောင်မိမိနေတာလားခေးမေရဲ့နှက်ခမ်းလေးကိုမသုံးဆောင်ရသေးဘူးလေပြောကခေးရဲ့အနာကိုလာပြီးခေးရဲ့နှက်ခမ်းလေးကိုသူ့ရဲ့လက်လေးနဲ့ထိကသူ့ရဲ့ကောင်ကတဖြည်းဖြည်းခေးမျက်နှာကိုငုတ်ကြလာခဲ့ချိန်ခေးကောင်ကိုတစ်ဖက်ဆောင်းလိုက်တယ်ဒါပေမဲ့လေသူ့ရဲ့လက်တစ်ဖက်နဲ့ခေးရဲ့ကောင်ကိုပြန်လှည့်ပြီးခေးရဲ့နှက်ခမ်းလေးကိုသူ့နှက်ခမ်းများအကျန်းရစွာတလွှာချင်းဆုပ်ယူနေပြန်တယ်အတန်ကြာအောင်နှမ်းဆိုင်ပြီးရက်တန်လိုက်ကတပံခေးရဲ့လေတိုင်းနာကိုကြားရောက်လာပြန်တဲ့သူ့ရဲ့အနံ့များပြီးတာနဲ့သူ့ရဲ့ထုံးစံအတိုင်းခေးရဲ့လေတိုင်းကိုအမှတ်သားပေးရကိုက်လိုက်ပြန်တယ်ခေးနာချင်းစွာညင်းညူမိပြန်တယ်ရှားပြီးသွားတော့ခေးလေထူမှထွက်လာခဲ့တော့တယ်ရေချိုကနေရောက်တော့မှန်ထဲမှာမြင်ရတဲ့ပုံကိုကြည့်လိုက်ရလေဘေးမှာမြင်မကောင်းစွာသူ့ပေးထားတဲ့မာကင်ယာတွေခေးစားလေဘာဖြစ်လို့လဲဟုတ်ကျမကိုအမေစီလိုက်ပို့လို့ရမလားမင်းသွားချင်နေဆိုငါတို့စားပြီးရင်သွားကြမယ်လေကျမအမေစီမရောက်အိတ်လို့ရလားဘာခေးရဲ့စကားကြောင့်ဂုံအွန်လိုင်းမိတယ်မရဘူးခေး
မင်းကငါမိမငါနဲ့ပဲအိမ်ရမှာမင်းမေစီသွားချင်တယ်ဆိုလို့ငါလိုက်ပို့ပေးမယ်အိမ်မေဆိုမင်းမသွားနဲ့ငါလိုက်မပို့ပေးနိုင်ဘူးခေးအမြပဲပြောလိုက်ရတယ်အဲ့လိုမလုပ်ပါနဲ့ရှင်မအိမ်နဲ့ဆိုကျမမအိပ်ဘူးလေအမေစီကိုတော့လိုက်ပို့ပေးပါကျမအမေနဲ့တွေ့ချင်လို့ကောင်းပြီဒါဆိုလည်းအရင်စားလိုက်ခေးလေသူစကားကြောင့်စားစရာရှိတာကိုမြင်မြန်စားလိုက်တယ်ခဏကြာတော့ပြီးပြီခဏငါပိုက်ဆံရှင်းလိုက်အောင်မယ်ပြောတာကောင်းလေးတယောက်ကိုခေါ်ပြီးပိုက်ဆံရှင်းကထွက်လာခဲ့ကြတယ်ခေအမေစီရောက်တော့ကလေးမမဆေးပိုက်တွေနဲ့လှည့်အိမ်နေတဲ့အမေနာသားကအမေတက်တာလားအမေတက်တာလားဆိုပြီးမိလိုက်တော့အမေကမျက်လုံးလေးဖွင့်လာကသမီးအမေတက်တာပါတယ်အမေသမီးလေးအဆင်ပြေရဲ့လားဟုတ်သမီးကအဆင်ပြေပါတယ်အမေသားအမေအတွက်စိတ်မပူပါနဲ့သားလေးကိုမင်းအောင်စီစဉ်ပေးထားတာအမေအတွက်လူလေးသိမရှိပါပဲသမီးသားလေးနဲ့စမဖြစ်ပဲတိတ်အောင်နေနော်ပြောပြီးကောမလေးကသားအမေသမီးလေးကိုဂရုစိုက်ပါနော်စိတ်ချပါကျွန်တော်ခေးကိုကျွန်တော်အတန်နဲ့ရှင်းပြီးစောင့်ရှောက်မှာပါအေးပါကွယ်အေးပါကဲသမီးတို့ပြန်တော့လေအမေတက်တာပါတယ်မိုးချုံနေမေပြန်တော့နော်ဟုတ်ကဲ့ပါအမေပြောပြီးခေအမေကိုကြောကပြီးတာနဲ့ထွက်လာခဲ့တော့တယ်တယောက်မူးပြီးမှောက်နေတာကြောင့်ဆက်သွယ်ရမယ်လို့မသိတာနဲ့ဆိုင်ရာကောင်းလေးတွေလည်းသူတို့စီမှာရှိတဲ့အခါတကမှာတွဲခေါ်ပြီးတိတ်ထားလိုက်တော့တယ်နောက်တနေ့မနေ့ကျတော့ကာဝန္တာကြောင့်ခန့်တဲ့အလုသမားတယောက်ကိုတကားဖွင့်ခိုင်းတယ်ခြံတွေကိုမောင်းဝင်လာတဲ့ကားမျိုးစားကိုခန့်တဲ့မြင်မှုသလိုရှိတာကြောင့်စိုက်ကြည့်နေရကားပေါ်မှာဆင်းလာတဲ့လူကြောင့်ခန့်တဲ့အဩတာပြီးနှုတ်မမကြီးဘာကြည့်နေရလဲနင်ငါ့ကိုမမြင်ဘူးလို့လားသွားတားဟုတ်တာခေါ်ခန့်တယ်လေမမကြီးစကားကြောင့်ဘာမှမပြောနိုင်မဲ့အိမ်ပေါ်တဲ့အကူလေးစီရာခန့်ကိုသာအပြေတက်လာခဲ့တော့တယ်ကုံအခက်စီရာတကားခောက်တန်းကြောင့်မျက်လုံးမဖွင့်မဲဘာတူလဲအကူလေးကျွန်တော်ပါခန့်တယ်ဘာကိစ္စရှိလို့လဲအကိုလေးအောက်ကိုမြင်မြင်ဆင်းလာခဲ့ပါပြောပြီးခတ်တဲ့အခန်းစီမှာချက်ချင်းပြေးထွက်ခဲ့တော့တယ်ဂုံလေးဘာကြောင့်မှမသိတာကြောင့်သူ့ရင်ဝင်တွေကခေးကိုဖိလိုက်တယ်ခေးကလည်းနိုးနေပါပြီခေးငါအောက်ကိုသွားလိုက်အောင်မယ်မင်းဒီမှာနေခဲ့နော်ဘာအကြောင်းနဲ့မှထွက်မလာနဲ့ပြောကအောက်တက်ကိုဆင်းလာရင်ဧကန်ထဲမှာထိုင်းနေတဲ့လူကြောင့်ဂုံမျက်လုံးပြူးသွားရတယ်မမီဒေါ်မလာသားရဲ့မမီဆိုတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်တယ်တာဂုံမမီနာသွားကမဘယ်တော့ပြန်ရောက်တာလဲပြီးတော့ဟိုကအလုပ်ကိစ္စကုန်းစကားမဆုံးလိုက်မာမီကဂုံမင်းဘာလို့အဲ့လောက်သိချင်နေရတာလဲဘာတွေစိတ်လှုပ်ရှားနေရလဲဂုံကပုံမှန်ပဲမာမီစိတ်ထင်လို့ပါကောင်းပြီလေဒါဆိုလေခန့်တယ်ပစ္စည်းတွေငါခန့်နေသွားတာငါဒီမှာပဲနေမှာပြဒေါ်မာလာစကားကြောင့်ဂုံအံ့ဩသွားရခြင်းမှာသူ့မာမီကမြန်မာနိုင်ငံပြန်လာတိုင်းဂုံအိမ်မှာတရက်နှစ်ရက်အပြင်ပိုးမနေဘူးပြီးရင်မာမီကသူ့အိမ်သူသွားနေတာအခုဒီမှာနေမယ်ဆိုတော့ကုံမထင်ထားမိတာပါဧကနာမာမီများဟုတ်လောက်မှာပါမာမီသိသွားလို့ပဲနေမှာကုံစိတ်ထဲတွေးနေမိတယ်ဘလို့လဲတောင်မာမီဒီမှာနေလို့မင်းပြောသွားတာလားစကားဆုံးတာနဲ့နောက်ဆုံးမှာဒေါ်မလာရှိတာထွက်ပေါ်လာတယ်တဘောကြလို့ရှိတာမဟုတ်ပဲဂုံရဲ့အကြောင်းနဲ့သိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးချင်းမှာမာမီကိုဒေါသထွက်ခါသူပြောစရာရှိတာပြောပြတာနဲ့ခေးစီကပြန်လာခဲ့တယ်လှေကားပေါ်တက်နေရင်မာမီနဲ့အစိုးရပြောတဲ့အကြောင်းကိုပြန်တွေးနေလျက်ဂုံငါသိပြီမေဘာမှအလောက်လောက်တဲ့ကောင်မလေးတယောက်နဲ့လက်တက်ထားတာဆိုဟုတ်တယ်လေအဲ့ဒါဘာဖြစ်လဲမာမီတားချစ်လို့တားကြိုက်လို့တားမြန်လို့ရှူထားတာဂုံရဲ့စကားစုံတာနဲ့မာမီကမယူရဘူးငါသဘောမတူဘူးရှင်းပြောရရင်နင့်ကိုဘသူနဲ့မှသဘောမတူတာရှင်းလာကုန်အေးနေရသူ့ကိုလက်တက်ပေးပြီဆိုတော့သူ့လိုဘာမှအလောက်လောက်တဲ့ကောင်မလေးကတခက်အသုံးတော်ခံပဲဖြစ်မှာပေါ့အဲ့ကောင်မကငါရဲ့ကြုံမဲ့ကုံမာမီစကားကြောင့်ဒေါသထွက်သွားတယ်မာမီလွန်သွားပြီနော်ခေးရပေတော့မှတခက်ရဲ့အသုံးတော်ခံမဖြစ်စေရဘူးအဲ့လိုပဲမာမီရဲ့ကြုံလည်းမဟုတ်ဘူးမာမီကြုံလို့ချင်းရင်မာမီအိမ်မှာမာမီပြန်ပြီးပိုက်ဆံပေးလိုက်ကြုံလို့ရလိုက်မယ်ကျွန်တော်ချစ်တဲ့သူကိုလာမထီနဲ့အရင်ကအဖက်မလုပ်ပဲပြစ်ထားပြီးအခုမှဂုံးဆိုတဲ့ကျွန်တော်ကိုသားလာမလုံးနဲ့မာမီလေးဘေးစင်းကတက်လာတယ်ဆိုတာသတိရပါမာမီအခုစားထားတဲ့ပိုက်ဆံတွေနဲ့မလုံလောက်လို့ကျွန်တော်ကိုဘယ်သူမှသဘောမတူတာမလုပ်နဲ့ကျွန်တော်ကဘယ်မိမှမရှိလဲကျွန်တော်ပစ္စည်းတွေမပေးသေး၍မာမီမရဘူးဆိုတာမှတ်ထားပါခေးကိုထီလို့ကတော့မာမီမလွယ်ဘူးဂုံပြောပြီးလှည့်ထွက်ခဲ့တယ်ဒေါ်မလာအခန်းထဲမှာဂုံရဲ့စကားတွေကြောင့်ဒေါသထွက်နေတယ်ဂုံမင်းကများရရဆဆအမေဖြစ်တဲ့ငါကိုဘာမဟုတ်တဲ့ကောင်မကြောင့်ပြန်ပြောတယ်အဲ့ကောင်မကဘာမို့လို့လဲဒေါ်မလာပြောပြီး
တာပြသူကုံရဲ့စကားပြန်ကြားရောက်နေတယ်မမီလည်းဘယ်အဆင့်ကတက်လာတယ်ဆိုတာသတိရပါဒေါ်မလာထက်ကြားရောက်ရင်အရှင်အကြောင်းနဲ့သတိရသွားတယ်အရှင်ကသူမဟာလည်းအိမ်မော်တယောက်ကျွန်းတယောက်ဖြစ်ခဲ့တာပါတနေ့သူမအလွတ်လုံနေရင်သူတို့အလုတ်ရှင်ရဲ့သားကရောက်လာပြီးဘသူမှမရှိတဲ့အချိန်မှာထိုတတိသားရဲ့ခြေတော်တင်ချင်းကိုခံခဲ့ရတာတရက်တာသူအတွက်အသုံးတော်ကဖြစ်ခဲ့ရတယ်နောက်တော့မိမိပြောင်နေလာတာတနေ့မှသူမကိုဝင်ရှိလာပြီဆိုတာကိုသိခဲ့လို့သူမပြောတော့ထိုလူကသူမကိုခါတီတီညှင်းဆန်ပြီးအိမ်မော်ကနှင်ချခဲ့တယ်တရေကတော်နဲ့တရေကခရီးသွားနေတဲ့အချိန်သူနှင်ချခဲ့တာတရေနဲ့တရေကတော်ကစိတ်ဓာတ်ကောက်ကြတယ်သူမကိုအဲ့လိုနှင်ချတော့အိမ်မော်တွေကအစသူမထွက်လာတော့တီလိုပြောနေတာကိုသူမအမတ်မထင်ကြားခဲ့ရတယ်ဟဲ့ရှုပ်လေးတနာကမနဲ့တတိနဲ့တတိကတော့ကစိတ်ထားကောင်းတော့တတိသားကိုရှားမလားဆိုပြီးကြံ့နာနေမှာပေါ့အခုတော့ပိုက်တလုံးနဲ့အိမ်ဘော်ကဆင်းရပြီနေတောင်နေသေးတယ်စသဖြင့်သူမအကြောင်းကိုပြောကြရသူမဆက်လုံးလို့ထွက်ပြေးလာရင်ကားတစ်စီးနဲ့တိုက်မိပြီးတတိလက်သွားခဲ့တယ်သူမတတိပြန်ရတော့အခန်းတစ်ခုထဲမှာစောင့်နေတာတွေ့ရတယ်သူမနိုးလာတော့ထို့လူပြောပြီးသူမိမိကျဆွဲလမ်းပြီလို့ပိုင်ရှင်မရှိဘူးဆိုရင်သူလက်ထက်မယ်ကလေးကိုလည်းတာဝန်ယူမယ်ပြောတာကြောင့်သူမလက်ခံခဲ့တယ်ထိုလူလည်းမကြပါဘူးတာလီ10နှစ်လောက်နေတော့ထိုလူဟာထပ်ပေါက်လာခဲ့တယ်နေတိုင်းနေဆက်တယ်အလုပ်တွေအစင်မပြေစီပါရည်တွေကျဆင်းလာခဲ့တယ်တရက်တရက်ကျမကိုစကားတွေနဲ့နှိပ်စက်လာတယ်ကောင်းမအိမ်မောမကျုံမငါသူများချေတော့တင်ထားတာကိုတည်လျက်နဲ့ရှူခဲ့တာငါမားတာသွားနေထက်သွားအစင်မရှိတဲ့ဟာတွေထို့တော့စကားတွေကြောင့်နေစင်နေအမြမခံစားနိုင်တော့သူမအိမ်မောကဆင်းခဲ့တယ်အဲ့ဒီအချိန်မှာပဲအစင်ကသူမရဲ့တထေးတွေနဲ့ပြန်ဆုံတွေ့ခဲ့ပြီးသူမကိုအိမ်ပြန်ခေါ်ခဲ့တယ်သူသားလည်းတည်သွားပြီးမြေလေးကိုလည်းပြန်ခေါ်မယ်သူလည်းပြန်လိုက်ခဲ့ပါဆိုလို့ပြန်သွားခဲ့တာဟိုရောက်တော့ကျမကိုပိုက်ဆံပေးပြီးကလေးကိုခေါ်ထားတယ်စိတ်ထားကောင်းပါတယ်ဆိုတဲ့တထေးလေးမရလဲမျက်နှာဖုံးတွေကွာချကုန်တယ်မလားနင့်ကိုငါတို့ကချွေးမအဖြစ်ခေါ်ထားမယ်ထင်လားဝေးသေးငါမင်းကိုတော့ငါသားသွေးသားပါလို့ခေါ်ထားမယ်နင့်ကိုတော့ပိုက်ဆံပေးမယ်နင်လိုတဲ့အချိန်တိုင်းပိုက်ဆံယူသုံးဖို့ငါမြေးဟာတွေတော့နေတိစရာမလိုဘူးနော်သူလက်ထပ်ပြီးရင်သူ့ပစ္စည်းတဝက်ဟာငါရဲ့မြေးချွေးမလေးဖို့နင်ထွက်သွားနင်အတွက်အိတ်တလုံးပြင်ဆင်ထားတာရှိတယ်နိုင်ငံသားမှနေချင်လဲရတာပေါ့ဒါကြောင့်သူမရဲ့စိတ်ဟာနာကြည့်ချက်တွေနဲ့ပြည့်နှက်ခဲ့တာသူမကိုဝိုင်းနေတဲ့အိမ်ပေါ်တွေပိုက်ဆံရှိတထေးတွေကိုသူမမောင်းတိခဲ့တယ်သူမထိုနေကစားလို့နိုင်ငံသားကိုထွက်သွားခဲ့တယ်ပိုက်ဆံမတက်နိုင်တော့လို့သူများအိမ်မှာအိမ်မော်လုတ်ခဲ့ပေမဲ့စေတနာသူမအောင်မြင်ပြီးသားမို့ကျောင်းဆက်တရင်အလုပ်လုပ်ခဲ့တယ်ပိုက်ဆံကိုအရှင်ကပို့ရှာခဲ့တယ်ငွေနာကိုလိုက်ခဲ့တယ်သူမနာကြည့်ချက်တွေကြောင့်လူတိုင်းကိုမတွေ့တယ်လို့မတက်တယ်လို့ဆက်ဆံနေတယ်လူတွေကပိုက်ဆံရှိတော့သူမအနာကိုခါရကြတယ်သူမနိုင်ငံခြားမှာနေရင်သူမရဲ့ရှောက်ခမလို့ဆိုရမယ်လူနှစ်ယောက်ရှေးစင်နောက်ဆက်ဆုံးမသွားတော့သူမသားစိတ်ပြန်လာပြီးနိုင်ငံခြားကိုလိုက်နေဖို့ခေါ်ပြီးမြင်းဆန်တာကြောင့်မခေါ်ပဲထားပစ်ခဲ့တယ်အမှန်တိုင်းပြောရရင်သားဖြစ်သူကိုလည်းသူမသိမချစ်တော့ပါသူကြောင့်လည်းသူမဘဝတွေပြတ်ခဲ့ရတာသူဟာလူရုပ်မှရဲ့သွေးတွေစီးဆင်းနေတာကြောင့်သူမမုန်းမိတယ်မြန်မာပြည်ကိုပြန်လာတိုင်းအမေဖြစ်သူဆိုတာကိုတတိယယုံလောက်လေးရှိသေးဖို့သာသူအိမ်မှာတရက်နှစ်ရက်နေပေးခဲ့တယ်ဒါကြောင့်သားဖြစ်သူလည်းသူမကိုမခင်တွေ့ဘူးသူမလည်းထိုနေတူမခင်တွေ့ပါဘူးဒေါ်မာလာအရင်အကြောင်းတွေတွေ့ပြီးလက်ရှိချိန်ကိုပြန်ရောက်ခဲ့တယ်သူမရဲ့စိတ်ထဲမှာတထေးတွေကိုမုန်းတီးတာထက်ဆေးရတဲ့သူတွေကိုသူမပုံမုန်းမိတယ်မရှိတာချင်းအတူတူနှိမ်ခဲ့လို့ပေါ့အခုလေဟိုကောင်မလေးကိုသူမမရစားတဲ့နေနဲ့ဒုက္ခပေးဖို့ကြံစည်နေစဉ်တယောက်ယောက်ကိုတတိယသွားတာကြောင့်ဖုံးဆက်လိုက်တယ်ခေအောက်ထက်ကနေပြန်လာပြီးတဲ့ကအခုချိန်ဒီစကားမပြောပဲထိုင်းနေတဲ့ကုန်းကိုစိတ်ပူသွားတာကြောင့်ရှင်စစ်ပြေးရလားခေဘာလုပ်ပေးရမလဲကုန်းခေးတန်ကြမှာတတိယကခေမိမမင်းကငါတခုပြောထားမယ်ပြောလေမင်းကိုလေငါကိုယ်တိုင်မဟုတ်ပဲတခြားတယောက်ယောက်ကဘာပြောမင်းမစုံနဲ့သူပြောတာတွေကိုငါ့ကိုမေးဟုတ်ပြီလားအဲ့လိုပဲငါလည်းမင်းကိုယ်တိုင်ပြောတာမဟုတ်ရင်ဘသူပြောတာမှမစုံဘူးမင်းကိုမေးမယ်ကြားလားခေဟုတ်ကြားပါတယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတာခေသိခွင့်ရှိမလားတနေ့နေမင်းသိလားမခေငါမင်းနဲ့မဝေးနိုင်ဘူးသိလားမင်းငါ့ကိုထားမသွားနဲ့နော်တခုတော့သတိပေးထားမယ်မင်းဘေးယောက်ျားလေးနဲ့မှမပတ်သက်နဲ့မင်းကိုတခြားယောက်ျားလေးတယောက်နဲ့တွဲမြင်တာတို့တွေ့တာတို့ဆိုမင်းကိုလည်းငါမမေးဘူးငါတခုခုလုပ်ပြမှာဆိုတာမင်းသိထားပါခေထိုစကားကိုအပြင်ကနေတယောက်ယောက်ကြားပြီး
ကောက်ချစ်တဲ့အပြုံနဲ့လှည့်ထွက်သွားတာကိုတော့တရားမှမသိလိုက်ဘူးဈေးဝယ်စင်တာတခုတွင်တိတ်ရန်ဝတ်မုံအေးနေပြန်လာပြီဆိုတဲ့တဲ့ငါကြားတယ်ဒါပေမဲ့ငါလည်းမအားတော့မတွေးပြဘူးဝတ်မုံနေချင်ရရင်ငါတို့ဆိုင်တစ်ဆိုင်မှာထိုင်ရင်စကားပြောရအောင်ကောင်းတာပေါ့တိတ်ရန်နဲ့ဝတ်မုံလည်းစင်တာတွေကဆိုင်တစ်ဆိုင်ကိုဝယ်ထိုင်လိုက်ကြတယ်နေပါစားမလဲဝတ်မုံငါဖြိုရည်ပဲတောက်တော့မယ်ညီလေးစတော်ဘယ်ရီဖြိုရည်တစ်ခွက်သင်္ဘောသီးဖြိုရည်တစ်ခွက်ဟုတ်စားမယ်ကိုဝိတာထွက်သွားတာနဲ့ဝတ်မုံကတိတ်ရန်နဲ့ငါဖြိုရည်ဆိုတာနဲ့စတော်ဘယ်ရီမှမှတ်မိသေးတယ်နော်မှတ်မိတာပေါ့နင်းနဲ့ခေကစတော်ဘယ်ရီဖြိုရည်ချိတ်ထားခြင်းတူတာကိုဒါတော့ဟုတ်တယ်အော်ဒါနဲ့နေခေနဲ့တွေ့ပြီလားထိုစကားကြတော့တရံမျက်နှာညှိုးသွားတယ်တွေ့ပြီဝမုံဟုတ်လားဘယ်တော့ကလဲဘယ်မှာတွေးကြတာလဲမှားထားတာတွေလာချပြီးတော့တရံအစဉ်တောက်လိုက်တယ်ပြီးမှသူတွေးခဲ့တဲ့အကြောင်းတခုမကျက်အကုန်ပြောပြလိုက်တယ်တရံစကားဆုံးတော့ဘာဝမုံအော်လုံးကြီးအော်လိုက်တာတဆိုင်လုံးသူမအတန်ကြောင့်လှည့်ကြည့်လိုက်ကြတယ်ဝမုံလည်းကြွမဆိုင်ပဲသူသိချင်တာကိုတရံမေးလိုက်တယ်ခေကလက်ထပ်လိုက်ပြီးဟုတ်လားတရံနေမသိဘူးလားဝမုံဟဲ့ငါမသိဘူးပြီးတော့သူနဲ့လက်ထပ်တာကတထေးလေးဂုံမင်းရောင်ငါဘာတခုမှမသိတာတရံဒီအကြောင်းနဲ့ငါ့ကိုခေကဘာတခုမှမပြောဘူးနေပြန်ရောက်နေပြီလို့ပြောတဲ့နေကခေးပြောသွားသေးတယ်ပြီးတော့မျက်နှာညှိုးသွားတာလည်းငါတွေ့တယ်နောက်တော့သူဖုံးလာတာနဲ့ချက်ချင်းထပြန်သွားတာဒါဆိုအဲ့ဒီဟာခေကလက်ထပ်လိုက်တာပေါ့ငါ့ကိုလည်းဘာတခုမှမပြောဘူးပြီးတော့ခေကသူ့ကိုချစ်လို့လက်ထပ်တာမဖြစ်နိုင်ဘူးတခုခုကြောင့်နေမှာဝမုံရဲ့စကားကြောင့်တရံမေးလိုက်တယ်တခုခုကြောင့်ဟုတ်လားဝမုံသူကတထေးလေးကိုချစ်လို့ရမဖြစ်နိုင်ဘူးလားမဟုတ်တော့ဘူးဟာတထေးလေးကဗမင်းကလေးနဲ့မှမပတ်သက်ဘူးသူ့အသားကိုလည်းတခြားမင်းကလေးထိရင်မကြိုက်ဘူးခေးနဲ့လက်ထပ်ထားတယ်ဆိုတော့တခုခုပဲပြီးတော့ခေးချစ်နေတာနင့်ကိုလေဆိုတဲ့စကားကြောင့်တရံအော်သွားတယ်ခေးကငါ့ကိုချစ်နေတယ်ဟုတ်လားဝမုံဝမုံလည်းပါဇက်ကလွတ်ခနဲ့ထွက်သွားတာကြောင့်မတက်တာတဲ့အစုံပြောပြီးသားဖြစ်နေလို့အင်းလိုက်ရတယ်တရံစိတ်တွေကတော့ပျော်ရွှင်မှုအော်မှုနဲ့အတူခေးကသူ့ကိုချစ်နေတယ်ဆိုတာကြောင့်သူ့အတွက်မျှော်လင့်ချက်ရောင်ချီလေးရခဲ့ပြီးဘာကြောင့်မရှိခေးမင်းချစ်နေတာ तू မဟုတ်ဘူးဆိုတာသိရတဲ့အတွက်ကိုရှစ်ဆက်တိုးတော့မယ်ခေးတရံအတွေးတွေနဲ့ပျော်ရွှင်သွားတော့တယ်တရံငါပြန်တော့မယ်နော်ဝမုံဘိုင်ဘိုင်ဝမုံထွက်သွားတာနဲ့တရံလည်းပိုက်ဆံရှင်းပြီးပြန်ခဲ့တော့တယ်ခုံခေဂုံးလို့ခေါ်လို့ရတယ်မလားခေါ်ပါမင်းစိတ်နိုင်ကြခေါ်လို့ရတယ်ဒါဆိုဂုံးကိုခေတခုပြောမယ်ပြောလေခေလေဂုံးကပြောဆိုတာကြောင့်သူ့စိတ်ထဲမတင်မကျဖြစ်နေတဲ့ကိစ္စကိုတခါတည်းပြောဖို့ပြင်လိုက်တယ်ဟောလေဂုံးပြောတာယောက်ျားလေးတယောက်နဲ့တွဲမြင်ရင်ခေကိုမမေ့ပဲတခုခုလှုပ်ပစ်ဆိုတာလေအဲ့ဒါဘာဖြစ်လဲခေအကြောင်းတခုခုကိုမဆူဆန်မစင်ကြင်ပဲလှုပ်တာမကောင်းဘူးလေကုံတကယ်ခေကိုယောက်ျားလေးတယောက်နဲ့တွဲမြင်နေပဲထားသူနဲ့ခေကဘာပြောလဲဂုံချရတာမဟုတ်ဘူးလေအဲ့ဒါကိုအကြောင်းအကျိုးဘာမှမသိဘဲနဲ့လက်လွတ်စပယ်ပြောဆိုလုပ်ကြရင်အမားတွေဖြစ်ကုန်မှာပေါ့ကိုတို့သာထွက်နေတယ်ဆိုရင်တော့တခုခုတော့တေချာသိအောင်လုပ်တင်နေမလားကိုခေရဲ့စကားကြောင့်သဘောကျစွာပြောလိုက်မိတယ်သိဟုတ်တာပေါ့ခေမိမမင်းသိတော့တာပဲသိလားစိတ်ချပါမင်းစကားအတိုင်းငါမစူးစမ်းမစင်ခြင်းပဲမလုပ်တော့ဘူးဟုတ်ပြီလားမင်းယောက်ျားလေးတယောက်နဲ့တွေးသွားတာကိုငါမြင်ရင်ဒေါသထွက်မိမှမှန်မိမဲ့မင်းပြောလို့ငါမင်းကိုမေးပြီးမှလှုပ်တင်တာလှုပ်မယ်ခေလေအခုမှစိတ်ချမ်းသာသွားတော့တယ်စိတ်ထဲမှာလေကျေးဇူးပါကုံခေအဲ့လိုမှမပြောရင်တယောက်နဲ့တယောက်နင့်နာစရာတွေဖြစ်ကုန်မှစိုးလို့ပါအဲ့ဒါတကယ်လားသမီးတကယ်ဘောအန်တီရဲ့မိနိုင်တာနဲ့ဆက်ဆက်ကြခဲ့တာဒါဆိုဒီကောင်မကိုကောင်းတကောင်နဲ့တွဲမြင်ရင်တားကိုဒေါသထွက်အောင်လုပ်ပြီးသူတို့ကွဲအောင်လှုပ်လို့ရှာပြီပေါ့သိချတာပေါ့အန်တီနှစ်ယောက်လုံးစကားသံတွေတိတ်ဆိတ်ပြီးစိတ်ထဲမှာအတွေးကိုစိဖြင့်ကောက်ချစ်စွာအပြုံးတွေကမျက်နှာပေါ်မှာထင်ဟပ်လျက်ကျန်ထဲမှာမင်းရောင်စုံတွေခန္ဓာစွာပြင်ဆင်ထားတဲ့ပါတီပွဲတစ်ခုရဲ့တောင်းကြတဲ့စပွဲဝိုင်းတစ်ခုမှာထိုင်ရင်လူတွေဝကြည့်ကအေးတောင်းနေတဲ့ကောင်မလေးတယောက်သူကောင်မလေးကတော့ခေးဆက်တွင်ဂုံတရေရှိလူတွေရဲ့ကျင်ပါတဲ့ပါတီပွဲမှာသူမနဲ့ပတ်သက်နေတဲ့လူကထိုလူတွေနဲ့စကားပြောနေတာသူမနဲ့မသက်ဆိုင်တဲ့အတွက်ထိုင်ရင်တယောက်တည်းစိတ်ချင်းချက်နေတယ်ပြီးတော့သူမဘာဖြစ်မှမသိအမြင်တွေဝေဝါးစွာစိတ်ထဲတမျိုးကြီးခံစားနေရတယ်သိကြတာတကူကသူမပထမဆုံးကလပ်မှာပြက်ခဲ့တယ်လို့ဖြစ်နေပြီဆိုတာပဲထိုအချိန်သူမနာကိုရမခိုးတွေနဲ့ပြည့်နေတဲ့လူနှစ်ယောက်ရောက်လာခဲ့တယ်ညီမလေးအဆင်ပြေလား
ကိုကြီးတို့ကူညီပေးရမလားဟင်စားတယ်မလို့ဘူးကျမဘာမှမဖြစ်ဘူးလာပါညီမလေးကလည်းကိုကြီးတို့ရှိနေတာပဲကူညီပေးမှာပေါ့ဆိုပြီးခေးရဲ့လက်ကိုလှမ်းဆွေလိုက်တယ်လှန့်တော့ရှင်းတော့ကဘသူတွေလဲကျမကိုမနှောက်ဆက်ပါနဲ့သွားကြပါခေးအမြင်တွေဝေဝါပြီးစိတ်တွေမထင်းနိုင်ဖြစ်နေပေမဲ့သူမမနေထိန်းထားနေရတယ်တကယ်တမ်းဆိုသူမအတွက်တိတ်အဆင်မပြေနေတော့ပါအကူကြီးလိုးနေတာကိုမငင်းစင်စားမနဲ့ညီမလေးရဲ့ခေးရဲ့လက်ကိုလက်ချောင်းလေးတွေနဲ့ဆော့ကစားနေတယ်ထို့အဖြစ်အပျက်ကိုသဘောကျကတနေရာမှာကြည့်နေတဲ့လူတယောက်ကိုတော့ဘသူမှတတိမထားမိဘူးကိုခေးကိုစိတ်ပူတာကြောင့်လှည့်ကြည့်လိုက်တဲ့ချိန်မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ရဲ့ဒေါသတွေကိုပွက်ပွက်ဆူလာစေတယ်သူ့ဘာမှစဉ်းစားမနေပဲထိုလူတွေနာအပြေးသွားကဟာမင်းတို့အဲ့ဒါဘာလုပ်တာလဲကုန်းပြောလေပြောထိုးလေထိုးလိုက်တယ်ခေကုန်းအတန်ကြောင့်ကုန်းကိုဖက်ကငိုပြီးတော့ကုန်းသွားရအောင်နော်ခေတို့ဒီမှာစက်မနေတင်တော့ဘူးသွားမေကုန်းခေရဲ့စကားကြောင့်ဘသူမှဂယုမဆိုင်ပဲထိုလူတွေကိုတွန်းကထွက်လာခဲ့တော့တယ်ကာနာရောက်တော့ခေကိုကားပေါ်တင်ပြီးအိမ်ကိုအမြန်ပေးမောင်းခဲ့ရတော့တယ်အခန်းထဲဆောက်တာနဲ့ခေတရာအသိစိတ်မေကအဝတ်စားတွေချုပ်ဖို့ပြင်းနေတာခုံမြင်ပြီးခေမင်းအဲ့ဒါဘာလုပ်တာလဲပြောပြီးခေရဲ့လက်ကိုကင်လိုက်တော့ခေကသူ့ကိုအနားဆွဲပြီးသူ့ရဲ့နှာခေါင်းကိုနှမ်းလိုက်တယ်ခုံအမတ်မတင်ဖြစ်သွားတာကြောင့်ဘာလို့ရမှမသိဖြစ်သွားတယ်နောက်ဆုံးတော့သူလည်းခေကိုတုံးပြန်အနှံတွေပေးကကရေမော်တင်လိုက်ပြီးသူတို့နှစ်ယောက်ရဲ့မင်္ဂလာဥညဖြစ်သွားတော့တယ်ကုန်းစိတ်ထဲကနေတော့တောင်းပန်ပါတယ်ခေမင်းကဆေးချောင်ဖြစ်သွားပြီမေကိုကတော့အခုလက်ရှိမင်းဟာကိုမိမဖြစ်နေတာကြောင့်စိတ်မထိန်နိုင်ပဲဖြစ်သွားခဲ့တာမင်းမကျေနပ်လဲကိုလက်ခံပါတယ်မင်းတို့ဒါလေးတော့အဖြစ်စီအောင်မလုပ်နိုင်ဘူးကျွန်တော်တို့လည်းအစွမ်းကုန်ကြိုးစားနေတာပဲမကြခင်ကောင်မလေးကကျွန်တော်တို့ဘပါတော့မှာအဲ့လိုကဝင်းဆုပ်တာလေကောင်မလေးသာပါခဲ့ကြည့်ကျွန်တော်အတွက်တော့ထိုလူနှစ်ယောက်အဲ့လိုပြောတော့တော်တိတ်ဒီတခါအစင်မပြေတော့လေနောက်တစ်ခါပေါ့ကောင်မကန်ကောင်းသွားတယ်သူ့ကိုကေတဲ့လူကိုမင်းတို့သိလားအဲ့ကောင်မလေးခေါ်တဲ့နာမည်တော့ကြားလိုက်တယ်ဘာလဲလေကျွန်တော်တို့ကြားလိုက်တာတော့တလုံးနဲ့ဘာလဲဟျောင်းဘာလဲဆိုပြီးဘေးကကောင်ကိုမေးလိုက်တယ်ဟာမင်းကလေဂုံလေအော်အေးငါမေ့သွားလို့နာမည်ကဂုံနဲ့မမလေးပါမင်းရဲ့ဘာဆိုတဲ့အတန်ကြီးကအခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့သူ့စီကလူနှစ်ယောက်လန့်သွားတယ်ဘာဖြစ်လို့လဲမမလေးကျွန်တော်တို့ဘာလုပ်ပေးရမလဲရှားတယ်မလို့ဘူးနင်တို့သွားတော့ဗျာဟုတ်ကဲ့သူ့စီကလူနှစ်ယောက်လဲပြတလေထွက်သွားတော့တယ်မင်းနိုင်ကတော့အခန်းထဲမှာဒေါသတွေနဲ့ကြံ့ရစ်ခဲ့တယ်အာခေနိုးလာတော့ခေါင်းကိုက်နေတာကြောင့်ညှိလိုက်မိတယ်မင်းနိုးလာပြီလားခေအတန်ကြလို့မော့ချလိုက်ရဂုံအင်းလေမင်းမမတ်မိတော့ဘူးလားဆိုပြီးခေကိုပြုံးချင်ရင်မေးလိုက်တော့ခေကအခုမှတတိယသွားဟန်နဲ့အောင်ငုံကြည့်လိုက်တော့ဟင်ကျမအိမ်ကြီးကဘာလို့ငါလဲပေးထားတာလေစင်လဲပေးထားတာဂုံရဲ့စကားကြောင့်ခေဆက်ကမျက်နှာပေးထားရမှမသိဖြစ်သွားတယ်ရှက်မနေပါနဲ့ခေမင်းနဲ့ကိုညာကခေသူစကားကြောင့်ဆက်နဲ့မေးလိုက်မိတယ်ဒါဆိုရှင်နဲ့ကျမညာကမင်းကကိုမိမဖြစ်နေပြီပဲသူ့ရဲ့စကားကြောင့်ခေဝမ်းနဲ့သွားတဲ့စိတ်ကိုထိန်ကဟုတ်ပါတယ်ရှင်နဲ့ကျမကလင်မယားတွေပဲဂုံခေရဲ့အတန်လေးတိမ်ဝင်သွားတာကြောင့်စိုးရိမ်သွားပြီးခေအနာသွားကခေဘာဖြစ်တာလဲကိုပြောတာအဲ့တဘောမဟုတ်ဘူးလေရှားပါတယ်ကျမနားလေတယ်ခေငါအလုပ်သွားရမှာမင်းအဲ့လိုဖြစ်နေရင်ငါမသွားတော့ဘူးခေသူ့စကားကြောင့်သွားပါကုံခေကဘာမှမဖြစ်ပါဘူးခေကြောင့်ကုန်းရဲ့အလုပ်ကိုထိခိုက်မခံပါနဲ့ပြောပြီးခေတယောက်မျက်နှာလွှဲသွားတယ်ခေလှည့်မကြည့်ပါခေငါခုနေတယ်လေမိမလို့ကုံဘလောက်ခေါ်ခေလှည့်မကြည့်တာကြောင့်ကုံခေရဲ့စီကိုသွားထိုင်လိုက်တယ်ခေမင်းအဲ့လိုမနေနဲ့ကွာကိုသွားတော့မယ်မင်းဘယ်မှာစောက်သွားမနေနဲ့နော်သွားမယ်ဆိုငါ့ကိုဖုံးဆက်ကုံခေလို့နေပုံကိုဥစားတာကြောင့်ခေရဲ့နှာခမ်းလေးကိုနမ်းလိုက်တယ်နမ်းပြီးတော့ခေကိုကုံပြောလိုက်တာကချစ်တယ်ခေကိုဘဝမှာဘသူ့ကိုမှမချစ်ဘူးတဲ့အချင်းနဲ့ချစ်တာမင်းကိုနားကထွက်မသွားပါနဲ့နော်မင်းမရှိရင်ကိုသိနိုင်တယ်ခေကုန်းရဲ့စကားတွေကြောင့်ဘာမှမပြောနိုင်အောင်အံ့ဩပြီးစွန့်အားမိတယ်ကုန်းကသူမကိုချစ်တယ်လို့ပြောမယ်ဆိုတာကိုထင်မထားမိခဲ့တာဆိုရင်ပုံမှန်ပဲကုန်းခေရဲ့နှစ်ဖူးလေးကိုဖွားဖွားလေးနဲ့ကကိုသွားတော့မယ်ခေချစ်တယ်နော်ခေတယောက်ထွက်သွားတဲ့ကုန်းရဲ့ကြောပြင်ကိုကြည့်ပြီးပါစကားမှမစုံမိဒေါ်မလာအပြင်သွားဖို့ထွက်လာချိန်အပေါ်တကဆင်းလာတဲ့ခေကိုလည်းမြင်ရောအမလီငါသားလေအံ့ဩပါဘာမဟုတ်တဲ့ဘာမှအလွတ်လွတ်တဲ့ကောင်မကိုယူထားတာဘာမှလှုပ်တယ်ဆိုတဲ့က
အစင်တမ်းမရှိလို့ပေါ့ဘာမှလုပ်တဲ့လူတွေကအနည်းဆုံးတော့တထေးတွေရဲ့ခေအပေါ်ကနေဆင်းလာတဲ့ကဂုံအမေပြောတဲ့စကားတွေကိုကြားပေမဲ့မကြကြရဆောင်ပြီးဆင်းလာပေမဲ့တထေးတွေရဲ့ဆိုတဲ့စကားရဲ့နောက်ဆက်တွဲစကားကိုသိနေတာကြောင့်ခေသွားပြောလိုက်တယ်ဒီမှာအန်တီလူကြီးဆိုလူကြီးစကားပြောပါဘာမှအလွတ်လွတ်တိုင်းမိမပြန်မဟုတ်ဘူးကျမမိကောင်းဖခင်သားသမီးဆိုတာအန်တီမှတ်ထားပါဒေါ်မာလာခေစကားကြောင့်ရှင်းလိုက်တယ်မိကောင်းဖခင်သားသမီးလားမိကောင်းဖခင်သားသမီးတွေကအဲ့လိုပါမှအလွတ်လွတ်တာလားသိကြတာကတော့နင့်အမေလေမိမကောင်းမဟုတ်လို့နင်ဒီလိုလောက်တာကိုခွင့်ပြုတာပေါ့ခေအစားကမပြောဘဲနေမလို့ပဲအမေကိုပါထိခိုက်လိုက်တာကြောင့်သူမဒေါ်သားကတိတ်ဆုံးကိုရှောက်သွားခဲ့တယ်အန်တီခေရဲ့အတန်ကြောင့်အလုသမားတွေအားလုံးလက်သွားပြီးသူမတို့ကိုကြည့်နေကြတယ်ဒေါ်မာလာကသွားဆိုတဲ့ပုံစံလှုပ်ပြတော့အားလုံးထွက်သွားကြတယ်ဒီမှာအန်တီကျမကိုကြိုက်တယ်လို့ပြောလို့ကြတယ်ကျမအမေကိုမထိခိုက်နဲ့အန်တီသိအောင်ပြောလိုက်မယ်ကျမဘာမှလုပ်တယ်ဆိုတာမှန်တယ်ဒါပေမဲ့အန်တီထင်တယ်လို့လုပ်တာမဟုတ်ဘူးနော်ကျမဝိတာလုပ်တာအန်တီကဘာမှလုပ်တယ်ဆိုတိုင်းအဲ့တခုတည်းလှုပ်เสียရှိတယ်ထင်နေတာလားဒါဆိုအန်တီကအဲ့လိုလုပ်ခဲ့ဘူးလို့လားကျမကအေးစိတ်နေတဲ့သူကျမကိုလာထိရင်ငြိမ်နေနိုင်ပေမဲ့ကျမအမေကိုထိရင်တော့ဘသူဖြစ်ဖြစ်ကျမဂရုမစိုက်ဘူးလူတိုင်းကိုမကောင်းမျက်စိနဲ့ကြည့်နေရင်အန်တီကိုယ်တိုင်လည်းမကောင်းတဲ့သူဖြစ်နေတယ်ဆိုတာသိထားပါကျမကိုအန်တီပြောသလိုဘာမှလုပ်တဲ့မိန်းကလေးကအဲ့လိုအတန်စာထင်းနေရင်သိကြတယ်အန်တီလည်းအဲ့လိုလုပ်ခဲ့ဘူးလို့ပဲဘာဒေါ်မာလာဒေါသထွက်စွာအော်လိုက်မိတယ်ကောင်းမသူများအိမ်မော်လဲတက်နေသေးတယ်လူပါကဝါသေးတာတွေ့မယ်နင်ခေကယူမဆိုင်ပဲလက်ထွက်လာခဲ့တယ်ခံလိုက်အောင်အတီခေကငိမ့်နေတယ်ဆိုတာမပြောတတ်လို့မဟုတ်ဘူးခေစိတ်တွေကပြောလိုက်တယ်ခေကုန်းကိုပြောပြီးမိမိစီလာခဲ့တာပါမိမိသမီးမိမိတက်တာလားတက်တာပါတယ်သမီးတာရောသူအလုတ်သွားတဲ့အမေအမသမီးတို့တိတ်အောင်နေကြနော်ဟုတ်ကဲ့ပါမိမိတရံခင်းနေတဲ့နေရာသိလို့လာခဲ့တာဒီရောက်တော့ခေမရှိဘူးတဲ့ဒါနဲ့သူလည်းခေအမေတက်နေတဲ့ဆေးရုံကိုလာခဲ့တယ်အမဒီဆေးရုံမှာတက်နေတဲ့လူနာဒေါ်တင်သစ္စာရဲ့အခန်းနံပါတ်လေးသိလို့ရမလားအော်ဟုတ်ကဲ့အခန်းနံပါတ်302ပါကျေးဇူးပါနော်ဟုတ်ကဲ့ပါတရံမေးပြီးတက်လာခဲ့တယ်ခေအမေနဲ့စကားပြောနေရင်တကားပွင့်တာကြောင့်ကုန်းမလို့ကြည့်လိုက်တာမြင်လိုက်ရတဲ့လူကြောင့်သူအံ့ဩသွားတယ်တရံအန်တီတက်တာလားကျွန်တော်ကိုရောမှတ်မိလားမှတ်မိပါတယ်တာရဲ့ဟုတ်အန်တီဒီမှာအန်တီအတွက်မလိုပါဘူးတာရဲ့သားလေးစီစဉ်ပေးထားလို့အန်တီအားလုံးအဆင်ပြေပါတယ်သားလေးဆိုတာကအော်သားလေးဂုံမင်းအောင်လေတရံထုစကားလေးကြာရောမျက်နှာပြက်သွားတယ်အော်ဟုတ်အန်တီခေတရံဝင်လာတဲ့ကသူမလည်းစကားမပြောမိသလိုတရံကလည်းမပြောပါအခုချိန်မှာသူမဆင်ကြရမယ်ဂုံကိုသူမမချစ်သေးပေမဲ့ဂုံအကြောင်းလေးသိနေတော့အခုလိုမပြောဘဲနေတာသူမအတွက်အကောင်းဆုံးပဲပေါ့ထိုချိန်ထောက်တာဝင်လာပြီးအမေကိုစစ်ဆေးပေးနေချိန်ဆေးကုန်သွားပြီပဲကလေးမဒီဆေးလေးသွားဝယ်လိုက်ပါလားအော်ဟုတ်ကဲ့ဒေါက်တာပြောပြီးခေတောင်တလက်ထဲကဆေးနမူနာယူလိုက်ပြီးအမေဘက်လက်ကအမေသမီးဆေးသွားဝယ်အောင်မယ်နော်သမီးခေလေအမေစီမှာထွက်လာခဲ့တယ်တရံခေထွက်သွားတော့အန်တီကိုနှုတ်ဆက်ပြီးခေနောက်ပြေးလိုက်လာတယ်ခေသူ့အနောက်ကလိုက်လာတဲ့အတန်ကိုကြားပြီးမှလှည့်မကြည့်မိထို့ချိန်အစည်းပေါ်လူနာတယောက်ကိုကရင်မော်တင်ရတွန်းလာတာကသူမရှိတဲ့တယ်မှာဖြစ်တာကြောင့်သူမကြောင်ပြီးမဆောင်မဆက်နေမိတယ်ထို့ချိန်လူတယောက်ကသူမကိုဆွဲခေါ်လိုက်တယ်ခေလေကြောက်ပြီးထိုလူရဲ့စင်ဝင်ဆောက်သွားတယ်ထိုလူကသူမကိုဖတ်ထားတာသူမလည်းကြောက်လွန်လို့မျက်လုံးမိတ်ထားစေထိုအပြက်ပြက်ကိုမြင်ပြီးတနေရာစီမှာကြည့်နေတဲ့လူနှစ်ယောက်ရဲ့မျက်ဝန်းတွေကကွဲပြားစွာရှိနေလျက်တယောက်ကဒေါသထွက်ပြီးတယောက်ကစိတ်မကောင်းစွာထိုမြင်ကွင်းကိုဥပိ္ပခါပြုပြီးထွက်သွားကြတော့တယ်ကြရပြီမျက်လုံးဖွင့်တော့ခေလေအတန်ကြောင့်မျက်လုံးဖွင့်ပြီးစင်ဝင်ထဲမှာထွက်ခါကြည့်လိုက်တော့ဂုံအင်းလေငါမင်းယောက်ျားကုံပါခေရဲ့ရှင်တော့လာနောက်နေတယ်မိမိအတွက်စေးဝယ်ရအောင်ပါသွားမယ်လေခေဘာပဲလှုပ်လှုပ်ဘယ်နေရာပဲသွားသွားဂယုတဆိုင်နေနေဂယုတဆိုင်လို့ဂယုတဆိုင်သွားပါကွာမင်းရဲ့နာမှာငါအချိန်တိုင်းရှိမနေနိုင်ဘူးခေသူစကားတွေကြောင့်မော့ချီလိုက်တော့သူ့မျက်ဝန်းမှာခွဲခွာခြင်းနဲ့ဝမ်းနည်းစိတ်တွေစွန့်ထင်းနေတာကိုမြင်နေရတော့ခေရင်နဲ့ဝမ်းနည်းသွားတာတော့အမှန်ပဲဂုံရှင်ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးခေရဲ့လာပါအမေအတွက်စေးသွားဝင်ရအောင်ဟုတ်ခေဘာမှဆက်မပြောတော့ပဲသူ့အနောက်သာလိုက်သွားတော့တဲ့စိတ်ထဲကတော့ဘာပြဿနာတွေများရှိနေလို့လဲဂုံရဲ့ခေသိခွင့်ရမယ်ဆိုသိချင်တယ်ခေဂုံကိုချစ်မိနေပြီထင်တယ်ဂုံစိတ်ထဲမှာလဲခေငါမင်းနဲ့မခွဲချင်ဘူးဒါပေမဲ့တရက်နှစ်ရက်လောက်နေရင်အလုပ်ကိစ္စနဲ့ကိုခရီးထွက်ရအောင်မယ်
မင်းကိုဒီမှာထားခဲ့ရမှာလဲစိတ်မချသလိုခေါ်သားဝတ်ကလည်းမဖြစ်ပြန်ဘူးခေဒီတရက်နှစ်ရက်မှာကိုမင်းနဲ့အတူပျော်ရွှင်စရာတွေကိုဖန်တီးချင်သေးတယ်ဘာဖြစ်တာလဲသမီးအန်တီမလာမိနိုင်ပြောပြမယ်ထိုင်မိနိုင်လေဖြည်းဖြည်းသမျှအကြောင်းစုံအားလုံးကိုပြောပြလိုက်တယ်အဲ့ဒါပဲအန်တီဘာဒေါ်မလာတယောက်မိနိုင်စကားဆုံးတော့ဒေါသထွက်သွားတယ်တားအေးအောက်တန်းစာမရဲ့အမိကိုစေးရုံတင်ပေးထားတယ်ဟုတ်လားဟုတ်တယ်အန်တီမလာအခုတော့ထားလိုက်အောင်မယ်နောက်မှမလာဆိုတဲ့ငါဘလောက်အစိတ်ပြင်းလေးပြရမယ်ဟုတ်အန်တီမလာဒါဆိုမိနိုင်ပြန်တော့မယ်မိနိုင်တယောက်အပြိုတဝက်ဒေါသတဝက်နဲ့ပြန်ထွက်လာတယ်တယံနေတော်တော့လေငါ့ကိုခေါ်ပြီးဘာမှမပြောဘဲတောက်နေတာတော်တော်များပြီငါကြောက်တာလေတနာကြီးပြေးတော့မယ်ပြောမယ်ငါပြောမယ်ဝမောင်ခဏလေးနည်းနည်းလေးအချိန်ယူလိုက်အောင်မယ်ပြောကခွက်ကိုကန်ပြီးတောက်ဖို့ပြင်တော့ဝမောင်လက်ကိုကန်ကတားလိုက်တယ်တော်တော့တယံနေဘာမှမပြောဘူးဆိုလေငါပြန်တော့မယ်ဝမောင်တယံလက်ကိုလွတ်ပြီးထားရကပြန်ဖို့ပြန်လိုက်တော့မပြန်မနဲ့အောင်ဝမောင်ရဲ့ငါပြောမယ်ပြန်ထိုင်ကဲဒါဆိုလေမြင်မြပြောဟာတယံလေဝမောင်ကိုအချောင်းဆုံးပြောပြလိုက်တယ်ဝမောင်တယံစကားဆုံးတော့အံ့ဩမယုံနိုင်ဖြစ်သွားရတယ်ဟုတ်လို့လားတယံရဲ့ခေကနင့်ကိုချစ်နေတာပါမချစ်ဘူးဝမောင်ခေငါ့ကိုမချစ်ဘူးသူ့မျက်ဝန်းတွေမှာငါအပေါ်ခံစားချက်မရှိဘူးအေးဆက်နေတာကိုငါမြင်ရတယ်ဝမောင်ပြီးတော့သူငါနဲ့တွေ့ရင်စိုးရိမ်နေတယ်နင်စိတ်ထင်လို့နေမှာပါငါစိတ်ထင်တာမဟုတ်ဘူးဝမောင်ငါနောက်ကျသွားပြီလားခေအနာကိုငါမရောက်နိုင်တော့ဘူးမသိပါဘူးဝမောင်ရဲ့အဲ့လိုလည်းမဟုတ်လားပါဘူးတင်ရရဲ့ငါခင်းနဲ့တွေ့ပြီးမေးကြည့်ပေးပါမယ်ဝမောင်ရဲ့စကားကြတော့တင်ရမယ်ဝန်တွေကအဆောင်လက်လာတယ်နင်တကယ်ပြောတာနော်ဝမောင်တကယ်ပါတင်ရရဲ့ဒါပေမဲ့တခုတော့ရှိတယ်နင်အမှန်တိုင်းဖြေဘာလဲငါဖြေမယ်နင်ခေကိုတကယ်ချစ်တာလားတကယ်ချစ်တာပါဟာကောင်းပြီဒါပေမဲ့ခေကနင်ကိုမချစ်တော့ဘူးဆိုနင်ဘာလုပ်မလဲတင်ရခဏတော့တွေးဝေသွားတယ်ပြီးမှခေတာငါ့ကိုမချစ်တော့ဘူးဆိုငါရှေ့ဆက်မတိုးတော့ပါဘူးရပြီဒါဆိုငါပြန်တော့မယ်ဝတ်ပေါင်ထွက်သွားတော့တယံတယောက်ဆက်တောင်းနေလိုက်တယ်ခေးနဲ့ကုံဈေးဝယ်ထွက်လာရင်ခေးဝတ်မောင်နေဈေးဝယ်လာတာလားခေးဟုတ်တယ်နေတယောက်ထဲလားမဟုတ်ဘူးဟာကုံလဲပါတယ်ငါတို့တနေရာသွားပြီးစကားပြောရအောင်ခေးနေအောင်သူချန်သေးတယ်လာပါဟာသူကလေးမဟုတ်ဘူးပြီးမှနင့်ကိုလာစားရင်တွေးလိမ့်မယ်ဒီတဲကဆိုင်တဆိုင်မှာထိုင်မှာစိတ်ပူမနေနဲ့ခေးလေဘာမှမပြောတော့ပဲဝတ်မောင်ဆိုရနောက်လိုက်ခဲ့တော့တယ်ကုံခီးပြောက်သွားလို့လိုက်စားရင်နဲ့ဆိုင်တဆိုင်မှာခင်းနေကောင်မလေးတယောက်စကားပြောနေတာကြောင့်လှမ်းမခေါ်တော့ပဲခေအနာကိုသွားကသူကြားလိုက်ရတဲ့စကားကြောင့်ကိုနာကိုမရှုံနိုင်ဖြစ်သွားရတယ်ခေပါလေနင်တယံနဲ့တတိလေးကုန်မရဘသူ့ကိုချစ်လဲအမှန်တိုင်းပြောရရင်အရှင်ကငါတယံကိုချစ်ခဲ့တယ်ဒါပေမဲ့အခုတော့ကုန်းကိုငါချစ်မိနေပြီထိုစကားကြောင့်ကုန်းပြိုရွှင်သွားတယ်တကယ်ဆိုကုန်းအစီကစကားကြောင့်ဒေါသထွက်ပြီးလှည့်ထွက်မလို့ပြင်တော့ဒါပေမဲ့ဆိုတဲ့စကားကြောင့်စက်နားထောင်လိုက်တာခေကသူ့ကိုချစ်တယ်လေလားဂုံမသိချင်အောင်ဆောင်ကခေရှေ့သွားပြီးခေပြန်ရအောင်နေအောင်ခေမိတ်ဆက်ပြရအောင်မယ်သူကခေတငယ်ချင်းဝတ်မောင်နဲ့ဝတ်မောင်သူကဂုံမင်းရဝတ်မောင်တတိလေးဂုံမင်းရောင်ကဘယ်မင်းကလေးမှထိတာမကြိုက်ဘူးဆိုတာသိပေမဲ့သူမှခေရဲ့မိတ်ဆက်ပေးမှုကြောင့်လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းပေးပေမဲ့တတိလေးဂုံမင်းရောင်ကမတိကျိုးနှံပြူကတွေ့ရတာဝမ်းသာပါတယ်မဝတ်မောင်ဝတ်မောင်လက်ကိုပြန်ရုပ်သိမ်းပြီးတော့မချီပြုံပြုံကဟုတ်ကျမလည်းတွေ့ရတာဝမ်းသာပါတယ်ခေကဝတ်မောင်ကိုအားနာတဲ့အကျင့်နဲ့ကြည့်နေတယ်ခေပြန်ရအောင်ပြောပြီးခေရဲ့လက်ကိုကုန်းကင်နာမြင်တော့ဝတ်မောင်ခေအတွက်ဝမ်းသာသွားတယ်ဝတ်မောင်ငါသွားတော့မယ်ပိတ်ဆန်ရှင်းခဲ့မယ်နော်နေရတယ်ခေငါပဲရှင်းလိုက်တော့မယ်နင်သွားတော့ဒါဆိုငါသွားပြီနော်အေးကုန်းလည်းနှုတ်ဆက်လိုက်တယ်ခွေးပြပါအောင်နော်ဟုတ်ဝတ်မောင်ခေတို့ထွက်သွားတာနဲ့တယံစီဖုံးဆက်လိုက်တယ်ခေအတွက်ဝမ်းသာပေမဲ့တယံအတွက်တော့သူမှလည်းစိတ်မကောင်းပါဘူးဒါပေမဲ့ပြောစရာရှိတာတော့ပြောမှဖြစ်မယ်သူမှတွေးနေရင်တပတ်ကဒူးဆန်ချလိုက်ရတယ်ဟယ်လိုတယံငါပါဝတ်မောင်အော်ဝတ်မောင်ပြောလေနင်းအတွက်တော့စိတ်မကောင်းဘူးတယံနင်နောက်ဆုတ်လိုက်တော့ခေကဝတ်မောင်စကားမဆုံးခင်တယံဖျက်ပြောလိုက်တယ်ရပြီဝတ်မောင်ငါသဘောပေါက်ပြီကျေးဇူးပါဝတ်မောင်ဒါဆိုဒါပဲလေနော်တယံကပြောပြီးဖုံးချလိုက်တယ်ခေကိုသွားတော့မယ်မေကယူဆိုင်ပါနော်ဟုတ်ရှင်ပေတော့ပြန်လာမှလဲကုန်ကိုမပြောတတ်သေးဘူးအမြန်ဆုံးပြန်လာနိုင်အောင်ကြိုးစားပါမယ်ဟုတ်ကဲ့ပါချစ်တယ်ခေကုံခေရဲ့နဖူးလေးကိုဖွားဖွားလေးနမ်းလိုက်တယ်ပြီးတာနဲ့နှုတ်ဆက်ပြီးကားပေါ်တရံပြင်လိုက်ချိန်ကုံခေကိုတန်းကြောင့်လှည့်ချလိုက်တယ်ခေလေးစိတ်ကိုချစ်တယ်ကုံကောင်းညိတ်ပြပြီးကားပေါ်တက်ခါ
ကာဆန်တို့ပြီးခေးကိုတက်တာပြလိုက်တယ်ခေးလေတက်တာပြန်ပြရင်ကားထွက်သွားပြီမေသူမကတော့နေရာမှာရှက်နေစေဒေါ်မာလာတယောက်တော့သားပြစ်သူကမအေးဖြစ်သူကိုနှုတ်မဆက်ပဲဘာမဟုတ်တဲ့လူကိုနှုတ်ဆက်တာကြောင့်ဒေါသထွက်နေရင်နောက်မှာအကြံတစ်ခုရသွားတာကြောင့်မျက်နှာပေါ်မှာမေပြုံတစ်ခုဖန်ဆင်းလိုက်တော့တယ်ခေးတယောက်အိမ်ထဲပြန်ဝင်လာတော့ကိုအမေကမျက်တောင်နေခြင်းနဲ့စိုက်ချင်နေတာကိုတွေ့လိုက်ရတယ်သူဘလို့ပဲကြည့်ကြည့်ခေးတော့ကတော့မမှုပါဘူးခေးလည်းမမြင်ချင်အောင်ဆောင်ပြီးအပေါ်ရက်တဖို့ပြင်တော့အနောက်ကတားတာတခုကြားလိုက်ရတယ်ဟဲ့ကောင်မနေအောင်ခေးလှည့်ကြည့်လိုက်ပြီးအဲ့ဒီလူကြီးဆိုလူကြီးလို့ပြောပါအတတန်စားဖြစ်ပြီးစကားကအောက်တန်းကျလိုက်တာပါဒေါ်မလာလန်းလက်စာခြေလံကိုရက်ပြီးသူ့ကောင်မလေးစကားကြောင့်ဒေါသထွက်သွားတယ်နေပါပြောလိုက်တယ်ကောင်မလူပါဝါလို့ဘာဖြစ်တာလဲအန်တီရဲ့အနာပေါ်တုတ်ကြလို့နာသွားတာလား sorry နော်မတော်လို့ဖြစ်တာခေပြောပြီးတာနဲ့အပေါ်ကိုတက်ခဲ့တော့တယ်ကောင်မနင်းလာစမ်းပြန်လာခဲ့ဒေါ်မလာဘလောက်ပင်ခေါ်နေပါစေခေလှည့်မကြည့်ဒေါ်မလာတယောက်တော့သူ့ကိုမထီမဲ့မြင်ပြုတ်သွားတာကြောင့်ဒေါသတော်တော်လေးထွက်နေတယ်နင်းလည်းအစိတ်မနှဲဘူးပဲမွေချင်းချေမြင်နေမွေဟောက်မရဲ့အမေတက်တာလားတက်တာပါတယ်သမီးသားလေးရောသူအလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ်အမေဘလောက်ကြာမှလဲသမီးအဲ့ဒါတော့သမီးလည်းမသိဘူးအမေသမီးတကူလောက်ပြောစရာရှိတယ်ဘာများလဲသမီးရဲ့ဒီလိုအမေရဲ့ခေလေစကားအစချီကဂုံးရဲ့အမေရဲ့အကြောင်းတွေကိုပြောပြလိုက်တယ်ဒေါ်ဆန္ဒတယောက်သမီးပြည့်သူရဲ့စကားကြောင့်ဖျားတလိုက်တယ်ဖျားကြီး तू ကတော်တော်ဆိုးလာသမီးအဲ့တထောင်ပိုးအောင်မယ်အမေရဲ့သမီးကိုအကင်းမဲ့ပြသေးတာနောက်ဆိုတော်တော်လေးစိုးမယ်အမေလည်းတတိထားပါနော် तू ကသမီးကိုမနိုင်ရင်အမေကိုမဲချင်မဲမှာအေးပါကွယ်အမေသမီးလေးလည်းဂယုဆိုင်အောင်ကိုကိုအလိုမရှိပဲအညိုထားနေတဲ့လူနဲ့တဲ့အိမ်နဲ့နေရတာဘာပဲဖြစ်ဖြစ်တတိရှိတာအကောင်းဆုံးပဲသမီးဟုတ်ကဲ့ပါအမေရဲ့ဒါဆိုသမီးပြန်တော့မယ်သူသာအကေ၍အမေစီအမတ်မထင်ရှောင်းလာခဲ့ရင်သမီးကိုဖုံးဆက်ပါနော်တနေ့နေ့တော့သူအမေစီရောက်လာမှာအင်းမသမီးပြန်တော့လေနောက်ကျနေမယ်ဟုတ်ကဲ့တတ်တာအမေသမီးခေလေအမေကိုနှုတ်ဆက်ပြီးပြန်လာရကာမောင်နေရင်ဖုံးလာတာကြောင့်ကြိုင်လိုက်တယ်ဟယ်လိုခေမိမမင်းအဆင်ပြေလားခေသူ့ရဲ့ဂရုစိုက်စိတ်ပူပြီးနုညံ့ချင်မမီတဲ့စကားလေးကြောင့်ပြောင်းလိုက်မိတယ်ခေအဆင်ပြေပါတယ်ကုံရောရောက်ပြီလားနေရတာရောအဆင်ပြေလားကိုကမရောက်သေးဘူးခေရဲ့လမ်းမှာထမင်းစားနားနေတော့မိမရဲ့အတန်လေးကိုကြားချင်လို့ဆက်လိုက်တာပူလိုက်တာနော်မပူပါဘူးခေရဲ့လူတောင်းလူနေသေးတယ်ဟုတ်ပါပြီခေဖုံပြောရင်ကားမောင်းလာတာကြောင့်တပတ်ကလာနေတဲ့ကားနဲ့အမတ်မထင်တိုင်းမိမလို့ဖြစ်သွားပြီးအလန်တကြပရိတ်အုပ်လိုက်တယ်ဂုံတစ်ပတ်ကအတန်တွေကြောင့်လတ်သွားပြီးခေကိုစိုးရင်တကြီးခေါ်လိုက်တယ်ခေမိမခေမင်းစင်ပြေးလားဘာဖြစ်တာလဲခေစိတ်လှရှားနေပေမဲ့တပတ်ကဂုံရဲ့စိတ်ပူတဲ့အတန်ကြောင့်ထိပ်ပြော်လိုက်တယ်ဂုံခေဘာမှမဖြစ်ဘူးအဆင်ပြေတယ်ကိုစိတ်ပူအောင်မလုပ်ပါနဲ့ခေအခုချိန်ကိုမင်းနာမှာစီးနေမပေးနိုင်သေးဘူးဂယုဆိုင်နော်ဟုတ်ဒါဆိုခေဖုံးချလိုက်တော့မယ်နော်ညမှာပီစီပြောကြတာပေါ့ချစ်တယ်ခေအပွားမွတ်ခေလေချစ်တယ်ကောင်ပြီးတာနဲ့ခေလေဖုံးချလိုက်တယ်ညရောက်တော့ခေဖုံးကိုလိုင်းဖွင့်ထားလိုက်တယ်ဒါမှသူ့ပီစီခေါ်ရင်အဆင်ပြေမှာခေထမင်းစားပြီးတဲ့စောင့်နေတာအခုချိန်လေးမခေါ်သေးဘူးသူမဘက်ကစားခေါ်ရအောင်အလုပ်တွေမအားမဆိုရတယ်စောင့်ရင်နဲ့အချိန်တွေတဖြည်းဖြည်းကုန်းလာတယ်ခေတယောက်အိမ်ငိုင်နေရင်နဲ့နောက်ဆုံးအိပ်ပြော့သွားတော့တယ်စက်တစ်ခွေလောက်ကြတော့ဖုံးလာတာကြောင့်ခေအိပ်ရမှာလန့်နေလာတယ်ဟယ်လိုခေအိပ်နေတာလားဟုတ်တယ်အမဒါဆိုလေအိပ်တော့လေခေကိုအလုပ်တွေနဲ့ရှုပ်နေလို့ဖုံးမဆက်ဖြစ်တာ sorry နော်နောက်ရမှာပွေစီပြောကြတာပေါ့ဘိုင်ခေ good night သူပြောနေပြီမဲ့ခေဘက်ကအတန်ထွက်မလားဖုံပြောရင်နဲ့အိပ်ပြော့သွားတယ်ထင်ပါရဲ့ဂုံလေးပြုံးကဖုံးချပြေရှင်ဘက်ပေါ်တင်ထားလိုက်တယ်တလားကန်ကြားတဲ့အခါမှာတော့ခေနိုးလာတဲ့ကခေါင်းနဲ့နောက်နေတယ်အော်ပါလူလူနဲ့ခုံသွားတာတလားတောင်ရှိပြီပဲခေပြောနေရင်ပြိုးတက်လာတာကြောင့်ရေချိုကန်နဲ့သွားအံလိုက်တယ်ပြီးတာနဲ့ခေလေးရေးစေးချကစေကန်ပြဖို့ပြင်ရင်ကားစီထွက်လာခဲ့တယ်ဂုံယူပါတယ်ညီမလေးမှာကိုဝန်နှစ်ပတ်ရှိနေပြီရှင်ခေကိုဝန်ရှိနေပြီဆိုတာကြောင့်ဘိုက်ပေါ်လက်တင်ရင်အံ့ဩဝမ်းသာသွားတယ်ဒီအကြောင်းကိုဂုံသိရင်လည်းပြောနေမှာမိမိသမီးပြောစရာရှိတယ်ဘာများလဲသမီးရဲ့မိမြေးကြည့်ရတော့မယ်သိလားအခုလေခေမှာကိုဝန်နှစ်ပတ်ရှိနေပြီတဲ့ဒေါ်စနာသမီးဖြစ်သူရဲ့စကားကြောင့်ဝမ်းသာသွားတယ်တကယ်လားသမီးတကယ်ဘောအမေရဲ့သမီးအခုပဲစေးကန်းကနေပြန်လာတာမိရောဒီမှာနေရတာအဆင်ပြေလားပြေပါတယ်သမီးရဲ့မိအတွက်ဒီရက်ကွက်ဒီနေရာလေးကအေချန်တိတ်ဆိတ်လွန်နေ
မိမိတို့မသိအောင်ဝယ်ထားပြီးတဲ့သားလေးကိုလည်းကျေးဇူးတင်နေဒီနေရာကိုသားလေးရဲ့အမေလေးမသိတော့ပိုကောင်းသွားတာပေါ့ဆေးရုံမှာတော့ငါဆိုမိမိကိုခဏခဏလာချိတ်ချောက်တာခေးသိတာပေါ့အဲ့မိမကြီးခေးကိုမနိုင်ရင်မိမိကိုလှုပ်မဲဆိုတာဆေးရုံကိုခေးမသိအောင်သွားပြီးမိမိကိုချိတ်ချောက်တာလည်းခေးသိတယ်ခေးရဲ့မိမိပဲသူချိတ်ချောက်လေခေးအမေကမကြောက်ပါဘူးဒါပေမဲ့တရားလွန်လာတော့ခေကုန်းကိုပြောလိုက်တာကုန်းကခေအတွက်သူ့ဝယ်ထားတဲ့အိမ်နဲ့ခြံရှိတယ်အဲ့မှာမိမိကိုထားလိုက်ဆိုတာကြောင့်မိမိဒီမှာနေနေတာဆေးရုံမှာတော်မာလာကလူကြတဲ့မိမိစက်ကိုခွဲတယ်ခေအဲ့မိမကြီးကိုမချေနှက်ဘူးမိမိခမတနာပါတယ်အခုတော့လေတော်တော်လေးအဆင်ပြေနေပါပြီသမီးဟဲ့သမီးခေဆက်သွင်းစင်အမေခေအတွင်းတော်နဲ့နစ်နေရမိမိခေါ်တဲ့ကြမှာတတိရလာတော့တယ်သမီးအခုကိုဝင်ရှိတာသားသိလားမပြောရသေးဘူးမိမိညဖုံးဆက်မှာပဲပြောတော့မယ်အဲ့မှာသားပြန်လာရင်မိမိစီလာခဲ့အောင်နော်ဟုတ်ကဲ့စိတ်ချပါမိမိခေးပြန်တော့မယ်နော်အေးသမီးခေးလေမိမိကိုနှုတ်ဆက်ပြီးပြန်လာခဲ့တယ်ညရောက်တော့ခေးနဲ့ကုံပြီးစီပြောနေရင်ကုံကိုခေးပြောစရာရှိတယ်ခေးကိုပြောစရာရှိတယ်မတင်မဲ့ပဲနှစ်ယောက်သားပြိုင်တူပြောလိုက်မိကြတယ်နှစ်ယောက်လုံးသဘောကျခါရဲ့ရင်ကုံကခေးရင်ပြောတော်ပြီကုံမရဲ့စင်ပြောပါခေးကိုကမင်းယောက်ျားနော်ပြီးတော့မင်းရဲ့အိမ်တော်အိုးစင်ကိုပြောတာလို့ဒါပဲမင်းရင်ပြောပြီးရောဒါဆိုလဲပြောမယ်တေချာနားတော့အခုခေးမှာကိုဝင်ရှိနေပြီကိုဝင်ရှိနေပြီဟုတ်လားခေးဟုတ်တယ်ကုံကမပြောလို့လားမပြောတာမဟုတ်ဘူးခေးကိုဝမ်းသာလွန်လို့ပါဟုတ်ပါပြီကုံပြောမယ်ဆိုတဲ့စကားကရောပြောလေပြောမှာပေါ့ကိုမနဲ့ပြန်လာတော့မှခေးဟမ်တကယ်နော်ဒီနေ့လေကခေးတို့အတွက်ပြောစရာနေလေပေါ့ဒါပဲနော်ကုံခေးအေးချင်လာလို့ချစ်တယ်ခေးပိုင်ဟုတ်ခေဖုံးချပြီးတာနဲ့ကရင်မော်လှည့်ပြီးအိတ်လိုက်တော့တယ်ဂုံတယောက်ကတော့မအိတ်နိုင်သေးပဲသူ့အတွက်ဝမ်းသာပျော်ရွှင်စရာအကြောင်းလေးကိုတွေ့ရင်သဘောကျနေမိတယ်ခေးမှာသူ့ရင်သွေးလေးရှိနေပြီတဲ့ဒါသူ့အတွက်ဖျားပြီးတဲ့ဆုလက်ပဲဂုံတို့ရဲ့ပျော်ရွှင်စရာဘဝလေးတွေကိုမကြခင်မုံနဲ့တကူကြားရောက်တော့မယ်ဆိုတာကြိုသိခဲ့ရင်အခုလိုပျော်ရွှင်စရာကောင်းမှာတော့မလားဆေးရုံရဲ့လူနာကရင်ဘေးတစ်ပတ်တစ်ချက်စီမှာအသီးသီးဇက်နေကြတဲ့လူတွေအားလုံးမှာမျက်ရည်တွေအပြည့်စိတ်ပူခြင်းနဲ့တောကရှောင်းနေကြတယ်။ကလေးမော်ကလူနာကတော့ဂုံဘာမှတရားထွေထူးမရပေမဲ့အခုချိန်นี้သတိမရသေးတာကြောင့်စိတ်ပူနေရတယ်။တရင်ကြချင်းခေးတို့အားလုံးဆေးရုံကိုလိုက်လာတာကာကအစိတ်မများတော့နှစ်ဖက်စလုံးကတရားပြင်းပြထန်ထန်မရကြပါဘူး။ခန့်ထဲကသတိရလာပေမဲ့ဂုံကအခုချိန်นี้သတိမရသေးတာကြောင့်အားလုံးစိတ်ပူနေကြတာအခုဂုံတို့ဖြစ်တာကားစီတဲ့အချိန်သိမ့်မပြင်းလို့တော်သေးတယ်ပြောရမယ်အာခေးတို့အားလုံးအတွေးကိုယ်စီနဲ့စိတ်ဝင်နေကြချင်းဂုံညှဉ်းညူတန်ကြလိုက်ရတော့ဝမ်းသာအားရအနာသွားလိုက်ကြတယ်တာတတိရလာပြီလားဒေါ်မာလာမေးလိုက်ချင်ပါဂုံတတိရလာပြီလားဂုံသူ့အမေမေတော့ခေါင်းညိတ်ပြပေမဲ့ခေးမီတော့မဖြေပဲခက်စိတ်ကြည့်လိုက်မိတယ်ဂုံခေးလေမမတ်မိဘူးလားခေးမိတာဖြေအောင်လေဂုံမဖြေပါမိနိုင်တယောက်ထိုပြက်ကိုကြည့်ပြီးဂုံအနာသွားရခါဂုံမိနိုင်ကိုသိလားသိတယ်လေမင်းကမိနိုင်ဟိုကငါအမေဟိုကခန့်တယ်စသဖြင့်အခန်းထဲမှာရှိတဲ့လူအားလုံးနာမည်ကိုပြောပြီးခေးတယောက်ကိုခြံထားခဲ့တယ်။ဒါဟိုနားကကောင်မလေးကိုရောသိလား။ဒေါ်မာလာမေးခွန်းဆုံးတော့အခန်းထဲမှာရှိနေတဲ့လူတွေအားလုံးဂုံးအဖြစ်ကိုစိတ်ဝင်စားနားထောင်နေကြတယ်။တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာထွက်ပေါ်လာတဲ့ဂုံးရဲ့စကားသံကတချို့သောလူတွေကိုအံ့ဩတုန်လှုပ်သွားစေခဲ့တယ်။ကျွန်တော်သူ့ကိုတော့မသိဘူးမေဟမ်ထိုစကားကြောင့်ခေအံ့ဩလွန်လို့နောက်ကိုခြေတလားဆုံးမိရင်လဲကြမလို့ဖြစ်တာကြောင့်ခန့်တွေကထိမ့်ပေးလိုက်တယ်ထိုအချိန်ဆရာဝန်ကအခန်းထဲဝင်လာပြီးဂုံကိုစမ်းသပ်ပေးတယ်ခေလေစိတ်ကိုထင်ကဆရာကျမယောက်ျားကအားလုံးကိုသိပြီးကျမတယောက်ထဲကိုမေ့နေတာဘာကြောင့်လဲရင်ကျမကိုပြောပြပါလားခေစကားဆုံးတော့ဒေါ်မာလာကပါဟုတ်ပါတယ်ဆရာကျမချွေးမလေးတနာပါတယ်ဘာကြောင့်လဲပြောပြပါနော်မသိရင်ချွေးမကိုချစ်တယ်လို့နဲ့ဆရာဝန်ကပြောပြီးမျက်နှာကတော့ခေးကိုကြည့်ကမေပြုံပြနေတယ်ဒါကဒီလိုရှိတယ်လူနာကလမ်းမှာပြန်လာနေရင်သူအရင်တွေးချင်ပြီးသူချစ်ရတဲ့လူရဲ့အကြောင်းကိုအလွန်အကျွံစဉ်းစားမိရင်ကားအစီအစဉ်ဖြစ်တဲ့အချိန်မှာခေါင်းကိုထိခိုက်သွားတော့အဲ့မညာခဏပြောက်သွားတဲ့သဘောပါချစ်လုံလို့ခဏမေ့သွားတာပေါ့ဒါကလည်းသိမကြပါဘူးစေးပုံမှန်တော့ရင်တပတ်နှစ်ပတ်အတွင်းပြန်ကောင်းနိုင်တယ်တခါတလေကြတော့လေလာပိုင်းလောက်တော့ကြာသွားနိုင်တာပေါ့ထိုစကားကြောင့်ခေဝမ်းနေဝမ်းသာဖြစ်သွားပေမဲ့တချို့သောလူတွေကတော့မျက်နှာကတော့အကြီးကျယ်ပြတ်သွားကြတယ်ခေကိုချစ်လွန်လို့
ကုံခဏတာမေ့သွားတာဆိုရင်ခေခန့်တာပါတယ်ကုံသူစကားကိုတော့ခေစိတ်တွေကပြောလိုက်တယ်ဆရာထွက်သွားတော့ကုံကမိမိ तू ကဘာတူလဲတားကိုပြောပြပါလားအခွင့်ကောင်းကိုစောင့်နေတဲ့ဒေါ်မာလာတယောက်တားပြသူရဲ့စကားလေးကြားရောသူ့အတွက်တော်တော်လေးအခြေအနေကောင်းသွားတယ်ပြောပြရမှာပေါ့အဲ့အကြောင်းနဲ့မပြောခင်အရင်ဆုံးတားသိထားရမှာကမင်းနိုင်ကတားရဲ့မိန်းမဆိုတာပဲဗျာမင်းနိုင်ကတားနေတငယ်ချင်းလေဘယ်လိုလုပ်မိန်းမဖြစ်ရတာလဲပြီးတော့အဲ့ကောင်မလေးနဲ့ရောဘယ်လိုပတ်သက်နေလဲပြောမှာပေါ့တားရဲ့မလို့ပါနဲ့ဟုတ်သားပဲခုံရဲ့မိမိပြောတာလေနားထောင်ပါအောင်မင်းနိုင်ဝင်ပြောလိုက်ချင်ပါဒီလိုသားနဲ့မင်းနိုင်လက်ထပ်ထားတာကြာပြီဖြစ်ပေမဲ့သမီးလေးကကလေးမရနိုင်ဘူးလေမိမိတို့ကလည်းကိုယ်သွေးသားပဲလွှတ်ချင်တာဖြစ်တဲ့အတွက်မိဘမေကေယာတွေကလည်းမမွေးစားချင်ဘူးဒါကြောင့်မင်းနိုင်ကကိုဝင်မဆောင်နိုင်ရတော့သားရဲ့သွေးပါတဲ့လူကိုတော့ယူချင်တယ်လေဒါကြောင့်အိတ်ကောင်မလေးကိုအငားကိုဝင်ဆောင်ခိုင်းဖို့ငားထားတာတကယ့်ရဲ့သုံးတော်ခံပေါ့သူတို့လိုဘာမှလုပ်တဲ့သူတွေဒါတွေကခတ်တာမှမဟုတ်တာဒေါ်မာလာစကားဆုံးတော့ဂုံပြောလိုက်တာကမိမိပြောတယ်လို့ဆိုသူကသားအတွက်အပြုတ်မရပေါ့ပြီးတော့သားလိုတဲ့အချိန်သုံးနိုင်တဲ့အသုံးတော်ခံတရားပေါ့ဟုတ်လားမိမိဟုတ်တာပေါ့တိတ်မှန်တာပဲသားရဲ့ဒါဆိုမိနိုင်ကခွင့်ပြုပေးနိုင်တယ်ပေါ့ခွင့်ပြုပေးနိုင်လို့အခုချိန်ထိသူဒီနေရာမှာရှိနေနိုင်တာပေါ့မောင်ရဲ့မိနိုင်ကသဘောထားပြေးဝပါတယ်ခေထိုးစကားတွေကိုကုန်းကိုချစ်တဲ့စိတ်ကြောင့်တေးခံပြီးနားထောင်နေရတာရှင်ထဲမှာဘလို့မှမခံစားနိုင်တော့ပဲအခန်းထဲမှာထွက်ရင်ဈေးရုံရဲ့အပေါ်ဆုံးတက်ကိုတက်ခါစိတ်ညစ်မှုတွေဖြေပြောင်းနေတယ်ခုံရင်ပြောရလိုက်တာခေကအသုံးတော်ခံနေလားဟုတ်မှာပါဒါပေမဲ့ခေကုန်းအနာကနေတော့ထွက်မသွားနိုင်သေးဘူးအစင်ကကုန်းရဲ့စကားတွေကြောင့်ခေကုန်းရဲ့အနာမှာရှိနေဦးမှာပါကုန်းသတိပြန်ရလာမယ့်အချိန်ထိပေါ့ခေတို့ရဲ့ရှင်သွေးလေးအတွက်ခေသေးခံပြီးကုန်းအနာမှာနေပေးမှာယူယူမိုင်မိုင်ချင်းမိတဲ့အတွက်နာကျင်ခံပြီးဖတ်တွေထားအောင်မှာပါကုန်းခေမှာကိုဝင်ရှိနေတာကိုခေအမေနဲ့ကုန်းကလွှဲပြီးဘယ်သူမှမသိစေရဘူးခေစိတ်ထဲပြောရင်မိမိစီဖုန်းဆက်လိုက်တယ်ဟယ်လိုမိမိသမီးပြောလေမိမိသမီးဒီရဲ့ပိုင်းမိမိစီမလာနိုင်ဘူးဘာလို့လဲသမီးရဲ့ကုံလေးမိမိသမီးတို့စီပြန်လာရင်ကားအစီအတန်းဖြစ်လို့ဆေးရုံတင်ထားရတယ်ဘာဘလို့စိုးရင်ရလားသမီးမိမိလာခဲ့မယ်လေခေမိမိလာမယ်ဆိုတာကြောင့်စိုးရင်တကြီးတားလိုက်တယ်မလာပါနဲ့မိမိမစိုးရင်ရပါဘူးခေညာပြောချင်းပါမိမိလာရင်ကုံခေကိုမိနေတာတွေသိသွားမှာပေါ့ခေညာမိတဲ့အတွက်တောင်းပန်ပါတယ်မိမိခေစိတ်တွေကပြောရင်ငြိမ်သက်နေမိတယ်ဒေါ်ဆန္ဒစကားမပြောငြိမ်နေတဲ့သမီးဖြစ်သူကိုဖုန်းထဲကနေခေါ်လိုက်တယ်သမီးလေးခေဆက်သွင်းဟမ်ဆင်းမိမိခေမိမိအတန်ကြားမှတတိပြန်ဝင်လာတယ်သားစင်ပြေရလားသမီးပြေပါတယ်မိမိသူတက်တာတာနဲ့မိမိစီအလင်းလာခဲ့မယ်နော်ရပါတယ်သမီးရေသားလေးကိုသာဂယုဆိုင်လိုက်ပါဟုတ်ကဲ့မိမိဒါဆိုဒါပဲနော်ခေပြောပြီးဖုန်းချလိုက်တယ်ခုံရင်ရှင်းကြောင့်ခေမိမိကိုညာမိသွားပြီခေကိုချင်ရင်မြန်သတိရလာပါစေလို့ခေဆူတောင်းတယ်ဂုံသတိမရမချင်းခေကတော့ပိုက်သေးကရှင်သွေးလေးအတွက်ဂုံအနာမှာဂုံသတိရမယ့်အချိန်ထိရေဆိုင်ကြော်ဖြတ်ရမှာပဲချစ်မိတဲ့အတွက်လေးပါတာပေါ့အချစ်စစ်တာမှန်ကြရင်တနေ့ပျော်ရွှင်ရမှာဆိုတာခေယုံကြည်ပါတယ်ထိုစကားတွေကိုခေနှုံမှာတူတူလေးဆိုလိုက်တယ်လောကကြီးကတခါတလေတိတ်ပြီးချစ်ဖို့ကောင်းတာပဲနော်ထိုစကားကြတော့ခေလှည့်ကြည့်လိုက်မိတယ်မေနိုင်ဆိုတဲ့ငါကိုမျက်နှာသာပြီးတော့လေချက်ချင်းပဲဂုံးရမိန်မှာဖြစ်ရတယ်တဲ့လားတိတ်ပြီးနှဝင်းချိုးတာပဲငါဟာဂုံးရမိန်မှာတဲ့ခေမကြားချင်အောင်ဆောင်ကထိုနေရာမှာလှည့်ထွက်ဖို့ပြင်းရင်အော်အသုံးတော်ခံလေးခဏနေအောင်ခေအန်ချိတ်ကစိတ်ကိုထိန်ပြီးကြော်ခိုင်းရှန်နေလိုက်တယ်နေအရင်ကဂုံးစနီးဆိုပေမဲ့အခုချိန်မှာသူကအတိတ်မြင်နေတဲ့အတွက်တိတ်ပြီးအကျော်မဝင်နဲ့လက်ရှိအချိန်မှာငါသူမိမနင်ကတော့သူ့အတွက်သုံးတော်ခံလေးပေါ့ခေတောက်ခါထိုနေရာမှာထွက်လာမိတယ်ဂုံဆေးရုံကဆင်းလာတော့အဆဆအရရခေပဲလှုပ်ပြီးတယ်ဂုံကလည်းခေလှုပ်တာကိုပဲနှစ်သက်တယ်တဲ့တခြားသူလှုပ်ရင်သူ့စိတ်ထဲဘဝင်မကြဘူးပြောတယ်ဘာပဲဖြစ်ဖြစ်အခုလိုလှုပ်ပြရတာနဲ့တင်ခေကျင်းနေပါပြီဂုံကိုအခန်းနဲ့ပို့ပြီးချင်းခေအခန်းပြင်ထွက်ဖို့ပြန်တော့ဂုံးစီကကြားလိုက်ရတဲ့စကားကြောင့်ခေချီလန်တို့ဆက်တက်မိတယ်ငါမင်းနဲ့နေရရင်ပြောတယ်မင်းမရှိတော့ဘူးဆိုရှင်ထဲမှာဟာတာတာနဲ့အဲ့ဒါဘာကြောင့်လဲခေဆက်သွင်းတကယ်ဆိုမင်းကငါရဲ့အသုံးတော်ခံလေငါမှအခက်စားချက်တွေရှိမနေသင့်ဘူးသူတို့ပြောတယ်လို့မင်းကတကယ်ပဲအသုံးတော်ခံလားငါအတိတ်မိနေတယ်ဆိုပေမဲ့ငါအကြောင်းကအသိဆုံးမှာငါသားကိုဘယ်မင်းကလေးမှထိတာမကြိုက်ဘူးလေမင်းလို့ဘာမှလုပ်တဲ့လူဆိုငါပူလို့တောင်အထိခံမှာမဟုတ်ဘူးဒါပေမဲ့ငါမင်းနဲ့ထိတွေ့ရတာကိုကြိုက်တယ်မင်းလုပ်ပြီးရင်ငါကျေနပ်တယ်မင်းနိုင်လုပ်ပြီးရင်ငါမနှစ်သက်ပဲဒေါသထွက်နေမိတယ်
မင်းကိုမြင်ရင်ငါရင်နဲ့အမြင်မသိတဲ့ခန်းစားချက်တွေဖြစ်ပေါ်ပြီးမိနိုင်ကိုမြင်ရင်တော့ဒေါသတွေထွက်နေမိတယ်ဒါပါလို့လေမဟုတ်မှမင်းကငါရဲ့သူစကားမဆက်ခင်ခေဖြတ်ပြောလိုက်တယ်မဟုတ်ပါဘူးကျမကအသုံးတော်ခံတယောက်ပါအကိုလေးကျမနဲ့ထိတွေ့ရတာကြိုက်တယ်ဆိုတာကလေကျမနဲ့အကိုလေးကကလေးမရမချင်းအတူနေတာများလို့ဖြစ်မယ်ကြံတာဘာမှမရှိပါဘူးကျမကိုမြင်ရင်ခံစားရတာအကိုလေးစိတ်ထင်လို့ဖြစ်မှာပါမမလေးကိုမြင်ရင်အကိုလေးဒေါသထွက်နေတာကအကိုလိုမဖြစ်ခင်အချိန်မှာမမလေးနဲ့စကားများသွားသေးတယ်ဒါကြောင့်မှကျမလိုလူကအကိုလေးတို့လိုသခင်တွေအတွက်အသုံးတော်ခံကျွန်တယောက်ပါဘလို့မှစနီးမရတယောက်မဖြစ်နိုင်ဘူးသွားဝယ်ပြပါအောင်အကိုလေးခေစိတ်ထိန်ကပြောနေပေမဲ့ပါးပြင်မှာတော့မျက်ရည်တွေဟာအစမတန်ကြာဆင်းနေတာသူသာအသိဆုံးအမှန်ကိုအမားလောက်ရတာဘလောက်တော့ခန်းစားရခက်လဲဆိုတာခန်းစားဖို့သူတိုင်းသိပါတယ်တကယ်ဆိုခေးကရှေ့ရဲ့ဇနီးတယောက်ဆိုတာကိုပြောချင်ပေမဲ့ခေးမှာပြောနိုင်တဲ့တတိမရှိဘူးဖြစ်နိုင်ရင်ကျမကရှင်ပြောတယ်လို့ရှေ့ရဲ့မိန်းမလို့ပြောချင်တာပေါ့ဒါပေမဲ့ခုံရဲ့ခေးအတွေးကိုချက်ခါကြာဆင်းနေတဲ့မျက်ရည်တွေတောက်လိုက်တော့တယ်အန်တီဟိုကောင်မကမလွယ်ဘူးနော်ဒီပုံအတိုင်းဆိုဂုံမမိဖို့မကြတော့ဘူးဟုတ်တယ်ငါလည်းအဲ့ဒါပဲစဉ်းစားနေတာနင်လေတိမ်မနေအောင်ဟုတ်ကဲ့ပါအန်တီမိနိုင်နေမှာပါနှစ်ယောက်သားတီးတို့တိုင်မင်နေကြပေမဲ့တယောက်နဲ့တယောက်ကအကြံဉာဏ်တော့မတူပါဒါပေမဲ့ခေးကိုထွက်သွားစေဖို့ရှိရတာကတော့အတူတူပဲမိနိုင်ကဂုံကိုအပိုင်ရခြင်းလို့ခေးကိုထွက်သွားစေခြင်းလို့ဒေါ်မာလာကလည်းဂုံရမယ်အမွေတွေသူများမပေးခြင်းနဲ့စိတ်နဲ့ခေးကိုဂုံနာကထွက်သွားစေရကြံစင်နေလေကြီးမေသမီးခေကြီးမေဘာလုပ်ပေးရမလဲဟုတ်ဂုံတွေစံပြုံလေးလုပ်ပေးပါလားခေးစကားကြတော့ကြီးမေမျက်နှာပြက်ကကောင်းကုန်နေတယ်ဘာလို့လဲကြီးမေအစင်မပြေလို့လားအကိုလေးကစံမြုပ်ဆိုအသေးမုန်းတာသမီးခေရဲ့ဟဲဟုတ်လားကြီးမေဒါဆိုအိမ်မှာအားရှိမဲ့အစားစားဘာရှိလဲခေကိုယ်တိုင်လုပ်ပေးမယ်အဲ့ဒါမှခက်တာပဲသမီးရဲ့အာဟာရရှိမဲ့အစားတော့သားကြိုက်တဲ့ဟာတွေကလည်းကုန်နေတယ်အဲ့ဒါအခုပဲကြီးမေဈေးသွားမလို့ဟုတ်လားဒါဆိုသွားလေဈေးဝယ်ဖို့ရောပိတ်ဆန်ရှိလားရှိတယ်သမီးဟုတ်ခေကြီးမေထွက်သွားတာနဲ့မိဖို့ချောင်းနဲ့ဝင်ခဲ့တော့တယ်ခေမိဖို့ချောင်းနဲ့ရောက်တော့ထမင်းကိုတစ်လုံးတည်လိုက်တယ်ပြီးနောက်ရေခဲတက်တာတဲ့ကြီးကအသီးရက်တွေတွေ့တာနဲ့ထမင်းကြော်ရန်ဆုံးဖြတ်လိုက်တယ်ထမင်းချက်တာနဲ့တပွဲစာထမင်းခုပြီးဟင်းသီးဟင်းရွက်နဲ့လူအပ်တာတွေထည့်ပြီးသီးစုံထမင်းကြော်လိုက်တယ်အားလုံးပြီးတာနဲ့ခေလေထမင်းကြော်ပကံကိုင်းကထွက်လာခဲ့တော့တယ်ဒါဝမြင်နဲ့ဒေါ်မာလာနဲ့မေနိုင်တယောက်နဲ့တယောက်ကြည့်ပြီးအတွေးတူစွာခေလက်တွေကပကံကိုမျက်စပြင်းရင်အနာလာခဲ့တယ်ဟဲ့ကောင်မနေအောင်ခေလေသူ့ကိုရင်းရင်တည်တည်ခေါ်တာကြောင့်မကြားချင်အောင်ဆောင်ကလှန်လက်စားချီလန်တို့မဆက်ပဲဆက်ရှောင်နေတယ်ဟဲ့ခေါ်နေတယ်လေနားကနေလားကြုံမအစီကမှအသုံးတော်ခံမအောက်တန်းစားရဲ့သမီးခေနောက်ဆုံးပြောလိုက်တဲ့စကားကြောင့်ဒေါသထွက်သွားတယ်ဒီမမေနိုင်ရှင်ကကျမကိုအောက်တန်းစားရဲ့သမီးလို့ပြောရအောင်ရှင်တို့ကရောအထက်တန်းကြလို့လားဘာကောင်မနေတဲ့ဆိုင်ရငါတို့ကအထက်တန်းကြတယ်သူစကားကြောင့်ခေသဘောကျစွာတစ်ချက်ရေးလိုက်တယ်ရှင်တို့ကအထက်တန်းကြတယ်ဟုတ်လားအထက်တန်းကြတာနဲ့အောက်တန်းကြတာဘယ်လိုခွဲခြားလဲငွေဝကြည့်ပြီးခွဲခြားတာဆိုရင်တော့သိကြတာတခုကရှင်တို့လည်းထက်တန်းမကြဘူးဘာလို့လဲသိလားရှင်တို့ပြောတဲ့စကားတွေကအောက်တန်းကြနေလို့အတိတ်ကတော့မိဘနဲ့ဆိုင်တာပေါ့အဖေရုပ်တော်ကိုချမ်းအမိရုပ်တော်နှုတ်ချမ်းနဲ့ရှင်အမေကလည်းရှင်လိုရုပ်လိုနေမှာပေါ့ပြောတဲ့စကားတွေကကြမ်းထက်လိုက်တာရှင်းသိအောင်တကူပြောလိုက်မယ်မင်းနိုင်ပိုက်ဆံရှိမှအထက်တန်းကြတာမဟုတ်တလို့စင်ရည်တိုင်းလေအောက်တန်းမကြဘူးအတိတ်ကတော့သူတို့ရဲ့စရိုက်ပဲရှင့်ကိုပဲကြည့်လေပိုက်ဆံရှိပေမဲ့အပြောစုံနဲ့စရိုက်မကောင်းတော့စိတ်တက်ကဟိုးအောက်ဆုံးရောက်နေတာရှင်းရမှာအောက်တန်းသားအစ်စ်ခေအနိုင်ပိုင်းကပြောစရာစကားတွေပြောပြီးလှည့်ထွက်ခဲ့တော့တယ်ကောင်မမိနိုင်တယောက်ဒေါသထွက်လွန်လို့လက်သီးစုပ်ကအသားတွေတဆက်ဆက်တုံနေတယ်ဒေါ်မာလာတယောက်ကတော့စိတ်ထဲအတွေးတကူဝင်သွားခဲ့တယ်သိကြတာကတော့သူတို့ဘယ်လိုမှတီကောင်မလေးကိုတာနာကထွက်ခွာအောင်လုပ်လို့မရှာဘူးဆိုတာကိုတရံအလုပ်တွေလုပ်နေပေမဲ့သူစိတ်တွေကတော့ခေစီကိုသာရှောင်းနေမိတယ်သူခေကိုစွန့်လွန်မယ်လို့တွေးထားပေမဲ့လည်းသူ့ရဲ့မသိစိတ်တွေကတော့ခေစီသူသာအလဲရှောင်းနေတယ်ချစ်တယ်ခေရဲ့ငါမင်းကိုစွန့်လွတ်ချင်ပေမဲ့ငါရဲ့စိတ်ကိုငါမထိချုံနိုင်ဘူးဖြစ်နေတယ်တရံပြောနေရင်သူစိတ်ထဲခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ဒါကတော့သူကလည်းဘယ်သူမှမသိနိုင်ဘူးကုံအစကမစားဘူးလို့ညင်းပေမဲ့ဆွဲဆောင်တော်တဲ့ထမင်းကြော်နန်းလေးကသူ့ကိုမစားအောင်လုပ်နေတာကြောင့်နောက်ဆုံးသူလည်းဟမ်မဆောင်နိုင်ပဲစားလိုက်တယ်စားရနေမှသိလာတာ
ဘယ်ထမင်းကြော်နဲ့မှမတူတဲ့အရသာအနတ်နဲ့ဆွဲဆောင်လာတာမဟုတ်ဘူးအရသာလေးကအစကောင်းလို့ကုံအငမ်းမရစားလိုက်တာတပကံကုံသွားတယ်စားလို့ကောင်းရလားအကိုလေးမကောင်းဘူးငါပိတ်စားလို့ပြီးတော့မင်းကိုအားနာလို့စားလိုက်တာသူ့ရဲ့စကားကြောင့်ခေပြုံးမိလိုက်တယ်မင်းဘာရတာလဲခေတကူးလုံမိတယ်လို့ကောင်းကုန်းလိုက်လေဘေးပေါ်လိုက်နဲ့ဖြည့်တဲ့စကားတွေတောင်ထစ်ခုံနေဟိုလေတကူးကူကိုစဉ်းစားမိသွားလို့ပါထားပါငါ့ကိုစေးတက်အောင်အော်ခေစေးယူကကုန်းလက်ထဲထည့်ပြလိုက်တယ်ကုန်းစေးတောက်ပေးတာနဲ့ငါအိတ်တော်မယ်ဟုတ်အိတ်လေကျမလည်းသွားတော့မယ်ခေပြောပြီးမတက်ဆက်လိုက်တော့ကုန်းကခေရဲ့လက်ကိုဆွဲကမင်းကပဲသွားမှလဲအောက်တက်ကိုလေကျမလှုပ်ရှားရရှိသေးတယ်ကုန်းခေစကားကြောင့်စုပ်တက်လိုက်တယ်မင်းကငါအတွက်တီးတာမယ်တခြားအလုပ်တွေမလုပ်နဲ့လာငါနားမှလာအိတ်ဟိုကျမမအိတ်ခေရဲ့စကားမဆုံးခင်ကုံဆွဲလိုက်တဲ့ကြောင့်ခေကုန်းရင်ဘက်ပေါ်မှာမှောက်ရကျသွားတယ်ကုံလေခေသူ့အပေါ်ကျလာတာကြောင့်သူ့စိတ်တွေလှုပ်ရှားလာတယ်ပြီးတော့သူမရဲ့ဆွဲမှုဘက်ကောင်းတဲ့နှကန်းတစ်စုံသူဘာမှစဉ်းစားမနေပဲထိုနှကန်းလေးကိုဆွဲယူနှံဆဲလိုက်တယ်ထို့အချိန်မှာအခန်းတကာဖွင့်ကဝင်လာတဲ့လူတစ်ယောက်ထိုမြင်ကွင်းကြောင့်ဒေါသတွေကတာပါဖြစ်နေရလေခေအလန့်တကြားသူ့ကိုနမ်းနေတဲ့ကုန်းကိုတွန်းပြီးမတ်တက်ထရလိုက်တယ်ကုံလေထလာကမင်းမမြင်ဘူးလားမင်းနိုင်ငါသူ့ကိုနမ်းနေတာလေဘာကုံရဲ့စကားကြောင့်မင်းနိုင်ဒေါသထွက်သွားတယ်ရှင်နဲ့သူဘာဆိုင်လို့နမ်းတာလဲသူနဲ့ငါဘာဆိုင်လို့လဲဆိုတာတော့မင်းမသိချင်နဲ့ငါလည်းသိချာမသိဘူးမပြောဘူးအေးဘာလို့နမ်းလဲဆိုတာတော့မင်းကိုပြောပြမယ်ငါနဲ့တာသူ့ကိုချစ်လို့ရှင်သူ့ရဲ့စကားကြောင့်မင်းနိုင်မျက်လုံးပြူကအံ့ဩသွားတယ်လို့ခေလေခေါင်းငုံနေရမှအံ့ဩလွန်လို့မျက်လုံးအဝါသားနဲ့ကုန်းကိုကြည့်မိတယ်မင်းနိုင်စိတ်ထဲထင်သွားတာကသူသတိရလာပြီလားခေကုန်းရဲ့စကားကြောင့်အံ့ဩလွန်လို့မျက်ရည်ချမိတယ်ဒါဝရသူမကလွယ်၍ဘသူမှမမြင်လိုက်ဘာပြောတယ်မောင်ရှင်ကသူ့ကိုချစ်လို့နမ်းတာဟုတ်လားဟုတ်တယ်ငါသူ့ကိုချစ်လို့နမ်းတာကျမကကလေးမရနိုင်လို့ရှင်သွေးသားကိုလိုချင်လို့သူ့ကိုရှင်နာပို့ထားတာအခုလိုချစ်ရည်လို့ဖို့သူ့ကိုချစ်ဖို့မဟုတ်ဘူးမောင်ကိုတော့ဝေပေးချင်ပေးလိုက်မယ်အချစ်ကိုတော့ဝေမပေးနိုင်ဘူးမောင်ရှင်နဲ့ကျမလက်ထပ်ထားတာသူနဲ့မဟုတ်ဘူးရှင်ကသူ့လိုဘာမဟုတ်တဲ့ဘာမှအလောက်လောက်တဲ့လူကိုချစ်တယ်ပေါ့အဲ့လိုကောင်းမှနဲ့ရှင်ပြေအချစ်ကိုပြိုင်လို့ရင်ကျမဘလို့ဖြစ်မလဲမောင်မစဉ်းစားဘူးလားမတွေးမိဘူးလားမင်းနိုင်စကားဆုံးတော့ခေးစိတ်တွေဘဝင်မကြဖြစ်သွားတယ်တကယ်ဆိုခေးကမှတရားဝင်လက်ထပ်ထားတဲ့လူလေဒါကိုသူတို့ကဂုံအတိတ်မိနေတော့အခွင့်ကောင်းယူထားတာခေးသဘောတာအဲ့လောက်ကြီးကြီးတာကိုတောင်းမှသူ့မို့လို့အဲ့လိုစကားတွေပြောထွက်တယ်ဂုံကိုလည်းမောင်းနဲ့ခေါ်ထက်လိုက်တဲ့ပါဆက်လေးပြီးတော့အချစ်ကိုဝေပေးနေရတာခေးပါသူမဟုတ်ပါဘူးဒါကိုသူကအချစ်ကိုဝေမပေးနိုင်ဘူးလေလားမင်းနိုင်ရဲ့ရှင်တရားလွန်နေလို့မတွေးမိဘူးလားတကယ်ဆိုရှင်တဲ့ခေးပူနာကျင်နေရတာပါကိုချစ်တဲ့လူတရားလုံးကကိုယ့်ကိုမေ့နေတယ်ဆိုတာဘလောက်ဒီနာကျင်ရလဲရှင်စာနာရရင်ကောင်းမယ်ဒီစကားတွေအားလုံးကိုခေးစိတ်တွေကပြောလိုက်တယ်ပြီးတော့ဂုံမင်းနိုင်ကိုပြောလာမယ့်စကားကိုလည်းနားထောင်နေတယ်ဒီမမင်းနိုင်နေ့တွင်ငါမစင်းစားမိသလိုတွေးလည်းမတွေးဘူးဘာလို့လဲသိလားငါအခုလိုအတိတ်မိနေတယ်ဆိုပေမဲ့သိချတာတကူကငါအရင်ချိန်တွေကမှတ်ညာနေမှာနေမရှိနေဘူးဆိုတာပဲနေနေတွေ့ရင်ငါဘာမှမခံစားရဘူးအေးဒါပေမဲ့ငါသူနဲ့တွေ့ရင်တော့ရှက်ခုံနေပြောချင်တဲ့အကြောင်းအရာကသူဟာအစဉ်ကငါနဲ့နက်နက်ဆိုင်ဆိုင်ပတ်သက်ခဲ့မှုတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုတာပဲနေ့ကငါတခုတတိပေးလိုက်မယ်ငါအတိတ်မိနေတဲ့အချိန်ပဲဖြစ်ဖြစ်တတိရတဲ့အချိန်ပဲဖြစ်ဖြစ်သူ့ကိုမနှောက်ယှက်နဲ့မဟုတ်လို့ကတော့ကိုယ့်အသက်ကိုဖတ်နဲ့ထုတ်ဖို့ပြန်ထားပြောပြတာနဲ့ခေးဘက်ကိုလဲကခေးမင်းငါအနားမှာပဲနေဘယ်မှာသွားเสียမလို့တလို့ဘသူပြောတာမှလဲနားထောင်เสียမလို့ဘူးကြားလားဟုတ်ကဲ့ခေးကုံပြောတဲ့စကားတွေကိုနားထောင်ရင်ငိုနေမိပြန်တယ်ကိုငိုနေတဲ့ခေးနာကိုသွားကနှစ်သိမ့်ပေးနေမိတယ်ဘာလို့မှမသိပေမဲ့ခေးငိုရင်သူလည်းနာကျင်ရတယ်ဘာလို့ငိုတာလဲခေးငါရှိမှမင်းမငိုနဲ့ပြောပြီးခေးရဲ့ကိုယ်လုံးလေးကိုရှင်ဝင်နဲ့ဆွဲတင်လိုက်တယ်ခေးငိုတာပျော်လွန်းလို့ပါကုံရဲ့ခေးစိတ်ထဲတီတူဆူလိုက်တာပါထိုမြင်ကွင်းကိုကြည့်ပြီးဒေါသထွက်နေသူကမိနိုင်ရဲ့ပါအခုတော့လှုပ်တာပေါ့ကုံနေချစ်တဲ့ခေးဆက်သွင်းနဲ့နေချားကိုဘလုံးမုံတိုင်းတွေလာမလဲဆိုတာနေစောင့်ကြည့်နေလိုက်ငါကမွေရောက်တဲ့အစိတ်ပြင်းနေဆိုတာနင်သိစေရမယ်မိနိုင်စိတ်တွေကပြောရင်ထိုနေရာမှာလက်တွက်ခဲ့တော့တယ်ဟယ်လိုဝတ်မုံလားဟုတ်ပါတယ်ဝတ်မုံပါအခုပြောနေတာဘာတူပါလဲဝတ်မုံငါလေတန်ရန်အော်တန်ရန်ပြောလေငါနင့်ကိုတိုင်ပင်စရာရှိလို့ဘာများလဲပြောလေဒီလိုဟာတန်ရန်သူလုံးမဲ့အကြောင်းတွေအားလုံးဝတ်မုံကိုပြောလိုက်တယ်
သူစကားဆုံးတာနဲ့ဝုံမုံကမဖြစ်ပါဘူးတရံရဲ့မလုပ်ပါနဲ့ဥပဒေနဲ့မလွတ်ကင်းသလိုတရားသဘောနဲ့ကြည့်ရင်လေဒူးသနာသောကံကိုတိုက်ရိုက်ကျွလွန်လိုက်တာပဲအဲ့ဒါတွေငါမသိဘူးငါဆုံးဖြတ်ပြီးသွားပြီနောက်ဆုတ်ဖို့မလုပ်နိုင်တော့တခုတည်းသောနီလန်ကတီတခုပဲရှိတော့တယ်တရံစကားကြောင့်ဝုံမုံလက်စွပ်လိုက်ပြီးပြောလို့မရလဲနင့်သဘောပဲတရံတခုပဲနင်အဲ့လိုလုံးမယ်ဆိုခင်းနှင်းကိုမုန်းသွားနိုင်တယ်ဆိုတာနင်သိလားတွေးရောတွေးမိလားငါသိလဲသိတယ်တွေးလဲတွေးမိတယ်သူမုန်းလည်းငါချစ်နေတဲ့အတွက်ဖြစ်ပါတယ်အေးပါဒါဆိုလဲဒါပဲတရံဖောချသွားတာနဲ့သူ့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့တွေကသဘောကျနေတယ်ဟဲ့နင်တို့ငါခိုင်းတဲ့အတိုင်းသိချလောက်နော်သူ့ကိုလည်းမကြခဏအကဲခတ်နေလှုပ်ရှားမှုလည်းမပြတ်စောင့်ကြည့်တာတကူကူထူတာနဲ့လှုပ်လိုက်တော့ဟုတ်ကဲ့မမလေးကျွန်တော်တို့ကိုရှုံလိုက်ပါအေးဟိုတခါလိုမဖြစ်စေနဲ့ကြားလားစိတ်ချအရင်တခါလိုမဖြစ်စေရဘူးဒီတခါကြာရင်တော့အစင်ကမဖြစ်ခဲ့တာကိုအကောင့်ထဲပေါ်ပြီးအပြက်စင်းခဲ့မယ်နင်တို့ပြချင်တဲ့ဆန္ဒကိုငါအရှိလားမပြောနဲ့အတိကကအဲ့ကောင်မကိုယ်နာမှာမရှိတော့ရင်စပြီဟုတ်ကဲ့ပြောစရာရှိရတွေပြောပြီးမိနိုင်တယောက်ကိုတောင်ထဲမှာထွက်လာခဲ့တယ်သူမတို့တွေ့တဲ့နေရာကလူသူတိတ်ဆိတ်တဲ့မြို့ပြင်ဘက်ကကိုတောင်ပြက်ကြီးတစ်ခုထဲမှာမိနိုင်တယောက်တော့ထိုနေရာမှာသူမတို့တိုင်ပင်ပြောဆိုတာတွေကိုလူသူမရှိတဲ့အတွက်ဘသူမှမသိနိုင်ဘူးထင်ကောင်းထင်နိုင်ပေမဲ့တကယ်တော့သူပြောတာတွေကိုအစဆုံးကြားတဲ့အပြင်ကြံစည်မှုမှန်သမျှတွေသိဖို့အတွက်သူ့နောက်ကိုလူတယောက်အမြဲလိုက်ပြီးစုံစမ်းနေတယ်ဆိုတာမသိရှာဘူးဟယ်လိုအေးအချင်းနေထူလားဟုတ်ထူးတယ်ဒါဆိုပြောဟုတ်ထို့လူလေသူကြားသမျှတွေအကုန်ပြောပြလိုက်တယ်တပတ်ကလူလေသူစကားတွေကြောင့်ဒေါသထွက်သွားတယ်ဘာအဲ့လိုလားဒါပဲဖုံးချလိုက်တော့ဖုံးချသွားတာနဲ့ထို့လူတော်တော်လေးဒေါသထွက်နေချပြီမင်းအခုတော့နေနေအောင်မကြခင်မင်းရှိကိုအကြောက်လာခဲ့မယ်မင်းကအတိတ်မိနေတာပဲမင်းအကြောင်းတွေကိုငါဖော်ထုတ်မယ်ထို့လူလေတယောက်တည်းပြောလိုက်တယ်မိနိုင်လေဘသူမှမရှိမိခင်ကုန်းရဲ့အိမ်နဲ့တိတ်တိတ်လေးပြန်ဝင်လာခဲ့တယ်ဒါပေမဲ့တနေရာမှာသူ့ကိုကြည့်နေတဲ့လူကတော့နင်ပေးကပြန်လာတာလေမိနိုင်ဟိုတငယ်ချင်းတယောက်နဲ့တွေ့ပြီးပြန်လာတာပါအန်တီပြီးတာပဲငါအိမ်မှာရှက်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 တွေမကြားချင်ဘူးမကြားချင်တာထက်မင်းအိမ်မင်းပြန်စီချင်ပြီဆိုပိုးမှန်လိမ့်မယ်ရှင်အန်တီမိနိုင်အိမ်ပြန်ရတော့မယ်ဟုတ်လားထင်မထားတဲ့စကားကြောင့်မိနိုင်အံ့ဩသွားတယ်ဟုတ်တယ်ငါသားကအတိတ်မိနေတယ်ဆိုပေမဲ့ဟိုကောင်မလေးကိုချစ်တဲ့စိတ်ကရှိနေတော့မယ်အဲ့တော့ငါလည်းဘာမှမလုပ်ချင်တော့ဘူးမကြခင်ငါလည်းဟိုကိုပြန်တော့မှာမင်းလည်းဒီမှာမနေတာပိုကောင်းမယ်ကောင်းပြီလေအန်တီမနေစေချင်ဘူးဆိုမိနိုင်အဆက်မရှိမနေပါဘူးဒီနေ့ပဲပြန်တော့မယ်ကောင်းပါပြီရှင်မြန်မြန်သာသွားပါတော့မိနိုင်လည်းချက်ချင်းပဲလှည့်ထွက်ခဲ့တော့တယ်တကယ်ပါဒေါ်မာလာဟာသူ့စိတ်ထဲဘာမှမရှိတော့တာတော့အမှန်ပဲသူလည်းဘာပစ္စည်းမှမမှတ်တော့တယ်လို့လူကျဲခွဲချဖို့လည်းသူမတွေးတော့ဘူးမကြခင်သူလည်းနိုင်ငံခြားကိုပြန်တော့မှတပတ်ကကြာတဲ့အခါမှာတော့ခေတယောက်ဂုံအိတ်နေတာနဲ့ဝေစရာရှိတာဝယ်ဖို့အောက်ကိုဆင်းလာခဲ့တယ်ဂုံမိမိကလည်းခေကိုချွေးမတယောက်ဖြစ်အတိမပြုတ်ပေတယ်လို့ခေမှာကိုဝင်ရှိနေပြီဆိုတာသိတာကြောင့်လဲဝမ်းသာနေတယ်အမေကြီးသမီးလိုအပ်တာတွေသွားဝယ်အောင်မယ်ဘယ်သွားဝယ်မှာလဲသမီးဒီလမ်းထိပ်တင်မှာမေမေအေးသမီးတယောက်ယောက်ကိုခေါ်သွားလေရှားတယ်မေမေခဏလေးပဲသွားရမှာဆိုတော့မခေါ်တော့ဘူးကုန်းကိုကြည့်ပေအောင်နော်အေးသမီးခေလည်းမေမေကိုပြောပြီးလမ်းထိပ်ထွက်လာခဲ့တယ်ငါမင်းနေတယ်လေမိနိုင်ငါသားပင်ပါလေလို့ငါနဲ့ကိုမသိဘူးလို့ပြောပြီးပြီလေမသိဘူးဟုတ်လားကေးဟာမသိချင်အောင်ကောင်းမမိနိုင်ရဲ့ဘာကိုနှစ်ချက်စင်ရိုက်လိုက်တယ်နင်ကကြော်ကြီးဆိုတဲ့ကောင်ကိုဘာမှတ်နေတာလေနင်အကြောင်းတွေအကုန်လုံးငါပွင့်ချလိုက်ရမလားဟမ်ပြီးတော့လင်ချင်းနဲ့ကလေးငုတ်တို့ရှိရင်နဲ့သူများလင်ကိုအချောင်ယူပြီးမိမကိုပါလှုပ်ကြံဖို့ပြန်ထားတာလေမိနိုင်ကြော်ကြီးစကားကြောင့်အံ့ဩသွားတယ်ကြော်ကြီးနင်ထားတွေဘလို့သိလဲငါဘလို့သိလဲဆိုတာနင်သိစရာမလိုဘူးနင်သာငါသားအကြောင်းမပြောရင်ငါအကုန်ပြောရမယ်ပြီးတော့နင်ငါနဲ့ဟိုကိုပြန်လိုက်ခဲ့ငါမလိုက်ဘူးနော်မိနိုင်မန္တလေးကိုပြန်လိုက်ဖို့အသေးစိတ်ညင်းနေမိတယ်သူနဲ့ကြော်ကြီးကလူကြီးတွေသဘောတူလို့တရားဝင်လက်ထပ်ထားတဲ့လင်မယားတွေပါသူလက်ထပ်ထားတာကိုဂုံမသိဘူးကြော်ကြီးကိုမလွှဲတာလို့လက်ထပ်ခဲ့ရတာသူ့ရင်ထဲမှာရှိနေတာကဂုံသူဘာလို့ဒီလိုပြန်လာလဲဆိုတာကြော်ကြီးကြောင့်ပါသူကဆေးတွေတုံးတယ်ပြီးရင်သူ့ကိုလည်းနှိပ်စက်တယ်မလွှဲတာလို့မဆောင်နိုင်တဲ့အစုံမှာကလေးတယောက်ရှားခဲ့တယ်သားလေး2နှစ်အရွယ်မှာသူမှကြော်ကြီးမရှိတဲ့အချိန်ခိုးထွက်လာခဲ့တာကလေးကိုတော့ဖေဖေကိုပြောပြီးအမျိုးတွေစီပို့ထားရတာအဖေကလည်းအစားကကြော်ကြီးစေးသုံးမှမသိလို့ပေးစားခဲ့တယ်ထားပါအခုချိန်ဒါတွေပြန်ပြောနေလဲထူးမှာမဟုတ်သိကြတာက
သူနဲ့ပြန်မလိုက်ဘူးဆိုတာပဲမင်းနိုင်ငါပြောနေတယ်လေငါသားပင်မလဲလို့ရှင်သားပင်မရှိလေဆိုတာပြောပြရင်ကျမကိုလှုပ်ပေးမလားမင်းလည်းငါနဲ့ပြန်လိုက်ခဲ့ရမယ်ဒါကတော့ကျမစဉ်းစားအောင်မယ်လောလောဆယ်တားရှိတဲ့နေရာကိုပြောပြမယ်နော်ကောင်းပြီပြောခေါင်းကလေးတာဆိုပြီးနှစ်ထင်ကိုလက်နဲ့ဖေကနိုးလာတဲ့ကောင်အခန်းနဲ့ဝှေ့ကြည့်တော့ခေးကိုမတွေ့တာနဲ့သူ့ပြသွားပြီးအိမ်ကလူတွေကိုလှမ်းခေါ်လိုက်တယ်ခန့်တယ်အေးတီတာကြီးမေဘာကြီးတို့ကုန်းခေါ်တဲ့ကြောင့်ကုန်းအမေအပါဝင်အားလုံးအပေါ်ပြေးတက်လာကြတယ်ဒါဘာဖြစ်လို့လဲနေပါခမရကြောက်ကိုသားလို့ခေါ်စရာမလိုဘူးခမရမပြတ်နိုင်သေးဘူးလားပြီးတော့ကျုံမိမရောခမရနှင်ချလိုက်တယ်လားဟမ်သူ့ရဲ့စကားကြောင့်အားလုံးအံ့ဩကုန်တယ်တာတတိယလာပြီလားဟုတ်တယ်ကျွန်တော်မိမပင်မလဲဆိုတာသာပြောသမီးလေးကလူရာလေးတွေသွားဝယ်တယ်ဘာအိမ်မလူတွေဒီလောက်ပေါ်နေတာသူ့ကိုခိုင်းရသလားမပေါ်မပါချင်းနဲ့လေအမေမခိုင်းပါဘူးသူ့ဟာသူသွားတာပါကုံလေဘာမှမပြောဘဲနေလိုက်တယ်သွားကြတော့အားလုံးလည်းကုန်းစကားကြောင့်အပြင်ပြန်ထွက်လာကြတယ်ဘာကုံတတိယလာပြီဟုတ်လားဟုတ်တယ်မမလေးအေးလေးအခုပဲအကိုလေးခန်းတွေကပြန်ရောက်တာရပြီဒါဆိုရင်ဖုံးချလိုက်တော့ဘသူမှမသိစေနဲ့နော်ဟုတ်မင်းနိုင်တယောက်သူ့ကြာစီအောင်မြင်တော့မှကြောက်ပြောနေတော့တယ်ကုန်းရင်ကအေးကိုလည်းအဲ့ဒီကထွက်မလာခင်ကုန်းအမေမသိအောင်ပိုက်ဆံယူပြီးထူးခြားတာနဲ့လမ်းပြောဖို့ဖုံးမပေးထားခဲ့တာအခုတော့ကောင်းသွားတာပေါ့သူ့ကိုကြော်ကြီးပြန်လှလိုက်တော့အပြင်ထွက်လာတဲ့အချိန်ဖုံးလာတော့ကင်လိုက်တာသူလွတ်ထားတဲ့လူတွေစီကဖြစ်နေတယ်သူတို့ပြောတဲ့စကားကလည်းခေးကိုယောက်ျားတယောက်ကားနဲ့တင်ခေါ်သွားတယ်တဲ့မင်းနိုင်တယောက်သဘောကျဆွာရဲ့ဂုံတို့နှစ်ယောက်အခန်းထဲမှာပြောခဲ့တာကိုပြန်သတိရသွားတယ်ခေးကိုယောက်ျားလေးတယောက်နဲ့တွဲတွေ့ရင်ဘာမှမမေးပဲတကူကိုလှုပ်ပြမဲတဲ့တွေးကြပြီပေါ့ခေးဆက်သွင်းရဲ့မင်းနိုင်တယောက်စိတ်ကူးနဲ့တူမျက်နှာပေါ်ကအေးဆက်တဲ့အပြုံးတကူဖန်နေရဲ့ကုန်းစီဖုံးလန်းဆက်လိုက်တယ်လူသူကင်းမဲ့နေတဲ့ကားလမ်းမထမှာအရှိန်ပြင်းစွာနဲ့မောင်းနေတဲ့ကားတစ်စီးထိုကားထဲမှာလူတယောက်ကအေးဆက်စွာကားမောင်းနေပေမဲ့တယောက်ကတော့မအေးစေနိုင်ပဲအိမ်ပြန်လိုက်ဖို့ရတာပြောနေတယ်တရံဖေပေါင်းနေတာလေငါတောင်းပန်ပါတယ်ဟာငါ့ကိုအိမ်ပြန်ပို့ပေးပါနော်မပို့ပေးနိုင်ဘူးခေငါနဲ့ကိုချစ်လို့ခိုးပြေးလာတာဟုတ်လားတရံဟုတ်တယ်ဒါပေမဲ့ငါမှအိမ်အောင်ရှိတယ်လေပြီးတော့နေအခုလိုလုပ်ရင်ငါမုန်းမိလိမ့်မယ်နေမုန်းလည်းငါကြွေးမဆိုင်ဘူးခေနေကိုငါပိုင်ဆိုင်ရတာနဲ့တည်းချိန်နေပြီခေသူ့စကားကြောင့်ငါနေတိတ်ကိုအတကြီးတဲ့တရံခေငုံနေတာသိပေမဲ့မချောဖြစ်ပဲခေစကားကိုသာပြန်ချေပလိုက်တယ်ဟုတ်တယ်ငါအတကြီးတဲ့ခေဒါကလည်းနင့်ကိုချစ်လို့ပိုင်ဆိုင်ခြင်းလို့ဆိုတာနင်သိထားပေးပါမဖြစ်နိုင်ဘူးတရံငါမှကိုဝင်ရှိနေပြီထိုစကားကြပြီးတရံကားပရိစောက်အောင်လိုက်တယ်ပြီးတော့ခေဘက်ကိုလေကဘာပြောတယ်ခေနင်မကိုဝင်ရှိနေပြီဟုတ်လားဟုတ်တယ်ငါမှကိုဝင်ရှိနေပြီတရံထိုအခါမှတရံကိုနှစ်ဖူးကိုရိုက်ပြီးခေါင်းကစပင်းတွေကိုလက်ချောင်းတွေနဲ့ထိုးပြီးဖွာလိုက်တယ်ငါမသွားပြီခေနင်မငုံနေတော့ငါနဲ့ကိုအိမ်ပြန်လိုက်ပို့ပေးမယ်တထေးကိုလည်းငါတေချာရှင်းပြပေးမယ်ကျေးဇူးဟာတရံလည်းခေရဲ့မျက်ရည်တွေတုပ်ပြီးတဘွားလုံးသူဆုံးလိုက်ရတော့မှဖြစ်တဲ့အတွက်ခေကိုလေးကိုစင်ဝင်နဲ့ခဏတာဆွေးယူပွေးဖတ်လိုက်တယ်ခေလေးအလိုက်တဲ့လေတရံရင်ဝင်နဲ့ခဏတာခုနာလိုက်တယ်ငါနဲ့ကိုနားလေလို့အခုလိုနေပေးလိုက်တာပါကျေးဇူးပါတရံနေရငါရဲ့ထာဝရတငယ်ချင်းအဖြစ်နဲ့ရှိနေမှာပါတရံခေရဲ့စကားကိုဘာမှပြန်မပြောပဲခေနှစ်ပူလေးကိုနန်းကလွတ်ပေးလိုက်တယ်ပြီးတာနဲ့မြို့ထဲသို့ဝင်ရန်ကားကိုပြန်လှည့်လိုက်တော့တယ်ဂုံတယောက်ဧကန်ထဲမှာထိုင်းနေရင်မိနိုင်ပြောတဲ့စကားကိုမရှုံပေမဲ့အခုချိန်ထိခေးပြင်းမလာသေးတာကြောင့်ဒေါသထွက်နေတာတော့အမှန်ပဲမကြပါသူ့အတွေ့မစုံသေးဘူးကားတန်ကြားလိုက်ရတော့သူလည်းအိမ်ရှိမှရက်ဆောင်နေလိုက်တယ်ကားတွေကနေခေးဆင်းလာပြီးခေးအနောက်ကနေတရံပါလာတယ်ခေးကုန်းကိုမြင်ပြီးအံ့ဩသွားတယ်အကိုလေးငါအကိုလေးမဟုတ်ဘူးခေးဆက်တယ်နင့်ယောက်ျားကုန်းပဲကုန်းဒါဆိုတတိယလာပြီပေါ့ဟုတ်တယ်မင်းဘေးကပြန်လာတာလေခေးဆက်တယ်ခေးလူရာလေးတွေသွားဝင်တာပါကုန်းခေးလေသူဝေတာတွေကိုမြောက်ပြရင်ပြောလိုက်တယ်ဒါဆို तू ကရော तू ကခေးနဲ့စကားပြောချင်လို့ဆိုပြီးခေးကိုတနေရာခေါ်သွားလို့ခဏလိုက်သွားတာပါ तू လက်ထက်တော်မယ်ဆိုတာလာပြောတာလေအော်ပြီးတာပဲမင်းအိမ်ထဲဝင်တော့ဟုတ်ခေးလေကုန်းစကားကြောင့်အိမ်ထဲဝင်လာလိုက်တယ်ဂုံဝင်သွားတာနဲ့သူ့စီကလူကိုထိုးလိုက်တယ်ဟဲ့မင်းနောက်ဘယ်တော့မှခေးနဲ့မပတ်သက်နဲ့ခေးပြောခဲ့တဲ့စကားတွေကြောင့်ငါမင်းကိုဒီလောက်ပဲလောက်တာတရံနှကန်းတာကိုလက်ညှိုးနဲ့ထောက်ရင်ဟုတ်ကဲ့ပါတထေးလေး
ဒါဆိုကျွန်တော်ကိုခွင့်ပြုပါအောင်တိန်ရန်ပြောပေမဲ့ဂုံကယူမဆိုင်စွာအိမ်ထဲဝင်သွားတယ်တိန်ရန်တထေးလေးရဲ့လက်ပုံကိုကြည့်ပြီးသဘောကျမိတယ်ခေရဲ့တထေးလေးကငါ့တဲ့နေကိုပိုချစ်နိုင်တယ်ငါဝမ်းသာပါတယ်ခေတိန်ရန်စိတ်ထဲကပြောတာထိုနေရာမှာထွက်လာခဲ့တယ်မိနိုင်သူလောက်တာတွေမအောင်မြင်ဘူးဆိုတာကြောင့်အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုပြစ်ပေါက်ရင်ဒေါသထွက်ကစိတ်ပေါက်နေတယ်နောက်ဆုံးတော့သူအစဉ်ကစိတ်တရားတွေကြောင့်လူကလွတ်သွားပြီးဘာဆိုဘာမှမသိတော့ပဲသူသိတာဆိုလို့တယောက်ပဲရှိတော့တယ်မောင်ငါမောက်စီသွားရမယ်မောင်ကငါ့ကိုမျောနေမှာဟုတ်တယ်မိနိုင်တယောက်တည်းအကျူလိုအခန်းထဲကနေထွက်လာတယ်သူမိဘတွေကလည်းမိနိုင်စိတ်ပေါက်သွားတာသိပေမဲ့ဘလို့မှတားမရမှသိတာကြောင့်စိတ်ပြစွာထိုင်နေကြတယ်ဘာငါအခုပဲလာခဲ့မယ်မင်းတို့သူ့ဘေးကိုဝင်နေဘေးကိုသွားမယ်ဆိုတာစောင့်ကြည့်တာကြော်ကြီးတယောက်မိနိုင်အကြောင်းချပြီးမိနိုင်နောက်လိုက်ရန်ချက်ချင်းပဲကားတော်ဆွဲပြီးထွက်လာခဲ့တယ်မိနိုင်ကိုယ့်အိမ်ရောက်တော့မောင်ကြီးမောင်မင်းစီကိုလာပါအောင်မိခေါ်နေတယ်လေမောင်ဂုံတို့လည်းမိနိုင်တန်ကြောင့်ဆင်းလာခဲ့တယ်ဒေါ်မလာလည်းအပြင်ကိုပြေးထွက်လာတယ်မိနိုင်တယောက်ဂုံဆင်းလာတာလည်းတွေ့ရောဂုံကိုပြေးဖက်ရင်မောင်မေလေမေမောင်ကိုလွမ်းနေတာမောင်ရဲ့သူရဲ့စကားပြောနေရင်ခေအနာဆောင်းလာတာတွေ့တော့မိနိုင်တယောက်ဒေါသထွက်သွားပြီးဂုံကိုဖတ်ထားတာလှုပ်ပြီးခေးဘက်ကိုလှဲကကောင်းမလင်ခိုးမပြောပြီးခေးရဲ့ဘာကိုဆဲလိုက်တယ်ထုံလို့ရက်ကိုမြင်တဲ့ဂုံတယောက်မိနိုင်သူ့ကိုဖတ်တာဘာမှမပြောပေမဲ့ခေးကိုထိတဲ့အတွက်မိနိုင်ကိုတွန်းလိုက်တယ်မိနိုင်တယောက်ဂုံကသူ့ကိုတွန်းလိုက်တာကြောင့်မောင်ကဒီကောင်မကြောင့်မိကိုအခုလိုလှုပ်တာပေါ့ဟုတ်လားမောင်ဒီမှာမိနိုင်မင်းကငါဘာမှမပြောချင်လို့ချစ်နေတာမင်းနဲ့ငါကတငယ်ချင်းခေကငါမိမမင်းဘာတွေလားပြောနေရလဲမိနိုင်ကုန်းစကားလေးကြားရောခေါင်းခါကနားပိတ်ပြီးတော့မဟုတ်ဘူးနေကငါယောက်ျားသူကငါစီကနေနင့်ကိုလူယူတာသူအချိန်ကြော်ကြီးရောက်လာပြီးအခုကျွန်တော်တောင်းပန်ပါတယ်သူ့ကိုကျွန်တော်ပြန်ခေါ်သွားပါမယ်ငါ့ကိုခေါ်မှာဘာတူလဲငါမလိုက်ဘူးနော်ငါကမောင်နဲ့ပဲနေမှာကြော်ကြီးမိနိုင်စကားကိုနားမထောင်ပဲကုန်းကိုကြီးကအခုတကယ်တော့မိနိုင်ကကျွန်တော်ရဲ့မိန်းမပါသူနဲ့လက်ထပ်ထားတာတားလေးတယောက်တောင်ရှိပါတယ်ဆိုပြီးသူတို့အကြောင်းတွေအားလုံးကိုပြောပြလိုက်တယ်ဂုံအပါဝင်အားလုံးထိုလူရဲ့စကားလေးစုံရောအံ့ဩသွားမိတယ်ဟုတ်တယ်လေသူတို့ကမိနိုင်ကိုအပြူးလိုပဲထင်ခဲ့တာပို့ဆိုတာကကလေးရဲ့မိဖြစ်နေတယ်ဆိုတာဘယ်လိုမှထင်မထားမိတာအမှန်ပဲသူကကလေးလေးရှိနေတယ်ဟုတ်လားဟုတ်တယ်အကူကျွန်တော်အရင်ကစေးသုံးပြီးသူ့ကိုနှိပ်စက်ခဲ့တာကြောင့်သူ့မှာစိတ်ရောဂါခံစားနေရတာကျွန်တော်လည်းအခုစေးမသုံးတော့ပါဘူးကောင်းပါလေကွာဒါဆိုလေသူ့ကိုခေါ်သွားတော့လေဟုတ်ဒါဆိုကျွန်တော်တို့သွားပြီနော်ကြော်ကြီးမိနိုင်ကိုခေါ်ကထွက်လာပေမဲ့မိနိုင်ရုံးကန်ဆဲမလိုက်ဘူးနော်မလိုက်ဘူးငါမောင်နဲ့ပဲနေမှာကြော်ကြီးနားညစ်လွန်းတာကြောင့်သူ့မှာအသေးပါလာတဲ့မေစည်းပါဝါနဲ့မိနိုင်ကိုအုပ်လိုက်တော့တယ်သူဒီလိုလုံးလိုက်ခြင်းကမိနိုင်ဟာခဏတာမိမျိုးတော်မှာမဟုတ်ဘဲတက်သက်စာမိမျိုးတော်မယ်ဆိုတာသိခဲ့ရင်သူလုံးမိမလားအခုဆိုခေးတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေနေရပေမဲ့မိနိုင်တို့အကြောင်းစဉ်းစားပြီးတော့ခေးတယောက်စိတ်မကောင်းဖြစ်နေမိတယ်မိနိုင်ရဲ့သားလေးကတနာစရာဖက်အီရောမအီပါဆုံးရှုံးလိုက်ရတယ်ထိုတဲ့ရင်တွေကြားတော့ကခေးတို့မယုံနိုင်ဖြစ်ခဲ့ရတယ်ခေးတို့အိမ်ကနေထွက်သွားတော့ကအကောင်ကြီးနောက်တော့စုံးပြီဆိုတဲ့တဲ့ကြောင့်မယုံနိုင်ဖြစ်သွားတယ်လို့မိနိုင်ရဲ့ယောက်ျားကလည်းမတော်တဆလူသက်တယ်လို့ဖြစ်သွားတာကြောင့်ထောင်ချရင်အစင်းကစေးတုံခဲ့တဲ့တန်တွေနဲ့တလားလောက်နေတော့ထောင်ထဲမှာလည်းစုံသွားတယ်တဲ့ခေမိမခေတွင်းနေရမှာကိုခေါ်တဲ့ကြောင့်လှည့်ချလိုက်တယ်အော်ကိုဘာတွေစဉ်းစားနေတာလဲဘာမှမဟုတ်ပါဘူးကိုရဲ့မိနိုင်တို့အကြောင်းမှာဘာမှသူများအကြောင်းစဉ်းစားမနေနဲ့ကိုတို့အကြောင်းပဲတွေးရအောင်ပြောပြတာနဲ့ဂုံခေရဲ့နှကန်းလေးကိုဆွဲယူနှမ်းဆိုင်လိုက်တယ်ခေကိုအနံကိုခံယူရင်ဗိုက်ထဲကနားလာတာကြောင့်ညင်းမိတယ်အာခေဘာပြတ်တာလဲခေလည်းဗိုက်ကိုလက်ညှိုးနဲ့ထိုးပြလိုက်တယ်ဗိုက်နာလို့လားခေခေါင်းလေးညှိပြလိုက်တယ်ဂုံခေကဗိုက်နာနေပြီးပြောတာကြောင့်အားလုံးကိုခေါ်ပြီးစီစဉ်စရာရှိတာစီစဉ်ခိုင်းလိုက်တယ်နာတယ်နာတယ်မြန်မွေးပါတော့ခေတယောက်မွေးခန်းထဲမှာအောနေတော့တယ်ဂုံလေအခန်းပြင်ကနေကနာမငိမ့်ဖြစ်ကဟိုလျှောက်ဒီလျှောက်နဲ့ရသမျှဖျားစာအကုန်ရှင်နေတယ်ခေရဲ့မိမိနဲ့ဒေါ်မလာလည်းဆူတောင်းနေကြတယ်တနားရီလောက်ကြာတော့အနီးထုတ်ထားတဲ့ကလေးလေးနဲ့အတူဆရာဝန်ထွက်လာတယ်ကလေးကိုကုန်းလက်ထဲထည့်ပေးကခဏနေရင်မိခင်ကိုရိုးခန်းနဲ့ရွှေ့ပေးမှာအဲ့ကြတွေ့ကြနော်ဟုတ်ကုန်းလက်ဘော်ကကလေးလေးကိုအဖွားနှစ်ယောက်ဥရစွာကြည့်နေကြတယ်
ခေးကိုရွရွခန်းနဲ့ပြောင်းပြီးတာနဲ့ကလေးကိုခေးမိလက်ထဲပေးထားပြီးဂုံဟာခေးရဲ့အနာကိုထိုင်ကကျေးဇူးပါခေးကို့အတွက်ခေးနဲ့တူတဲ့သမီးလေးကိုလက်ဆောင်ပေးလို့ခေးတယောက်ဘာမှမပြောပဲအာနေနေပေမဲ့ကြိုးစားပြောပြလိုက်တဲ့အဖွားနှစ်ယောက်ကတော့ဆန္နာနင်တော်ပြီလေငါမျိုးကိုငါချီအောင်မယ်နင်မဲချီမနေနဲ့အိုးသားလေးရမြေးကိုကျမပေးထားတာဟာငါလည်းချီအောင်မှာပေါ့နောက်မှချီဟာမရဘူးအခုချီမှာစားတဲ့ပြအဖွားပြသူနှစ်ယောက်ကြာမှာအလူခန်းနေရတဲ့သမီးလေးကိုကြည့်ပြီးဂုံတို့ပျော်ရွှင်စွာရှင်းမိကြတယ်ဆေးရောင်တစ်ခုလုံးရဲ့အခန်းတစ်ခန်းလေးကမိသားစုလေးရဲ့ပျော်ရွှင်ကြည်နူးမှုလေးပဲဖြစ်ပါတော့တယ်ပရိသတ်များစဉ်ပရိသတ်ကြီးအခုနားဆင်ကြရတဲ့ဇလံလေးကတော့စာရဲသူမှုရီဖွဲ့ခွင်ထူပန်ရှိသားထားတဲ့တခင်ရဲ့အသုံးတော်ခန်းဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေချိုချိုအီဇလန်းလေးတွေကိုစင်စမပြတ်တင်ဆက်ပေးနေမှာမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့